ခဲ့ရတော့တယ်ဒါခိုင်လာကဘလိုမျိုးမိစ္ဆာကောင်ကြီးမို့လို့လဲဗျာကဘာဦးဂျာပန်ပလက်လင်နဲ့မတင်မျိုးမိတော့ကိုသုံးပြီးကျွန်တော်ရဲ့အခြေခံအုံးမြစ်ကိုသုံးလို့ပေးလိုက်ရင်အလုံးစုံရှိလာ theory ရအမြင့်ဆုံးတိုင်းစားဖြစ်တဲ့3,800ထိပဲရောက်လိမ့်မယ်လို့သူထင်ထားခဲ့တာလေကျွန်တော်ရဲ့အလားအလာကသူ့ရဲ့မျှော်လင့်ချက်တွေကိုဒီလောက်ထိအဝေးကြီးကျော်လွန်သွားလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိဘူးမတင်မျိုးခန္ဓာကိုယ်နဲ့ကဘာဦးဂျာပန်ပလက်လင်တို့ပေါင်းဆက်သွားတာဟာမြုံနိုင်လောက်အောင်ထူးခြားတဲ့တုံ့ပြန်အမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့တာပေါ့ကောင်းတယ်တကယ်ကိုကောင်းတယ်ဟုမျိုးနေစုခေါင်းဆောင်ကြီးကသူ့ရင်ထဲကပောက်ကွဲလို့မတက်ဖြစ်နေတဲ့ဝန်တာအားရမှုကိုမထိန်နိုင်တော့ပဲကောင်းကင်ရန်စီလန်းပြီးဟာနဲ့အားရပါရရေမောလိုက်တော့တာပဲတကယ်ကိုဘန်စစ်မီသားစုရဲ့ကောင်းချီးမင်္ဂလာပဲတကယ်ကိုဒုက္ခိတုခါနဲ့ဂျုံဖို့မွေးဖွားလာခဲ့တဲ့ကံကြမ္မာရဲ့သားတော်စစ်ပဲဒီလိုမှတော့ဒီနေ့ငါမင်းကိုနောက်ထပ်တစ်ဆင့်ထပ်ပြီးဝိုင်းကူပေးရသေးတာပေါ့တဲ့သူ့မျက်လုံးထဲမှာရွှေရောင်လင်းနှန်းတွေဖြတ်ခနဲလောက်ခတ်သွားခဲ့ပြီးသူကရုတ်တရက်ဘားစဟာကတွေးကြအောက်တံပတ္တများလိုမျိုးရဲရဲနေနေတဲ့အရေးတဆက်ကိုထွေးထုတ်လိုက်တဲ့စစ်မှန်တဲ့မတင်မျိုးတယောက်ရဲ့နှလုံးသားသွေးအနှစ်သာရပြသူ့ရဲ့တသက်တာကျင့်ကြံခြင်းရဲ့အစီနဲ့အစစ်အမှန်ပေါ့သွေးတဆက်တည်းတင်ရှိသေးတယ်ကျေတာယာနေမြေတစ်ခုလုံးကိုမှုမှုညံ့ညံ့ခြေမုံပြနိုင်စွမ်းရှိတာသူကလက်ညှိုးတစ်ချက်တောက်လိုက်တော့အဲ့ဒီနှလုံးသားသွေးတဆက်ကသွေးရောင်လင်းနှန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးကျွန်တော်ရဲ့မျက်ခုံးလေဖိုးတိတ်တိစီကိုမျက်စိတမိတ်အတွင်းမှာပဲတန်းဝင်သွားခဲ့ရတော့တယ်ဝုံဤခနဲ့ပဲကျွန်တော်ခန္ဓာကိုယ်ကြီးကအထဲကိုနျူကလ িয়ার ဘုံတစ်လုံးပစ်ချလိုက်ရတဲ့လိုမျိုးနေမင်းကြီးတစ်ခုလိုဖြစ်သွားခဲ့ရပြီးပေပေါင်းတန်းနဲ့ချီတဲ့နက်ဖျားလင်းနှန်းတွေအပြင်ကိုဝုန်းခနဲ့ပွင့်ထွက်လာခဲ့တော့ပါပဲကျွန်တော်တန်ကြံတွေကသက်ဆောင်စီနဲ့ရေအတွက်ကလည်းပေါက်ကွဲထွက်မတက်ပဲယူသွစွာနဲ့အပေါ်ကိုတရားဟောမင်းတက်လာခဲ့ပြီလေ3သိန်း5သိန်း8သိန်းတတန်းသက်ဆောင်စီနဲ့ရေအတွက်ကနောက်ဆုံးမှာတတန်းထိရောက်ရှိသွားပြီးတည်ငြိမ်သွားတဲ့အခါမှာတော့သက်ဆောင်စီနဲ့အားလုံးဟာရုတ်တရက်အတွင်းဘက်ကိုပြန်လဲဆူဆီးသွားခဲ့ကြပြီးရွှေရောင်နက်ဖျားပုံတထန်လေးတစ်ခုအဖြစ်ပေါ်လာခဲ့ရတော့တယ်အဲ့ဒီနက်ဖျားပုံတထန်လေးကဝေးကြီးရဲ့ဗဟိုချက်တိတ်တွေမှာတင်ပလက်လင်ခွေဝင်ထိုင်လိုက်တာပေါ့သူ့ရဲ့အရှိန်ဝါကခညားထဲဝါပြီးဒီကြီးလေးနဲ့လာတယ်လို့သူ့ရဲ့မျက်နှာကလည်းကျွန်တော်မျက်နှာနဲ့အတိအကျထပ်တူပဲဗျခေတ်အဆက်ဆက်တမိုင်းတစ်လျှောက်မှာမကြုံစဘူးပထမဆုံးအကြိမ်အဖြစ်တွေးသုံးလို့ချင်းနေပေမှာသက်ဆောင်စီနဲ့တတန်းထိစူဆီးနိုင်ခဲ့ပြီးနက်ဖျားလိညင်အိုးအိမ်တစ်ခုကိုပါဖြစ်တည်စေခဲ့တာလေဒါကဒဏ္ဍာရီကိုဖျက်ဆီးပစ်တာမျိုးတွေမဟုတ်တော့ဘူးဒါကရှေ့မှာလည်းရှိမနေခဲ့ဘူးလို့နောက်မှာလည်းရှိလာဖို့မလွယ်တော့တဲ့ကဘာတစ်ဒဏ္ဍာရီတစ်ဆက်ဆက်တစ်ခုကိုကိုယ်တိုင်ဖန်တီးတည်ဆောက်လိုက်တာအတိအကျကြီးပါမျိုးနေစုခေါင်းဆောင်ကြီးကဒီမြင်ကွင်းကိုကြည်ရင်စိတ်လှုပ်ရှားလို့တကူလုံးကိုတုံ့ရင်နေခဲ့ရပြီးသူကဗန်စစ်မီသားစုအတွက်တကယ်ကိုကြောက်မဖွယ်ကောင်းတဲ့မိစ္ဆာကောင်ကြီးတစ်ကောင်ကိုသူ့လက်နဲ့ကိုယ်တိုင်ဖန်တီးပေးလိုက်မိပြီဆိုတာသူကောင်းကောင်းကြီးသိသွားပြီလေချင်းညိုခေါင်းတလားထဲမှာတော့ဗရန်ပရာဆွမ်းအင်တွေကတဖြည်းဖြည်းချင်းပြန်လဲတည်ငြိမ်သွားခဲ့ရတယ်လို့မတင်မျိုးမိတော့တွေကလည်းဖြည်းဖြည်းချင်းငြိမ်သက်သွားခဲ့ရပြီးကျွန်တော်ကပန်းနုရောင်ကြပန်းပလက်လင်ပေါ်မှာတင်ပလက်လင်ခွေထိုင်နေတာပေါ့မျက်လုံးနဲ့စလုံးကိုတင်းကျင်နေအောင်မိတ်ထားခဲ့ပြီးကျွန်တော်ရဲ့အရှိန်ဝါတွေကတော့ခညားထဲဝါလာတယ်လို့တီကြီးလေးနဲ့နေခဲ့ပြီးကျွန်တော်ခန္ဓာကိုယ်ရဲ့အတွင်းထဲမှာတော့ရွှေရောင်သက်ဆောင်စီနဲ့တတန်းကနေဖြစ်ပေါ်လာတဲ့နက်ပြားလိညင်အိုးအိမ်လေးကကျွန်တော်ရဲ့တန်ကြံထဲမှာငိမ့်လေးထိုင်နေခဲ့ပြီးကျွန်တော်နှလုံးခုန်တန်းနဲ့အတူအကွက်ကြကြလောက်ခတ်နေတယ်လို့ကျွန်တော်နဲ့တသားတည်းပေါင်းစည်းပြီးအသက်ရှူနေခဲ့တာပေါ့အသက်တစ်ချက်ရှူသွင်းရှူထုတ်လုပ်လိုက်တိုင်းမှာလဲကောင်းကင်နဲ့မြေပြင်ရဲ့အစီအနစ်အမြောက်များကိုအလိုရောက်ဆွဲယူစစ်ထုတ်ပေးနေခဲ့ပြီးအဲ့ဓာတွေကိုတန်းစင်ဆုံးစွာအားတွေအဖြစ်ပြောင်းလဲကတကူလုံးကိုစီးဆင်းစေခဲ့တာဗျကျွန်တော်ရဲ့ကြင်ကြံခြင်းစင်ကလူသားလန်းစင်ရဲ့ပထမဆုံးနယ်ပယ်ဖြစ်တဲ့တွေးသုံးလို့ချင်းနယ်ပယ်တွေကိုခြေလန်းလန်းဝင်လိုက်ရုံလေးတင်ရှာဤသေးပေမဲ့ပေါ့ကျွန်တော်ခန္ဓာကိုယ်ထဲကနေညဉ့်ညမ်းတဲ့လေပူရှည်ကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်တယ်အဲ့ဒီလေပူတွေကကျွန်တော်ခန္ဓာကိုယ်ထဲကနေထွက်သွားပြီးတဲ့နောက်မှာတော့လေထုထဲမှာလက်သေးတွေအဆွဲတွေနဲ့အနက်ရောင်ငကားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပြီးအထက်မှာတပတ်လက်ပတ်ပြီးမှဖြည်းဖြည်းချင်းပြေလွင့်ပြောက်ွယ်သွားခဲ့ရတော့တယ်ဒါကကျွန်တော်ခန္ဓာကိုယ်ထဲကနေစစ်ထုတ်တန်းစင်လိုက်တဲ့နောက်ဆုံးအညစ်အကြေးအပိုင်းစာပေါ့ဒီနေ့ကစားပြီးကျွန်တော်မှာဘာအပြစ်အနာစာမှမရှိတဲ့စစ်မှန်တဲ့လမ်းစဉ်နဲ့တသားထဲကျနေတဲ့ခန္ဓာကိုယ်စစ်ရှိသွားခဲ့ပါပြီကျွန်တော်ရဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာမျက်လုံးနဲ့စလုံးကနေရွှေရောင်နက်ဖျားအလင်းနဲ့နှစင်းဝန်းခနဲ့ပွင့်ထွက်လာခဲ့ပြီးဂရန်ပရာဆွမ်းအင်အထက်ထက်ကိုထိုးဖောက်ကအတွင်းပိုင်းစကြောင်ငါကြီးရဲ့အပြင်ဘက်နိုင်ရန်ကိုတန်းတန်းမတ်မတ်သွားပြီးရိုက်ခတ်လိုက်တော့တာပဲအမလေးသွားပြီးကျွန်တော်ဘာသာတောင်လန်းသွားတယ်ဗျာဒါကတကယ်ပဲကျွန်တော်ရဲ့မျက်လုံးတွေဟုတ်ရဲ့လားလေစာမြောက်ထက်တောင်ပို့ပြီးတော့ခက်ထန်နေသေးတယ်ကျွန်တော်ချက်ချင်းပဲစိတ်ကိုပြန်ထိန်းလိုက်တော့မှအဲ့ဒီကြောင့်မဖွယ်ကောင်းတဲ့အလင်းနဲ့နှစင်းကဖြည်းဖြည်းချင်းမြင့်မြင့်သွားခဲ့ရတော့တယ်ကျွန်တော်ခေါင်းငုံပြီးကျွန်တော်ရဲ့လက်နှစ်ဖက်ကိုပြန်ကြည့်လိုက်မိတဲ့ခန္ဓာကိုယ်ထဲမှာကောင်းကင်နဲ့မြေပြင်ကိုဆွဲဖြည့်ပြနိုင်လောက်တဲ့ပေါက်ကွဲလုံးတက်ဆွမ်းအားကြီးကိုအသေးချာခံစားနေရတာပေါ့တကူလုံးခံစားရတယ်ခံစားချက်ကနည်းနည်းလေးတောင်အိမ်မဆန်နေတယ်လို့ပဲဗျာဒါကကြင်ကြံချင်းရဲ့ဆွမ်းအားပေါ့ဟုကျွန်တော်ဘာသာတိုးတိုးလေးရည်ယူမိတယ်ပထမဆုံးနေပယ်လေးတင်ရှိသေးတယ်လောကကြီးကိုတုံလို့စေမဲ့အပြောင်းလဲမျိုးဖြစ်ပေါ်ခဲ့တာဆိုတော့ဒါဆိုရင်အဲ့ဒီနောက်ကနေပယ်တွေဖြစ်တဲ့အခွန်ခွာခြင်းတွေပဲပေါင်းစည်းခြင်းတွေပဲဝိညာဉ်ပုံဖော်ခြင်းတွေပဲပြီးတော့နောက်ဆုံးမတင်မျိုးနေပယ်တွေကြရင်ဘလို့မြင်ကွင်းမျိုးတွေဖြစ်လာမလဲဘလို့ခံစားချက်မျိုးဖြစ်လာမလဲမျိုးနယ်စုခေါင်းဆောင်ကြီးရဲ့စကားတန်ကကျွန်တော်နားထဲမှာထွက်ပေါ်လာခဲ့တယ်ကျွန်တော်ပလက်လင်ပေါ်ကနေအမြင်ထလိုက်ပြီးခေါင်းတလားရဲ့အပြင်ဘက်မှာရှိနေတဲ့မျိုးနယ်စုခေါင်းဆောင်ကြီးစီကိုအလေးနဲ့ယိုရိုတေတေဥညွတ်ကာရဝပြုလိုက်တာပေါ့ကျွန်တော်ရဲ့အခြေခံအုံးမြစ်ကိုတုံးလုပ်ပေးတဲ့အတွက်အဘိုးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာကျွန်တော်ကိုအတစ်တဖန်ပြန်လဲတိဆောက်ပေးခဲ့တဲ့ဒီကျေးဇူးတရားကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးလို့ပြောလိုက်တယ်ဒီဥညွတ်မှုကိုတော့ကျွန်တော်ရင်ထဲအနက်ဆိုင်ဆုံးနေရာကနေလိုက်လဲကိုပေးအပ်လိုက်တာဗျာမျိုးနော်အေစုခေါင်းဆောင်ကြီးကကျွန်တော်ကိုကြီးမားလာတဲ့ခံတရားကောင်းကြီးတွေပေးခဲ့ုံတင်မကပဲမိသားစုဆိုတဲ့စကားလုံးရဲ့စစ်မှန်အတိတ်ပဲကိုပါနားလည်အောင်လုပ်ပေးခဲ့တာလေတစမ်းပါဦးငါတို့ကဘာပဲပြောမိသားစုတွေပဲဟာဒီလောက်ထိအယိုသေးပေးဖို့မလိုပါဘူးဟုမျိုးနယ်စုခေါင်းဆောင်ကြီးကရေမောရင်ကျွန်တော်ကိုလန့်ထူပေးတယ်သူ့ရဲ့မုံဝါးဝါမျက်လုံးတွေထဲမှာတော့ဂျင်းနဲ့အားရမှုတွေပြည့်နေခဲ့တာပေါ့မင်းကငါ့ကိုတကယ်ကိုကြီးမားလာတဲ့အံ့အားသင့်စရာကြီးပေးလိုက်တာပဲတွေးသုံးလုပ်ချင်းနေပဲမှာသက်ဆောင်စီနဲ့တတန်းထိစူးစီးနိုင်ခဲ့ပြီးနက်ပြားလိညင်အိုးအိမ်တစ်ခုကိုပါဖြစ်တည်စေခဲ့တယ်ဟုတ်လားဒါကိုဘယ်သူကိုသွားပြောဘယ်သူမှယုံကြမှာမဟုတ်ဘူးမျိုးနယ်စုခေါင်းဆောင်ကြီးကကျွန်တော်ကိုအထက်အောက်လက်ပတ်ကြည့်ရှုနေပြီးကြည်လေပို့ပြီးတော့သဘောကျလေပဲဗျဒီနေ့ကစားပြီးမင်းကဘန်စစ်မီသားစုရဲ့တမိုင်းတစ်လျှောက်မှာဘာမှငင်းခုန်နေစရာမလိုရဲ့နံပါတ်1ပါရဲ့မီရှင်စစ်ဖြစ်သွားပြီးတဲ့ဒီလိုချီကျူးစကားတွေကြောင့်ကျွန်တော်နင်းနေတော့ရှက်ကိုရှက်ကန်းဖြစ်သွားရတာပေါ့ကျွန်တော်ခေါင်းကိုကုတ်လိုက်ပြီးဒါတွေအားလုံးကအဖိုးရဲ့ကောင်းမွန်တဲ့တုံတင်ဆုံးမှုတွေကြောင့်ပါလို့ပြောလိုက်တယ်ကဲတော်စမ်းပါတော့လာပြီးမြောက်ပြောမနေနဲ့ဟုမျိုးနယ်စုခေါင်းဆောင်ကြီးကရေမောရင်စုပူလိုက်တယ်မင်းရဲ့အခြေခံအုံးမြစ်ကိုတော့ချပေးပြီးကျန်တဲ့လမ်းစဉ်ကိုတော့မင်းဘာသာမင်းဆက်ပြီးရှောက်လန်းရမှာမှတ်ထားပါမမာနထောင်လွှားတာမျိုးစိတ်မြင်လက်မြင်ဖြစ်တာမျိုးလည်းမရှိစေနဲ့ကြင်ကြံချင်းလမ်းစဉ်ဆိုတာတိတ်ကိုရှည်လျားလာတာတွေးသုံးလို့ချင်းနေပဲဆိုတာကအစပြောချင်းအစ်စ်လေးတင်ရှိသေးတယ်တဲ့ကျွန်တော်နားလေပါတယ်အဘိုးဟုကျွန်တော်ခေါင်းကိုအခိုင်မာညှင်းပြလိုက်တယ်ကျွန်တော်ရဲ့
စတင်ရအဆင့်တန်းကမြုံနိုင်လောက်အောင်မြမနေခဲ့ပေမဲ့ရှေ့ဆက်ရမယ့်လမ်းကြောင်းကတိတ်ကိုရှိရသေးတယ်ဆိုတာကျွန်တော်သိတာပေါ့ဒါပေမဲ့လည်းကျွန်တော်ယင်ထဲမှာတော့မပြောဘဲမနေနိုင်ခဲ့ဘူးဗျာခစ်ဆက်သမိုင်းတစ်လျှောက်မှာအမိမျက်ဆုံးနံပါတ်1ပါရဲ့မီရှင်ဟုတ်လားဟာအဲ့ဒီပွဲနာမီလေးတင်ကြားရတာတင်တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းနေပြီလေအဲ့ဒီအချိန်မှာပဲစက်ရုပ်ဆန်အေးဆက်အတန်ကြီးတစ်ခုကကျွန်တော်ဦးနောက်ထဲမှာရုတ်တရက်ဝန်ခနဲထွက်ပေါ်လာခဲ့တော့တယ်ဒီကစားသမားရဲ့အဆင့်တန်းမှာကြီးမားလာတဲ့ကြော်လုံပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားတာကိုရှာဖွေတွေ့ရှိထားတဲ့အတွက်ကစားသမားရဲ့အလားအလာကိုပြန်လဲစစ်ဆေးဆန်းစစ်နေပါတယ်စစ်ဆေးနေစေတတိပေးချက်ဘာမှမသိရတဲ့အမှားယွင်းတစ်ခုဖြစ်ပေါ်နေပါတယ်ကစားသမားရဲ့အခြေခံအုံးမြင့်အချက်လက်တွေကပြန်ထွက်သွားခဲ့ပြီးစနစ်ရဲ့တွက်ချက်နိုင်စွမ်းအတိုင်းဆက်ထက်ကြော်လုံသွားခဲ့ပါပြီစနစ်ရဲ့မော်ဂျူးတွေကြားထဲမှာဘာမှမသိရတဲ့ပလိပခတ်တစ်ခုဖြစ်ပွားနေပါတယ်ပြန်လဲစတင်ဖို့စူးစမ်းနေပါတယ်ပြန်လဲစတင်ခြင်းလုပ်ငန်းစဉ်ကြာရှုံးသွားပါပြီဒီအရေးပေါ်တတိပေးချက်တွေနဲ့ဖတ်လို့မရတဲ့အချက်လက်စာတန်းပေါင်းများစွာဟာကျွန်တော်ဦးနောက်ထဲမှာယူသွစွာနဲ့အစမပြတ်ဖြတ်ပြေးနေခဲ့ရပေါ့ကျွန်တော်လမ်းဖြတ်သွားရတယ်ဗျာစနစ်ကြီးဟုတ်လားကျွန်တော်တောင်ဒီယာကြီးကိုမိလိုနီးပါးဖြစ်နေခဲ့တာဒီလိုချိန်မျိုးကြမှာဒါကြီးကရုတ်တရက်ပေါ်ထွက်လာလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ဘူးအစပြုသူမစ်ရှင်များကိုအသစ်ပြင်ဆင်ပြီးပါပြီအဓိကမစ်ရှင်တဲ့အမောင်ထုတော်လန်ပုံကမှုကြားထဲမှာအသက်ရှင်တန်ရန်အောင်မြင်သွားပါပြီဆုလအနေနဲ့ခွဲဝေသုံးပြဦးနိုင်မဲ့အချို့ချာအာနာပိုင်အယိုးသုံးခုပေးအပ်ပါတယ်အဓိကမစ်ရှင်နဲ့အမောင်အချို့ချာအာနာပိုင်တယောက်ကိုတက်ဖြတ်ရန်မစ်ရှင်အသစ်တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါပြီအမောင်အချို့ချာအာနာပိုင်တယောက်ရဲ့ပစ္စည်းချင်းကိုကိုယ်တိုင်မျက်ဝါးထင်ထင်ကြည့်ရှုရန်ဆုလအနေနဲ့ပြီးဆုံးတဲ့ကမ္ဘာဖိုချက်အနှစ်သာရတစ်ခုပေးအပ်ပါမည်နောက်ဆုံးမစ်ရှင်ဒီဒေါ်လန်ပုံကမှုကိုအဆုံးသတ်ရန်မစ်ရှင်အသစ်တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါပြီဒီဒေါ်လန်ပုံကမှုကြီးရဲ့အဆုံးသတ်သွားခြင်းကိုကိုယ်တိုင်မျက်ဝါးထင်ကြည့်ရှုရန်မစ်ရှင်ဆုလများအနေနဲ့ဂျပန်မတေမျိုးခန္ဓာကိုအနှစ်သာရတစ်ခုနဲ့ဂရန်ပရာမတေမျိုးခေါင်းလောင်းတစ်ခုကိုပေးအပ်ပါမည်ကြာရှုံးခြင်းအတွက်ပြစ်ဒဏ်မရှိပါဘူးစနစ်ကြီးခင်များလဲနောက်ဆုံးတော့အခြေအနေကိုတေးသေးချာသဘောပေါက်သွားခဲ့ပြီပဲဟုကျွန်တော်စိတ်ထဲကနေစနစ်ကြီးကိုလက်မထောင်ပြလိုက်မိတယ်တကယ်အားကိုးရမယ်ပံပိုးကူညီရေးစနစ်ဆိုတာဒါမျိုးဖြစ်ရမှာပေါ့အရင်တုန်းကကြတော့သူ့ရဲ့အမူအရာကတိတ်ကိုအေးဆက်လုံးပြီးအခြေအနေကိုလည်းဘာမှနားမလည်ခဲ့တာလေဒီအစပြုသူမစ်ရှင်ရဲ့ဆုလက်ဖြစ်တဲ့အချို့ချာအာနာပိုင်အယိုးသုံးခုကိုစနစ်ရဲ့တိုလောင်ခန်းဟင်းလင်းပြင်တွေကိုပို့ဆောင်ပေးပြီးပါပြီဘယ်ချိန်မဆိုထုတ်ယူအသုံးပြုနိုင်ပါတယ်ဆုလက်တွေကိုတန်းပြီးပို့ပေးလိုက်တာပဲကျွန်တော်ရဲ့စိတ်အာရုံတွေလုတ်ခတ်သွားခဲ့ရတယ်ကျွန်တော်ရဲ့စိတ်အတိကိုစနစ်ရဲ့တိုလောင်ခန်းဟင်းလင်းပြင်ဆိုတဲ့နေရာတွေကိုနှိမ့်ဝင်စေလိုက်တာပေါ့အဲ့ဒီမှာတင်ဖန်သားလို့ရှင်းလင်းတော့ပနေပြီးအမိမျက်စုံနဲ့ပြားအရှင်လာတွေကိုထုတ်လွှတ်ပေးနေတဲ့နှက်ဆိုင်လာတဲ့စာလုံးတွေဖုံးလွှမ်းအနေရဲ့အယိုးသုံးခုဟာဟင်းလင်းပြင်လူထဲမှာငင်လေးလွတ်မျောနေတာကိုမြင်လိုက်ရတော့တယ်ဒါတွေကအချို့ချာအာနာပိုင်အယိုးတွေပေါ်သူတို့ကကြည့်ရတာတကယ်ကိုအထင်ကြီးစရာကောင်းလာပြီမဲ့ကျွန်တော်ကတော့နှုတ်ခမ်းကိုတစ်ချက်တွန်းလိုက်မိတယ်ဗျာကျွန်တော်ကိုပိုင်ခန္ဓာကိုယ်ထဲကအယိုးတွေကအခုချိန်မှာမတင်မျိုးမိတော့တွေဗရန်ပရာစွမ်းအင်တွေနဲ့တုံးလုပ်ထားပြီးသားဖြစ်တဲ့အပြင်သူတို့ပေါ်မှာမတင်မျိုးစာလုံးတွေကလည်းအလိုလျောက်ဖြစ်တည်နေခဲ့တာဆိုတော့ဒီအချို့ချာအာနာပိုင်အယိုးတွေထက်အဆင့်တန်းကအဝေးကြီးကိုပို့ပြီးမြင်မလုံးနဲ့လေကျွန်တော်အတွက်တော့ဒါကြီးကတကယ်ကိုအသုံးမဝင်တဲ့အရာပစ္စည်းတက်ပဲပေါ့ကိုင်လားဘာဖြစ်လို့လဲမင်းကျင့်ကြံနေတော့အစင်မပြေတာနားမလဲတာတခုခုနဲ့ရင်ဆိုင်လိုက်ရလို့လားဟုမျိုးနေစုခေါင်းဆောင်ကြီးကကျွန်တော်ညင်ပြီးအတွေးပွားနေတာကိုမြင်တော့စိုးရိမ်တကြီးနဲ့လက်မိလိုက်တယ်ဘာမှမဟုတ်ပါဘူးအဘိုးပြဟုကျွန်တော်တတိပြန်ဝင်လာပြီးပြုံးပြလိုက်တယ်စောစောကကျွန်တော်ကျင့်ကြံခြင်းကိုပြန်ပြီးပြင်းရင်အောင်လုံးနေတော့ကျွန်တော်ဦးနောက်ထဲကိုအရာလေးတစ်ခုရုတ်တရက်ရောက်လာလို့ပါလို့ပြောလိုက်တယ်ကျွန်တော်ပြောနေရင်လည်းပဲစိတ်အာရုံတစ်ချက်လှုပ်ရှားလိုက်ပြီးကျွန်တော်ရဲ့လက်ဝါးကိုဖျက်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့အချို့ချာအာနာပိုင်အယိုးသုံးခုဟာဘာမှမရှိရကနေဝန်ခနဲ့ပေါ်ထွက်လာခဲ့ပြီးကျွန်တော်လက်ဝါးပေါ်မှာလွတ်မျောနေခဲ့ကြတော့တယ်အယိုးတစ်ခုချင်းစီကနက်ဖီယာအလင်းနှန်းတွေနဲ့ထိန်လင်းတောက်ပနေခဲ့ကြပြီးဟင်းဟောက်တန်ကြီးတွေနဲ့အတူကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းအားတွေကိုတည်ဆောင်ထားတာဗျတကယ်လို့ပြင်ပလောကမှာဆိုရင်တော့စိတ်တွေချင်းသွင်းမြေကြတဲ့အထိလူယူကြမဲ့အရာမျိုးပေါ့မျိုးနယ်စုခေါင်းဆောင်ကြီးကဒါကိုလန့်ကြည့်လိုက်ပြီးနည်းနည်းတော့အားတင်တော့အားခဲ့ရတယ်အလိုရောက်ဖြစ်တည်လာတဲ့လမ်းစဉ်အယိုးတွေအဲ့ဒါကိုမှသုံးခုတောင်မှလာမင်းရဲ့ခန္ဓာကတကယ်ကိုထူးဆန်းပြလာတာပဲတဲ့သူ့ရဲ့မျက်လုံးထဲမှာတော့ဒါကကျွန်တော်ရဲ့ခန္ဓာကအတိုင်းစားမရှိကြီးမားလုံးလို့အဆင့်တက်သွားတဲ့အချိန်မှာကောင်းကင်နဲ့မြေပြင်ရဲ့လမ်းစဉ်ကိုယ်တိုင်ကအလိုရောက်လာပြီးကောင်းကြီးပေးလိုက်တာလို့ပဲမြင်တာပေါ့ဒါတွေကလည်းကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့နည်းနည်းလေးပုံနေလိုမျိုးခံစားရလို့ပါဟုကျွန်တော်ကအဲ့ဒီအယိုးသုံးခုကိုလက်ထဲမှာအလေးချိန်စမ်းကြည့်ရင်ပေါ့ဘာပဲပြောလိုက်တယ်ပုံနေလိုမျိုးခံစားရတယ်ဟုတ်လားမျိုးနေစုခေါင်းဆောင်ကြီးကအဲ့ဒီစကားလုံးကိုကြားလိုက်ရတဲ့အခါမှာတော့သူ့မျက်ခုံးထောင်းကဘာမှမတက်နိုင်ပဲဖြတ်ခနဲလုတ်ခတ်သွားခဲ့ရတော့ပါပဲအလိုရောက်ဖြစ်တည်လာတဲ့လမ်းစဉ်အယိုးဆိုတာကောင်းကင်နဲ့မြေပြင်ရဲ့မျက်နှာသာပေးမှုကိုခံရတဲ့အရေးရောင်ပြရေတော့လို့မရတဲ့ဘာရဲ့မီရှင်တွေအိမ်မကြရတဲ့အရာမျိုးပေါ့ဒါကိုသူ့မြင့်ရဲ့လက်ထဲမှာကြတော့ပုံနေရဲ့အရာဖြစ်နေပြီလေဒါမျိုးတစ်ခုတည်းတင်ရရင်တော့မှပထမမျိုးဆက်တည်ရှိမှုကြဤဆိုတဲ့ဘွဲနာမီကိုရနိုင်ပြီးကောင်းကြီးတစ်ခုလုံးကိုကိုယ်တိုင်တီထောင်နိုင်စွမ်းရှိတာဒါပေမဲ့လည်းနောက်တစ်ချိန်ပြန်ပြီးစဉ်းစားကြည့်လိုက်တော့သူ့ရဲ့ဒီမြေကကဘာဦးဂျာပန်ပလက်လင်ကိုအခြေခံအုံးမြင့်အဖြစ်သုံးခဲ့တာဖြစ်ပြီးစစ်မှန်တဲ့မတင်မျိုးရဲ့မိတော့တွေနှလုံးသားသွေးတွေနဲ့ခန္ဓာကိုယ်ကိုတန့်စင်ခဲ့တာလေတက်ဆောင်စီနဲ့တန်းထိစူးစီးနိုင်ခဲ့တဲ့မစ္စာကောင်ကြီးပေါ့သူ့ရဲ့ကိုယ်ပိုင်အယိုးတွေကအဲ့ဒီလမ်းစဉ်ယိုးနက်ပြားယိုးဆိုတာတွေကိုအဝေးကြီးကျော်လွန်သွားခဲ့တာကြပြီးသူ့အတွက်တော့ဒီချို့ချာအာနာပိုင်အယိုးနှင်းငယ်ကအပိုဆောင်ပေးတဲ့အရာလေးလောက်ပဲရှိတာလေကျွန်တော်မတင်မျိုးကူပြီးမှနေကနေလန့်ထွက်ခဲ့ပြီးမျိုးနေစုခေါင်းဆောင်ကြီးကျွန်တော်အတွက်စီစဉ်ပေးထားတဲ့တိတ်ဆိတ်အေဂျင့်နဲ့နေအိမ်စီကိုပြန်လာခဲ့တယ်ဒီနေရာကမူလာတော့ကတော့မျိုးနေစုခေါင်းဆောင်ကြီးကိုယ်တိုင်လမ်းစဉ်ကိုစင်ကျင်သုံးတက်ဖို့အတွက်တခါတရံတရားထိုင်အောင်ခဲ့တဲ့နေရာပေါ့ဒီနေရာမှာမတင်မျိုးမျိုးကိုတွေပြန့်လွင့်နေခဲ့ပြီးမင်္ဂလာရှိရဲ့တားရဲကြီးတွေကလည်းအုပ်စုလိုက်စုဝေးနေကြတာဟာအရှင်အေဒရီရဲ့အချို့အချာအာနာပိုင်ခမ်းမကြီးထက်တောင်ပို့ပြီးတော့ခန္ဓာထေဝါနေသေးတာဗျရုပ်ရည်ချောမောလာပါပြီတာမန်လူသားတွေနဲ့မတူတဲ့အရှိန်ဝါတွေရှိကြတဲ့အစေခံမင်္ဂလေးနှစ်ယောက်ကတော့ဒီနေရာမှာအစင်တစ်ဆောင်ဆိုင်နေကြပြီလေသူတို့ကဘန်စစ်မီတာစုကနေတေးသေးချာချာမွေးမြူပြောထောင်ထားခဲ့ကြတဲ့အစေခံတွေပေါ့သူတို့ရဲ့ကျင့်ကြံခြင်းကစစ်လေးခုမြောက်နေပဲမှာရှိနေတာဖြစ်ပြီးပုံမှန်ဆိုရင်မျိုးနယ်စုခေါင်းဆောင်ကြီးရဲ့နေ့စဉ်လိုအပ်ချက်တွေကိုပြုစုလုပ်ကင်ပေးရတဲ့သူတွေအခုတော့ကျွန်တော်တယောက်တည်းကိုပဲဗျဦးစုဆောင်ရှောက်ဖို့အတွက်ဆေးလူချင်းခံထားရတာတခင်လေးကိုရိုသေစွာနဲ့ကြိုဆိုရတယ်ဗျဟုကျွန်တော်ရောက်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့အစေခံမင်္ဂလေးနှစ်ယောက်စလုံးအမြင်ပဲဥညွတ်ကာယဝပြုလိုက်ကြတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ရိုသေခံရမှုတွေနဲ့ဆက်ဆုခြင်းစိတ်တွေပြီးနေနေတာပေါ့မျိုးနယ်စုခေါင်းဆောင်ကြီးကကျွန်တော်ကိုတားမြစ်နေမိရဲ့အနက်ဆိုင်ဆုံးနေရာတွေကိုခေါ်သွားတာကိုသူတို့ကကိုယ်တိုင်မျက်ဝါးထင်ထင်မြင်ခဲ့ကြတာလေဒါကြောင့်မို့လို့လေဒီရဲ့ပိုင်းတွင်မိသားစုတစ်ခုလုံးမှာဖြစ်ပေါ်ခဲ့တဲ့လောကကြီးကိုဒုံလို့စေမဲ့အပြောင်းလဲအားလုံးဟာသူတို့ရှိကတခင်လေးကြောင့်စတင်ခဲ့တာဆိုတာကိုသူတို့တေးသေးချာချာတီးထားကြတာထချဆန်းပါဘူးဒီလောက်ထိအယိုသေးပေးဖို့မလိုပါဘူးဟုကျွန်တော်ကလက်တစ်ဖက်ကိုဝေယံပြလိုက်တယ်ကျွန်တော်ရဲ့အမူအရာကတော့အေးအေးလူလူနဲ့ပေါ့ပေါ့ဘာပဲပေါ့
ကျွန်တော်ဒီနေ့အရင်ဘေးပတ်ပတ်လေကိုလက်ပတ်ကြည့်ရှုလိုက်မိတယ်မတင်မျိုးစမ်းရည်ရင်းလေးကတွင်စီးဆင်းနေခဲ့တယ်လို့နက်ပြားဆေးဖက်ဝင်အပင်တွေကလည်းမြေပြင်တစ်ခုလုံးမှာဖုံးလွှမ်းနေခဲ့တာဗျအဲ့ဒီထဲကတစ်ဒီတလုံးကိုဂျပန်ခုဆွလိုက်ရင်တော့အထဲမှာအုံအောင်ထနေတဲ့တက်ဆောင်စီနှစ်တွေပါဝင်နေဦးမှာဒီနေ့ကစားပြီးမင်းတို့နှစ်ယောက်ကိုအာယာနဲ့မိယာလို့ခေါ်မယ်ကျွန်တော်ကနမီတွေကိုပေါ့ပေါ့ဘာဘာပဲပေးလိုက်ပြီးလက်ထဲကအချို့ချာအာနာပိုင်းအယိုးသုံးခုကိုလည်းဒီယူမဆိုင်ဟန်နဲ့လမ်းပစ်ပေးလိုက်တာပေါ့ဒါတွေကိုမင်းတို့အတွက်ပေးလိုက်မယ်ယူထားလိုက်ကြအလှဆင်တဲ့ပစ္စည်းဖြစ်ပဲတုံးဒါမှမဟုတ်အမှုန့်ကြည့်ပြီးရဲထဲတောက်မင်းတို့စိတ်ကြိုက်တာလုပ်ကြတော့လို့ပြောလိုက်တဲ့တောက်ပစုံနဲ့ဖီယာအလင်းနှန်းတွေနဲ့ထိန်ထိန်လင်းနေတဲ့အဲ့ဒီအချို့ချာအာနာပိုင်းအယိုးသုံးခုဟာလေထုထဲမှာလှပတဲ့အကွင်းမြင့်သုံးခုအဖြစ်ဖြတ်တန်းသွားခဲ့ကြပြီးအစေခံမင်းကလေးနှစ်ယောက်ရဲ့ရှေ့မောက်ကိုညင်သာစွာကျဆင်းသွားခဲ့ရတော့ပါပဲအာယာနဲ့မိယာနှစ်ယောက်စလုံးကတော့လုံးဝကုန်ကိုစွန့်ဦးကြောင်ဖြစ်သွားကြရပြီဗျာသူတို့ကကျမ်းပြင်ပေါ်မှာလှုပ်ခတ်နေတုန်းဖြစ်တယ်လို့ကြောက်မဖွယ်ကောင်းတဲ့လမ်းစဉ်ရဲ့တုံခါမှုတွေကိုထုတ်လွှတ်ပေးနေတဲ့အဲ့ဒီရိုးသုံးခုကိုကြည့်ပြီးကြောင်အန်းဖြစ်နေကြတာသူတို့ရဲ့ဦးနောက်တွေပါဗလားဖြတ်ဖြစ်သွားခဲ့ရပြီလေအချို့ချာအာနာပိုင်းအယိုးတွေကိုအလှဆင်ပစ္စည်းဖြစ်သုံးဖို့အမှုန့်ကြေတောက်ဖို့ဆိုပြီးငါတို့ကိုပေးလိုက်တဲ့ဟုတ်လားတခင်လေးကရတနာတွေနဲ့ပတ်သက်ပြီးဘာများမရွေးနားလည်နေလို့လည်းမသိဘူးသူတို့နှစ်ယောက်စလုံးကတော့ဘာမှမလုပ်ရှားရဲပဲမတက်ရနေကြတော့ပဲအဲ့ဒီရိုးသုံးခုဟာရှေးဟောင်းမြင့်မြတ်တဲ့တောင်ကြီးသုံးလုံးထက်တောင်ပိုပြီးတော့လေးလံနေတယ်လို့မျိုးသူတို့ခံစားနေရလို့ပေါ့တခင်လေးဒါကတိတ်ကိုတန်မိုးကြီးလုံးပါတယ်ဗျာကျမတို့ဒါကိုလုံးဝမခံယူရဲပါဘူးဟုအာရရဲ့အတန်ကဒုံကြီးစွာနဲ့ထွက်ပေါ်လာခဲ့တယ်မခံယူရဲစရာဘာရှိလို့လဲဒါကတန်မိုးမရှိတဲ့အယိုးနှင်းငယ်တက်တက်ပဲဟာကျွန်တော်ကနည်းနည်းလေးမှဒီယူမဆိုင်တဲ့ပုံစံနဲ့ပြောလိုက်တယ်ဒါတွေကိုတင်ထားလဲကျွန်တော်အတွက်ဘာမှအသုံးမဝင်ဘူးနေရာလားယူနေတာတက်တက်ပဲဖြစ်မှာလို့ပေါ့မင်းတို့လည်းဒါတွေကိုမလို့ချင်ရင်လည်းလွတ်ပစ်လိုက်ကြပေါ့လို့လွတ်ပစ်လိုက်ပါတယ်လားအာရနဲ့မီယာတို့နှစ်ယောက်စလုံးသူတို့ရဲ့လမ်းစဉ်နှလုံးသားကြီးတစ်ခုလုံးပြိုကွဲတော့မလို့မျိုးခံစားလိုက်ရတော့ပါပဲကျွန်တော်ကတော့သူတို့ကိုဂယူးဆိုင်မနေရတော့ဘူးတင်ပလက်လင်ခွေဝင်ထိုင်လိုက်ပြီးတွေးသုံးလုပ်ချင်းနေပဲရဲ့တက်ဆောင်စီနဲ့တတန်းဒီပါရှိရဲ့စမ်းကြင်မှုတွေကိုအသေးစိတ်စတင်ခံစားကြည့်လိုက်တယ်စိတ်အာယုံတစ်ချက်လှုပ်ရှားလိုက်တာနဲ့ကျွန်တော်တန်ကြံတွေကရွှေရောင်နက်ဖျားပုံတထန်လေးကမျက်လုံးတွေကိုဖွင့်လိုက်တာပေါ့တက်ဆောင်စီနဲ့တတန်းရဲ့ဆွမ်းအားတို့ဤကမျက်စိတမိတ်အတွင်းမှာပဲတကူလုံးကိုပြင်းထန်သွားခဲ့ရတယ်ကျွန်တော်လက်တီးတစ်ချက်ကိုခတ်ဖို့ဖွလေးဆုပ်လိုက်ယုံတင်ရှိသေးတယ်ဘေးပတ်ပတ်လေကဟင်းလင်းပြင်ကြီးဟာဖိအားကြောင့်အကွဲတံတွေမြည်ဟဲသွားခဲ့ရပြီးတင်းငယ်တဲ့အနဲ့ရောင်အကြောင်းလေးတွေပါပေါ်ထွက်လာခဲ့တာဗျဘလောက်တောင်လွှမ်းမိုးချုပ်ကင်နိုင်စွမ်းရှိတဲ့ဆွမ်းအားကြီးလဲကျွန်တော်ကိုယ်တိုင်လဲတုံ့လို့သွားရတယ်ဒါကကျင့်စဉ်တွေနက်ဖျားဆွမ်းအားတွေနဲ့ပေါင်းဆက်ထားတဲ့တန်းစင်နဲ့ရုပ်ပိုင်းဆိုင်ရာဆွမ်းအားတက်တက်တင်ရှိသေးတာလေတကယ်လူသားအင်အားကုန်ထုတ်သုံးရင်ဘလောက်ထိကြောက်စရာကောင်းမဲ့အချိန်မှမျိုးဖြစ်လာမလဲမသိဘူးလူသားတွေအတွက်တော့ခုနှစ်ရက်ဆိုတာမျက်စိတမိတ်အတွင်းကုံဆုံးသွားမဲ့အချိန်လေးဖြစ်ပြီးမတင်မျိုးမိသားစုတစ်ခုအတွက်ဆိုရင်တော့လက်ဖြစ်တစ်ချက်တီးစာလောက်တောင်မရှိတဲ့အချိန်ပေါ့ဒါပေမဲ့အခုချိန်မှာရှိနေတဲ့ Bensis မိသားစုအတွက်တော့ဒီခုနှစ်ရက်ဟာကောင်းကင်ဘုံနေပေတစ်ခုလုံးကိုတုံခါသွားစေဖို့လုံလောက်တဲ့အချိန်ပဲဗျ Bensis မိသားစုရဲ့မြင့်မြတ်တဲ့ကျွန်းကြီးရဲ့အထက်စကြောင်ကကျေတာရပင်လေပြင်ကြဤရဲ့အလေဘိုမှာတော့မိုင်ပေါင်းတထောင်ထိကျေပြောလာတဲ့မတင်နိုင်တဲ့မတင်မျိုးအလင်းရောင်တွေထင်ထင်လင်းတောက်ပနေတဲ့ကြီးမထဲဝါလာတဲ့တကားဦးကြီးတစ်ခုဟာကောင်းကင်ရံမှာမြင်မစွာမတည့်ရတည်ရှိနေခဲ့ပြီးတကားဦးကြီးရဲ့ဘေးပတ်ပတ်လည်မှာတော့ဟင်းလင်းပြင်တွေကကမောက်ကမဖြစ်နေခဲ့တယ်လို့အချိန်တွေကလည်းလင်းရှက်နေပြီးဘလို့ကျင့်စဉ်မျိုးကိုမဆိုလုံးဝတားမြစ်ထားတဲ့နေမြေတစ်ခုဖြစ်ပေါ်နေခဲ့တာပေါ့ပြီးတော့အဲ့ဒီတကားဦးကြီးရဲ့အောက်ခြေကအဆုံးမရှိကျေပြောလာတဲ့စီရေးလေးကျင်ကွင်းကြီးထဲမှာတော့မှအောင်မောင်မင်းမင်းနဲ့စစ်တပ်ကြီးတစ်ခုဟာလွန်ခဲ့တဲ့အချိန်ကလေးကစူစီပြီးသားဖြစ်နေခဲ့ပြီးကျင့်ကြံသူစစ်တီတော်ပေါင်းတန်းစလုံးဟာလုံးဝဥကုန်တိတ်ဆိတ်စွာနဲ့မတည့်ရနေကြတာဗျသူတို့ရဲ့ကတယောက်ချင်းစီဟာအနည်းဆုံးတော့နက်ပြားလန်းစဉ်အစ်စ်မှာရှိကြတဲ့သူတွေကြီးပဲအဲ့ဒါကတတမမြောက်နေပဲကြီးလေသူတို့ရဲ့မှာရှိကြတဲ့စစ်ဗိုလ်တွေနဲ့စစ်တေနာပရိတွေဆိုရင်တော့စိမ့်စစ်နဲ့အချို့ချာအာနာပိုင်စစ်မှာရှိကြတဲ့စွမ်းအားရှင်ကြီးတွေပေါ့ဒီလိုစစ်အင်အားစုကြီးတစ်ခုထဲမှာပေါင်းစည်းစုဝေးသွားခဲ့ကြဒါဆိုတော့သူတို့စီကနေကောင်းကင်ရံကိုထိုးဖောက်မတက်ထွက်ပေါ်နေတဲ့တက်ဖြတ်ခြင်းအရှိန်ဝါကြီးဟာကောင်းကင်ဘုံနယ်ပယ်ရဲ့မိုးကုတ်စဝိုင်းကြီးတစ်ခုလုံးကိုတွေးလိုမျိုးရဲရဲနေသွားအောင်လုပ်ပစ်လိုက်တော့ပါပဲရေတွက်လို့မရတဲ့ဂျေဒါယာတွေကလည်းအဲ့ဒီအတွက်ကြောင့်တုံရီနေခဲ့ကြရတယ်လို့စစ်ကြောင်းကနီယာမတွေကလည်းကြေကွဲစွာနဲ့အော်ဟီရင်ဆုတ်ခွာသွားခဲ့ကြရတာပေါ့ဒီလောက်ထိကြီးမားလာတဲ့လောက်ခတ်မှုကြီးကိုတော့ဘလို့နေနဲ့မှဖုံးကွယ်ထားလို့မရနိုင်ပါဘူးကောင်းကင်ဘုံနယ်ပယ်တစ်ခုလုံးမှာရှိတဲ့ဘယ်တော့မှမပျက်စီးနိုင်တဲ့အင်အားစုတိုင်းဟာထိတ်လန့်လုံလောက်သွားခဲ့ကြရပြီလေအရှိတ်ဘက်ပင်လယ်ပြင်ရဲ့ကမ်းခြေမှာတော့ပေပေါင်းတောင်းနဲ့ချီပြီးရှေ့ရလာတဲ့ငကားရိုးတွေနဲ့ဆောက်လုပ်ထားတဲ့ရှေးဟောင်းနန်းတော်ကြီးရဲ့အတွင်းပိုင်းကဘာဦးငကားနန်းတွင်းထဲမှာပေါ့ငကားဟင်းဟောက်တန်တွေကပဲတင်ထက်နေခဲ့ကြတယ်ခေါင်းပေါ်မှာရွှေရောင်ငကားချိုတွေရှိနေတဲ့လူတယောက်အေးကရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ခညားထဲဝါလာတဲ့အသက်လက်ပိုင်းလူကြီးကြီးတစ်ခုဟာငကားရာဇပလင်ပေါ်မှာထိုင်နေတာဗျသူ့ရဲ့မျက်လုံးတွေထဲမှာတော့နေနဲ့လတွေတောင်လေပက်နေတယ်လို့မျိုးပဲသူကတော့ကဘာဦးငကားမျိုးနယ်စုရဲ့လက်ရှိခေါင်းဆောင်ကြီးဖြစ်ပြီးစစ်မှန်တဲ့ငကားအေးကရောင်စစ်စစ်ခုမြောက်နေပဲကအချို့ချာအာနာပိုင်တယောက်ပေါ့မင်းပြောချင်တာကဘယ်တော့မှမပျက်စီးနိုင်တဲ့မတေမျိုး Bensis မိသားစုကစစ်တပ်ကြီး၃ခုစလုံးကိုစူးစီးလိုက်ပြီးဟုတ်လားဟုငကားအေးကရောင်ရဲ့အတန်ကလေးပင်နေခဲ့ပြီမဲ့အထဲမှာတော့သူဖုံးကွယ်မထားနိုင်တော့တဲ့ထိတ်လန့်လုံလုံးမှုတွေပါဝင်နေခဲ့တာပေါ့အောက်ခြေမှာတော့ဒုံဒုံကြီးဖြစ်နေတဲ့ကင်းထောက်တယောက်ကသူ့အသက်နဲ့ယဉ်ပြီးတွားရောက်စုံစမ်းထောက်လှမ်းခဲ့ရတဲ့အရာအလုံးကိုအသေးစိတ်ပြန်လဲသတင်းပို့နေခဲ့တဲ့မျိုးနွယ်စုခေါ်အင်းဆောင်ကြီးပြဒါကတကယ့်ကိုအစ်စ်အမှန်ပါပဲအဲ့ဒီတက်ဖြတ်ခြင်းအချိန်ဝါကြီးကလွန်ခဲ့တဲ့ဂျေဒါယာနေမြေပေါင်းတန်းနဲ့ချီတဲ့အကွာဝေးကနေတောင်မှကျွန်တော်ရဲ့ဝိညာဉ်ကိုဆွဲဖြည့်ပြလို့နီးပါးထိဖြစ်စေခဲ့တာပါပြီးတော့အဲ့ဒီတန်ခါဦးကြီးကလည်းအဲ့ဒါကတကယ့်ကိုကြောက်စရာကောင်းလာပါတယ်ကျွန်တော်တို့မျိုးနွယ်စုရဲ့ငကားပြန်တက်ခြင်းတကားထက်စီရင်အစာပေါင်း1000မကပို့ပြီးတော့ခန်းနာထဲဝါလုံးပါတယ်လို့ပေါ့ငကားဤကရော်လည်းနှုတ်ဆက်သွားခဲ့ရတယ်ပြီးတော့တခမ်းမလုံးမှာရှိတဲ့လေထုကလည်းအဆုံးကုန်ထိ PR တွေပြင်းနဲ့မုန်းချက်သွားခဲ့ရတော့ပါပဲသူတို့တွေမတင်မျိုးစစ်ပွဲကြီးတစ်ခုကိုစတင်ဆင်နွှဲတော့မှများလားမသိဘူးဟုဒေါသကြီးလာတဲ့ငကားကြီးကဲတယောက်ကသူ့အတန်ထဲမှာထိတ်လန့်လုံလုံးမှုတွေအပြီးနဲ့ရုတ်တရက်လမ်းပြောလိုက်မိတယ်မတင်မျိုးစစ်ပွဲဟုတ်လားအဲ့ဒီစကားလုံးတွေကတားမြစ်ထားတဲ့ကျင်းစာတစ်ခုလိုပဲအဲ့ဒီနေရာမှာရှိနေကြတဲ့ငကားကြီးကဲတိုင်းရဲ့မျက်နှာတွေကိုတရေတစေလိုမျိုးဖြူဖြောသွားစေခဲ့တာပေါ့နောက်ဆုံးအချိန်ကောင်းကင်ဘုံနယ်ပယ်မှာမတင်မျိုးစစ်ပွဲကြီးဖြစ်ပွားခဲ့တာကလွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီကလေးကလေးအဲ့ဒီတုန်းကမတင်မျိုးမိသားစုအနေနဲ့ပူပေါင်းပြီး Bensis မိသားစုကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာအဲ့ဒီတိုက်ပွဲကကောင်းကင်နဲ့မြေပြင်ကိုကွဲအပ်သွားစေခဲ့တယ်လို့ဂျေဒါယာပင်လယ်ပြင်ကြီးကိုပါအစိစိမ့်မွာမွာဖြစ်သွားစေခဲ့ပြီးမြောင်များစွာသောကဘာတွေကိုအမှုန့်ဖြစ်အောင်လုပ်ပစ်ခဲ့တာလေအဆုံးသက်ကြတော့လေ Bensis မိသားစုကပဲအောင်ပွဲခံသွားခဲ့ရတာဖြစ်ပြီးအဲ့ဒီလှုပ်ရှားမှုတစ်ချက်တည်းနဲ့တင်ရှေးဟောင်းကောင်းကင်ဘုံနယ်ပယ်ရဲ့အချို့ချာအာဏာပိုင်အဖြစ်သူ့ရဲ့နေရာကိုအခိုင်အမာသတ်မှတ်နိုင်ခဲ့တာပေါ့ Bensis မိသားစုကငြိမ်သက်နေခဲ့တာတိတ်ကိုကြာမြင့်လာပြီလေကြာလုံးလို့အင်အားစုတချို့ဆိုရင်အိပ်ပျော်နေတဲ့အဲ့ဒီချင်းတေကြီးရဲ့အဆွေတွေကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုတောင်မေ့လို့နီးပါးဖြစ်နေကြပြီဘလို့
သုံးစားမရတဲ့အေကသွားပြီး Bensis မိသားစုကအဲ့ဒီလူမျိုးတွေကိုသွားဆွမိတာလဲသွားပြီးစုံစမ်းဆန်း Bensis မိသားစုရဲ့ပြစ်မှတ်ကဘယ်သူလဲဆိုတာသိရဖို့အတွက်ဘလောက်ပဲပေးဆက်ရအကုန်စုံစမ်းကြဆန်းငါရဲ့အမင်းကိုလက်ဆင့်ကမ်းလိုက်ကြပြင်ပကိုခီးသွားနေတဲ့ငကားမျိုးနယ်စုဝင်သားသမီးတိုင်းကိုအခုချက်ချင်းအိမ်ပြန်ခေါ်လိုက်ကြဆန်းပြီးတော့ဘယ်ရင်အားစုနဲ့မှသွားပြီးပြစ်ဒနာမရှာမိစေနဲ့အထူးသဖြင့် Bensis မိသားစုရဲ့လူတွေနဲ့ပေါ့ငကားအေးကရောင်ကငကားရာဇပလင်ကိုဝန်းခနဲ့ရိုက်လိုက်ပြီးအမင်းကိုပြက်သားထုတ်ပြန်လိုက်တော့တယ်ဒီလိုမုံတိုင်းကြီးတစ်ခုရဲ့ရှေ့မောက်မှာဆိုရင်သူတို့ငကားမျိုးနယ်စုလိုမျိုးအင်အားကြီးလာတဲ့အင်အားစုတစ်ခုတောင်မှအခုလောလောဆယ်တော့အရှိန်လွာကိုရှောင်လေးဖယ်ရှားထားဖို့ပဲရွေးချယ်ရလိမ့်မယ်ဆိုတာသူအသေးချာကောင်းကြီးသိတာပေါ့တခြားတနေရာမှာတော့ရှေးဟောင်းအေးကရောင်တောင်တန်းကြီးရှိနေတာပေါ့ဒါကကောင်းကင်ဘုံနယ်ပယ်ရဲ့အထွတ်ထိပ်မှာလွတ်မြော်နေတဲ့ရွှေရောင်မြင့်မြတ်တဲ့တောင်ကြီးတစ်ခုပဲဖြစ်တော့တယ်အဲ့ဒါကမတင်မျိုးတစ်ဝက်တည်ရှိမှုတချို့ရဲ့စိုးစံရနေရလို့အပြောခံရတဲ့နေရာပေါ့အဲ့ဒီတောင်ထိပ်ပေါ်ကရှေးဟောင်းအေးကရောင်ခမ်းမကြီးရဲ့အတွင်းထဲမှာတော့ brand ပရာဆွမ်းအင်တွေဖုံးလွှမ်းနေတဲ့ဝေဝါးဝါလူရဲ့အနေငယ်ဟာဝိညာဉ်အတိကတဆင်စကားပြောနေကြတာဗျ Bensis မိသားစုကလှုပ်ရှားလိုက်ပြီးလှုပ်ခတ်မှုကတိတ်ကိုကြီးမားလုံးနဲ့မတိချင်အောင်ဆောင်နေဖို့တောင်ခက်ခဲလိမ့်မယ် Bensis မိသားစုကဘာကိုလိုချင်နေတာလဲမသိရသေးဘူးဒါပေမဲ့သူတို့တွေဒီလိုမျိုးထိထုတ်ပြနေပြီဆိုမှတော့သူတို့ရှာဖွေနေရဲ့ຢာကတင်းငယ်မှာတော့မဟုတ်ဘူးငါပို့ပြီးတော့ဆက်စုခြင်းဒါကဘာဖြစ်လို့သူတို့ကဒီလားတီးတန့်ချိန်မျိုးကြမှာလှုပ်ရှားရတာလဲကောင်းကင်ဘုံရဲ့အပြင်ဘက်ကအရာတွေနိုးထလာမှာကိုသူတို့မကြောက်ကြဘူးလားဘယ်သူပြောနိုင်မှာလဲ Bensis မိသားစုရဲ့အဲ့ဒီမိစ္ဆာကောင်ကြီးအသက်ထင်ရှားရှိနေတဲ့ရွေးတော့သူတို့ဘာလို့မလဲဆိုတာဘယ်သူမှထိုးဖောက်မသိနိုင်ဘူးငါတို့စောင့်ကြည့်ကြရအောင်သတင်းစကားပါလိုက်စမ်းငါတို့လူတွေကို Bensis မိသားစုနဲ့တွားပြီးထိတ်တိုက်မတွေ့အောင်ထိန်းထားကြစမ်းလို့ပြောလိုက်ကြတယ်ခဏလောက်အတွင်းမှာပဲကောင်းကင်ဘုံနယ်ပယ်တစ်ခုလုံးဟာစိုးရင်ထိတ်လက်မှုတွေနဲ့ပြည့်နေတော့အားခဲ့ရတော့ပါပဲရေတွက်လို့မရတဲ့အကြည့်တွေဟာတချို့ကရိုသေခံရမှုတွေနဲ့တချို့ကထိတ်လက်မှုတွေနဲ့တချို့ကတော့ဆက်စုချင်းစိတ်တွေနဲ့ပေါ့အားလုံးက Bensis မိသားစုရဲ့မြင့်မြတ်တဲ့ကျုံးကြီးရှိရာဘက်ကိုလှည့်ပတ်ဆိုင်ကြည့်နေကြတာပြီးတော့ဒီမုံတိုင်းရဲ့ဗဟိုချက်ဖြစ်တဲ့ Bensis မိသားစုကတော့ထူးခြားကိုငြိမ်သက်နေခဲ့တာဗျအရှင်အဒရစ်ကတော့ဤကရောင်ဝတ်စုံကြီးကိုဝတ်ဆင်ထားပြီးအချို့ချအာနာပိုင်တွေရဲ့ခမ်းမရှိမှာမတည့်ရနေခဲ့တယ်သူ့ရဲ့အကြည့်တွေကမမာနာပြည့်နဲ့အောက်ခြေကိုဖြတ်ပြအေးသွားခဲ့ပြီးအောက်မှာစူးစီးနေတဲ့တက်နဲ့ချီတဲ့စစ်တပ်ကြီးကိုငုံကြည့်နေတာပေါ့ပြင်ပကနေခိုးပြီးစောင်းငဲကြည့်နေကြတာတွေကိုသူ့အသေးချာကောင်းကြီးသိပေမဲ့လည်းအဲ့ဒါတွေကိုသူနည်းနည်းလေးမှဂရုမစိုက်ပါဘူးရုတ်တရက်ဆိုသလိုသူကနာကောင်းတစ်ချက်ရှုံးလိုက်တော့ကောင်းကင်နဲ့မြေပြင်ကိုဒုံလို့စေမဲ့ဖီအားကြီးကဝန်ခနဲ့ပွင့်ထွက်လာခဲ့တော့ပါပဲအဲ့ဒီနာကောင်းရှုံတန်ကြီးကလမ်းစဉ်ရဲ့ကောင်းကင်ဘုံအတန်လိုမျိုးပဲမျက်စိတမိတ်အတွင်းမှာကောင်းကင်ဘုံနယ်ပယ်တစ်ခုလုံးစီကိုဟိန်းထွက်ပြန့်နှံ့သွားခဲ့ရတော့တယ်လေဟာနေရဲ့အနှက်ဆိုင်ဆုံးနေရာတွေမှာပုံဝင်နေပြီး Bensis မိသားစုရဲ့စစ်အင်အားကိုခိုးပြီးစုံစမ်းထောက်လှမ်းဖို့စ조사နေကြတဲ့ရေတွက်လို့မရတဲ့ဝိညာဉ်အသည့်အမြင်နှန်းတွေဟာအဲ့ဒီတစ်စက္ကန့်အတွင်းမှာပဲမမြင်နိုင်တဲ့ကောင်းကင်ဘုံတူကြီးနဲ့ထုနှက်ခံလိုက်ရတဲ့လိုမျိုးဖြစ်သွားခဲ့ရတာပေါ့သူတို့တွေဟာနာကျင်စွာနဲ့အော်ဟင်ကြီးရွာရင်အဲ့ဒီနေရာတွင်အပိုင်းပိုင်းဆဆကြည့်မှုပျက်စီးသွားခဲ့ကြရတော့တယ်ဘယ်တော့မှမပျက်စီးနိုင်တဲ့မြောက်များစွာသောအင်အားစုတွေရဲ့ကျိုးဝက်ခန်းတွေထဲမှာတော့အဲ့ဒီလိုခိုးပြစုံစမ်းဖို့တာဝန်ပေးခြင်းခံထားရတဲ့စွမ်းအားရှင်ကြီးတွေဟာတပြိုင်နက်တည်းသွေးတွေအန်ထုတ်လိုက်ကြရပြီးသူတို့ရဲ့ဝိညာဉ်တွေပါဒဏ်ရာရရှိသွားခဲ့ကြရတယ်လုံးဝကုန်ကိုထိတ်လက်နှုံလို့ချင်းကြီးနဲ့ရင်ဆိုင်လိုက်ရတာပေါ့ Bensis မိသားစုကစစ်ရေးလေ့ကျင့်မှုလုပ်နေတာဗျအလုံးမရှိရဲ့ပြင်ပလူတွေဝေးကနေနေကြဆန်းဟုအေဒရီရဲ့အနိုင်မဲ့လုံးမိုးချုပ်ကင်နိုင်စွမ်းရှိတဲ့စကားတန်ကြီးကကောင်းကင်ဘုံနယ်ပယ်တစ်ခုလုံးမှာရုံဟဲသွားခဲ့ရတော့တယ်လူတိုင်းကိုကြီးညာလိုက်တာကစစ်ရေးလေ့ကျင့်မှုတွေလေ့ကျင့်ခန်းလုတ်တာတဲ့လေအဲ့ဒါကိုဘသူကများလာပြီးယုံမလေးပြဘသူရဲ့စစ်ရေးလေ့ကျင့်မှုကများစစ်တပ်ကြီး၃ခုစလုံးကိုလှုပ်ရှားစေပြီးကောင်းကင်တရားတကားဦးကြီးကိုစောက်လို့ရတာမို့လို့လဲဒါပေမဲ့လည်းဘသူကမှတော့ပြန်ပြီးမငင်းခုန်ရဲကြပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါက Bensis မိသားစုရဲ့အရှင်သခင်အေဒရီဖြစ်နေလို့ပဲပြီးတော့သူ့ရဲ့စကားလုံးတွေကအမှန်တရားဖြစ်နေလို့ပေါ့သူ့ရဲ့စကားတစ်ခုနဲ့တင်အရာအလုံးကနာခံကြရတာလေကောင်းကင်ဘုံနယ်ပယ်ရဲ့အတွင်းထဲမှာခိုးပြီးကြည့်နေကြတဲ့အကြည့်မှန်တမမျက်စိတမိတ်အတွင်းမှာတင်အကုန်လုံးပြောင်းစင်အောင်ပျောက်ကွယ်သွားခဲ့ရတော့တယ်ဒါတွေအားလုံးကိုလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့အေဒရီကနောက်ဆုံးမှာဂျင်းနဲ့အားရစွာနဲ့သူ့ရဲ့အကြည့်တွေကိုပြန်ရုပ်သိမ်းလိုက်ပြီးသူ့ရဲ့နောက်ွယ်ကိုလှည့်ကြည့်လိုက်တာပေါ့ကျွန်တော်နဲ့မျိုးနယ်စုခေါင်းဆောင်ကြီးတို့နှစ်ယောက်စလုံးဘယ်ချိန်ကလေးကရောက်နေမှမသိအဲ့ဒီနေရာမှာမတည့်ရနေခဲ့ကြတာလေအဖေကိုင်လားဟူအေဒရစ်ကဦးညွတ်ဂါယဝပြုတ်လိုက်တဲ့အားလုံးအစင်တင်ပြင်ဆင်ပြီးပြီလားဟုမျိုးနယ်စုခေါင်းဆောင်ကြီးကခေါင်းရင်းပြတယ်သူ့ရဲ့အကြည့်တွေကအောက်ကစစ်တပ်ကြီးရဲ့အပေါ်ကိုဖြတ်ပြေးသွားခဲ့ပြီးမျက်လုံးတွေထဲမှာတော့အတိတ်ကိုလွန်ဆွတန်းတဲ့အရေးရောင်လေးတွေကန့်ညိနေခဲ့တာပေါ့လွန်ခဲ့တဲ့အချိန်ကြာကြီးတုန်းကသူကိုယ်တိုင်လည်းဒီလိုမျိုးစစ်တပ်ကြီးကိုဥဆောင်ပြီးကောင်းကင်ရံတစ်ခွင်မှာစစ်မစင်နေခဲ့ဦးတာလေအဖိုးအဖေကျွန်တော်လည်းအတူတူလိုက်ချင်နေဗျာကျွန်တော်ကအဲ့ဒီလိုခန်းနာထဲဝါလာတဲ့မြင်ကွင်းကြီးကိုလန့်ကြည့်ရင်ခနာကိုယ်တွေကတွေးတွေစူပွက်လာတယ်လို့မျိုးခံစားလိုက်ရလို့ပေါ့ဒါကကဘာချင်းချင်းဖြစ်တော်မဲ့စစ်ပွဲကြီးလေဗျာဒီလောက်ထိရင်ခုန်စရာကောင်းတဲ့ကိစ္စမျိုးကိုကျွန်တော်တယောက်တည်းအိမ်မှာဘလို့လုံးငင်ငင်လေးထိုင်နေနိုင်မှာလဲအတိတ်ပဲမရှိတာဟုဒါကိုကြားလိုက်ရတဲ့အခါမှာတော့အေဒရစ်ကမျက်မှောင်ကျုပ်လိုက်ပြီးသူ့ရဲ့ဗီဇအရာချက်ချင်းပဲညင်းပယ်ဖို့လုပ်တာပေါ့စစ်တလင်းပေါ်မှာဆိုတာလားနက်တွေကမင်းကဘယ်သူလဲဆိုတာကိုသိတာမဟုတ်ဘူးဗျာရှေ့တန်းစစ်မျက်နှာပြင်ဆိုတာဘာမှမသိရတဲ့ဘေးအနေတွေနဲ့ပြီးနေနေတာကိုင်လားမင်းကကြင်ကြံချင်းကိုစတင်လိုက်ုံလေးတင်ရှိသေးတာတကယ်လို့ဘာမှဆိုမတော်ဆမှုတစ်ခုခုဖြစ်ပွားသွားရင်မင်းပြောတာမပြီးခင်မှာပဲသူ့ကိုသွားခွင့်ပြုလိုက်စမ်းပါဦးဟုမျိုးနွယ်စုခေါင်းဆောင်ကြီးကလမ်းပြောလိုက်တယ်သူကျွန်တော်ကိုခက်ပြုံးပြုံးနဲ့လမ်းကြည့်လာတယ်သူ့မျက်လုံးတွေထဲမှာတော့အလိုလိုက်တဲ့အကျဉ်းသားတွေပြီးပေါ့ငါတို့ကျင့်ကြံသူတွေဆိုတာရန်သူမှန်သမျှကိုအပြီးပိုင်ချင်းမုန်းပြနိုင်မဲ့ဘာကိုမှမကြောက်ရွံ့တဲ့နှလုံးသားမျိုးရှိကြရမယ်ဗျကြီးမထဲဝါလာတဲ့တောကြီးတွေကတစ်ပင်ဆိုတာဖန်လုံအိမ်ထဲမှာကြီးထွားလာတာမျိုးမဟုတ်ဘူးလေကိုင်လာကသွားပြီးမြင်တွေ့ချင်နေဆိုမှတော့သူ့ကိုသွားပြမြင်တွေ့ခွင့်ပေးလိုက်စမ်းပါဦးတဲ့ဒါပေမဲ့အဖေဗျာကိုင်လာရဲ့ဘေးကင်းလုံခြုံရေးကတော့အေဒရစ်ကတော့စိတ်မချနိုင်သေးရှာဘူးအဆင်ပြေပါတယ်ဟုမျိုးနယ်စုခေါင်းဆောင်ကြီးကလက်တစ်ဖက်ကိုဝေ့ရန်ပြလိုက်တယ်ဟင်းခုလောကကြီးကိုတုံလို့သွားစေမဲ့ငကားဟင်းဟောက်တန်ကြီးကိုချက်ဟာရုတ်တရက်ဝန်ခနဲ့ထွက်ပေါ်လာခဲ့တော့ပါပဲခနာကိုအရှိပေပေါင်းတောင်းနေချီပြီးရှီလျားလာတဲ့တကူလုံးကိုပန်းနုရောင်ရွှေရောင်အကြီးကွန်တွေနဲ့ဖုံးလွှမ်းထားကြတဲ့သူတို့ရဲ့အရှင်ဝါတွေကစိတ်နေပင်နဲ့အပြိုင်ဆိုင်ဖြစ်နေကြတဲ့စစ်မှန်တဲ့ငကားကြီးကိုကောင်ဟာမြင့်မြတ်တဲ့ရှေးဟောင်းအကာအိုးကြောက်တုံးကြီးတစ်ခုလုံးကိုထုစစ်ထားတဲ့ဝေါ်ရင်ကြီးတစ်ခုကိုဆွဲယူရင်းလေဟာနယ်ရဲကနေလမ်းထွက်လာခဲ့ကြပြီးကျွန်တော်ရှေ့မှာလာပြီးလွင့်မျောနေခဲ့ကြတော့တယ်ငကားကိုကောင်ဝေါ်ရင်ကြီးတဲ့ဗျာဒါကမျိုးနယ်စုခေါင်းဆောင်ကြီးငရေစင်ခါတုံးကအသုံးပြုခဲ့တဲ့တွာလာရည်ရင်ကြီးပေါ့သူကိုယ်တိုင်ကလည်းမယုံနိုင်လောက်အောင်ကြောက်စရာကောင်းတဲ့ကာဝေးရေးစွမ်းအားတွေရှိကြတဲ့ထိတိအစ်စ်မတင်မျိုးလက်နက်တစ်ခုပဲလေပြီးတော့အဲ့ဒါကိုဆွဲနေကြတဲ့စစ်မှန်တဲ့ငကားကိုကောင်ဆိုတာကလည်းမျိုးနယ်စုခေါင်းဆောင်ကြီးကိုယ်တိုင်သူ့လက်နဲ့ကိုယ်တိုင်လိုက်လံဖမ်းဆီးတက်ဖြတ်ပြီးအညံ့ခံခိုင်းခဲ့တဲ့ရှေးဟောင်းငကားအေးကယုံကြီးတွေပေါ့ဒါမျိုးရှိနေမှတော့မတည်မြတ်
ကိုတယောက်ကိုယ်တိုင်လူကိုယ်တိုင်ထွက်မလာသေးတော့ဘသူကမှဂိုင်လာရဲ့စံပင်တမြင်လေးကိုတောင်လာပြီးထိပါနိုင်မှာမဟုတ်ဘူးလို့မျိုးနေစုခေါင်းဆောင်ကြီးကပေါ်ပေါ်ပါပါပဲပြောလိုက်တော့တယ်အဲ့ဒီဝေရင်ကြီးကိုမြင်လိုက်ရတဲ့အခါကျမှပဲအေဒရီလည်းစိတ်ထဲမှာလုံးမှုတုံကိုအတေချာစိတ်အေးတက်တာရသွားခဲ့ရတော့တယ်သူကသူ့သားရဲ့စိတ်အားထက်သန်ပြီးစိတ်လှုပ်ရှားနေတဲ့မျက်နှာမူရာကိုကြည့်ပြီးဘာမှမတက်နိုင်ပဲခက်ပြုံးပြုံးပဲဖြစ်သွားရတော့တယ်ကဲဒါဆိုလည်းဖြစ်စေတော့ဗျာသူ့ကိုသူ့ရဲ့ကိုယ်ပိုင်နဲ့မျက်စိကြိုတင်ပြီးဝင်းစင်းစစ်ဆေးခိုင်းတယ်လို့မျိုးပဲသဘောထားလိုက်တော့မယ်မက်ဂနက်စ်ဟူအေဒရီကအကျေကြီးလမ်းခေါ်လိုက်တဲ့စံပင်နီနဲ့အချို့ချာအာနာပိုင်းမက်ဂနက်စ်ကစစ်တပ်ကြီးတွေကနေတိုက်ပွဲဝင်လို့စိတ်တွေပြင်းနေရှိကိုခြေလန်းလန်းထွက်လာခဲ့တာပေါ့မင်းကစကိုင်းလေးစစ်တပ်ကြီးတွေကစစ်တီတော်ပေါင်း1000ကိုဦးဆောင်ပြီးရှေ့တန်းစစ်မျက်နှာပြင်ဖြစ်ရှေ့ကနေလမ်းပြဆမ်းမထားပါမင်းရဲ့တာဝန်ကတခင်လေးအတွက်အတားစီမံသမျှကိုအကုန်ရှင်းလင်းပေးဖို့ပဲဖြစ်တယ်လို့အမိန့်ပေးလိုက်တယ်အမိန့်တိုင်းပါဗျာဟုမက်ဂနက်စ်ကစိတ်လှုပ်ရှားလုံးလို့အားရပါရဟင်းဟောက်လိုက်ပြီးကောင်းအကင်ရင်စီလက်ကစကိုင်းလေးစစ်တပ်ကြီးကိုအော်ဟစ်အမိန့်ပေးလိုက်တော့တယ်စကိုင်းလေးစစ်တီတော်တို့ငါနဲ့အတူစစ်ထွက်ကြဆန်းတခင်လေးအတွက်လန်ခင်းပေးကြဆန်းလို့ပေါ့တခင်လေးအတွက်လန်ခင်းပေးကြဆန်းစကိုင်းလေးစစ်တီတော်ပေါင်း1000စလုံးကတပြိုင်နက်တည်းအားရပါရအော်ဟစ်လိုက်ကြတာပေါ့သူတို့ရဲ့အော်ဟစ်တန်ကြီးကရေလုံးမှုကြီးတစ်ခုလိုမျိုးပေါင်းစည်းသွားခဲ့ပြီးကြီးမားလာတဲ့ကောင်းကင်တရားတကားဦးကြီးတွေကိုဝန်ခနဲ့လိမ့်ဝင်သွားခဲ့ရတော့တယ်ကိုင်လားသွားတော့ဟုမျိုးနွယ်စုခေါင်းဆောင်ကြီးကကျွန်တော်ပခုံးကိုပုတ်ပေးလိုက်တယ်ကျွန်တော်လည်းရေရွက်လို့မရတဲ့မိသားစုဝင်တွေရဲ့စိတ်အားထက်သန်လာတဲ့အကြည့်တွေအောက်မှာခေါင်းရင်းပြလိုက်တာပေါ့အဲ့ဒီနောက်တိတ်ကိုစမ်းကြဲခန်းနာလာတဲ့ငကားကိုကောင်ဝေါ်ရင်ကြီးပေါ်ကိုကျွန်တော်ခြေလန်းလန်းတက်လိုက်တယ်အဲ့ဒီဝေါ်ရင်ကြီးတကားဦးကြီးရဲ့အဝင်ဝါကိုဖျက်ကျော်ခါနီးတစ်စက္ကန့်မှာပဲကောင်းကင်ပုံနယ်ပယ်နဲ့လုံးဝကိုကွဲပြားခြားနားလာတဲ့နီယာမအရှင်ဝါကြီးကိုကျွန်တော်အသေးချာခံစားလိုက်ရတယ်ဗျဆိုးရုပ်ပစ္စည်းချင်းတို့ဤနဲ့မျောလင်းချက်မဲ့ခြင်းတွေပြီးနဲ့နေရဲ့လေထုကြီးကကျွန်တော်မျက်နှာစီကိုတိုးဝေးတိုက်ခတ်လာခဲ့တာပေါ့အမောင်ရိပ်တိုက်ကြီးရဲ့အလဲပိုင်းတိုင်းရာပင်ဖော်ရှေးဟောင်းမြို့တော်ကြီးရှိရနေရပေါ့တစ်ချိန်လုံးကတော့လူဦးရေတန်း10ကနန်းလောက်ထိစီကားတိုက်မြိုက်ပြီးစီပင်ဝါပြောခဲ့တဲ့မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပေမဲ့အခုတော့အရှင်လက်လက်ငရေပြည်ကြီးတစ်ခုဖြစ်ပြောင်းလဲနေခဲ့ပြီဗျအနဲ့ရောင်မျိုးကိုတွေကတမျိုးလုံးကိုဖုံးလွှမ်းထားခဲ့ပြီးကောင်းကင်ရံရဲ့အလင်းရောင်တွေကိုပါအပြီးတိုင်ပိတ်ဆို့ထားခဲ့တာအတွင်းပိုင်းထဲမှာဘာတန်မှမကြားရပဲဒေချင်းတရားလိုမျိုးတိတ်ဆိတ်ချောက်ချားနေတာကတကယ်ကိုကြောက်စရာကောင်းလာတာပေါ့ရေရွက်လို့မရတဲ့လူသားတွေနဲ့ကျင့်ကြံသူတွေဟာသူတို့ဘဝရဲ့နောက်ဆုံးအချိန်လုံးကပုံစံတိုင်းမတက်ရက်ရက်သားတိုင်းခဲနေကြတာဗျသူတို့ရဲ့မျက်နှာပေါ်မှာတော့အဆုံးကုန်ထိထိလက်လုံလုံးမှုတွေနဲ့မျောလင်းချက်မဲ့မှုတွေအတိုင်းသားရှိနေတော့ပဲဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ဘာလင်းအောင်မှမရှိတော့ပဲမိခိုးရောင်တန်းကဗလာဖြစ်နေခဲ့ကြပြီလေသူတို့ရဲ့အသက်ဆွမ်းအားတွေအနှစ်သာရတွေနဲ့ဝိညာဉ်အားလုံးဟာမြို့တော်ရဲ့အထက်မှာစူးစီးနေတဲ့မမြင်နိုင်တဲ့အင်အားတစ်ခုရဲ့ကမောက်စီတွေဆိုအထုတ်ချင်းကိုခံနေကြရတာအရသာရှိလိုက်တာဗျတကယ်ကိုအရသာရှိလုံးနဲ့ဝိညာဉ်ကိုပါရုံလို့သွားစေနိုင်မဲ့တိုးညင်းနဲ့ကုန်းကုန်းကိုစကားတန်ကြီးတစ်ခုကအမောင်ထုတဲ့ကနေထွက်ပေါ်လာခဲ့တယ်ပို့ပြီးတော့ပေးစမ်းပါဦးငါ့ကိုပို့ပြီးတော့ပေးကြဆန်းငါသာဒီနေမြေမှာရှိတဲ့တက်ရှိမှန်သမျှကိုဝါမျိုးဖြစ်နိုင်ရင်ငါနောက်ဆုံးခြေလန်းကိုလန်းနိုင်သွားပြီးဘယ်တော့မှမတည်နိုင်တဲ့တည်ချင်းကင်းမဲ့ရာတောင်ထဲရဲ့နေဘယ်ကိုကြော်လွန်သွားနိုင်မှာတေချာတယ်လို့ပေါ့ဒီအမောင်ထုအစုဝေးကြီးကတော့ဒီတော်လန်ပုံကံမှုကိုစတင်ခဲ့တဲ့အရေးမြစ်ကောင်တွေရဲ့ကတကောင်ပေါ့ဝိညာဉ်ဝါမျိုးသူလို့လူသိများတဲ့တားမြင့်နေမြေရဲ့အချို့ချာအာနာပိုင်ကြီးလေသူကမြောက်ဘက်ကန်းချင်နဲ့အနောက်ဘက်တေးကန်ကာယကြီးတစ်ခုလုံးကိုဝါမျိုးဖြစ်ခဲ့ပြီးပြီဗျအခုတော့သူ့ရဲ့ပြစ်မှတ်ကအလဲပိုင်းတိုင်းတစ်ခုလုံးဖြစ်နေပြီးရေရွက်လို့မရတဲ့တက်ရှိတွေရဲ့အသက်ကိုတုံးကအဆုံးစုံထိအစင်းမြင့်တင်ဖို့ကြံစီနေတာဘယ်တော့မှမတည်နိုင်တဲ့အဆင့်ထိဖောက်ထွက်ပြီးကြီးမားလာတဲ့တားမြင့်နေမြေတွေနဲ့ရင်ပေါင်နှံနိုင်တဲ့တည်ရှိမှုတစ်ခုဖြစ်လာဖို့မျှော်လင့်နေတာပေါ့မျိုးရိုးရဲ့ထောင်းတနေရာမှာတော့စိုးပြက်နေတဲ့ဝတ်စားတွေကိုဝတ်ဆင်ထားတဲ့မင်းကလေးတစ်ယောက်ဟာသူ့ရဲ့မောင်လေးရဲ့အေးဆက်ဆက်ခန္ဓာကိုယ်ကြီးကိုတင်းကျပ်နေအောင်ပို့အိပ်ဖက်ထားခဲ့ပြီးထိလက်လုံလုံးမှုကြောင့်တကူလုံးပြင်းပြင်းထန်ထန်တုံရင်နေခဲ့ရှာတယ်ဗျသူကဒီမျိုးတော်ကြီးထဲမှာအသက်ထင်ရှားကြံရည်နေသေးတဲ့နောက်ဆုံးသမားတစ်ယောက်ပေါ့ထူးခြားတဲ့သွေးမျိုးဆက်တစ်ခုရှိနေတာကြောင့်ဒါအဲ့ဒီကြောင့်မဖွယ်ကောင်းတဲ့ဝါမျိုးချင်းအင်အားစုကိုအခုလောလောဆယ်အထိမနေအောင်ခံထားနိုင်တာဒါပေမဲ့ဒီလောက်တင်ပဲရှိသေးတာလေသူ့ရဲ့ကိုယ်ပိုင်အသက်ဆွမ်းအားတွေကတဆဆနဲ့ကုန်ခန်းသွားနေတာကိုသူ့အတေချာခံစားနေရတယ်ဗျမင်းကလေးကမျောလင်းချက်မဲ့စွာနဲ့ခေါင်းကိုမော့လိုက်ပြီးအမောင်ထုတွေဖုံးလွှမ်းနေတဲ့အဲ့ဒီကောင်းကင်ကြီးကိုလန့်ကြည့်လိုက်မိတယ်သူ့ရဲ့မျက်လုံးနဲ့စလုံးကနေတွေးမြက်ရည်နှစ်စင်းကအောက်ကိုစီးကျနေခဲ့တာပေါ့နက်ပြားတွေဘယ်မှာရှိနေကြလို့လဲကောင်းကင်ဘုံရဲ့တရားမျှတမှုတွေကတော့ဘယ်မှာလဲပစ္စည်းတော့မဲ့ဒီကဘာကြီးကိုဘယ်သူကများလာပြီးကယ်တင်ပေးနိုင်မှာလဲလို့ပေါ့သူလုံးဝကုန်ကိုမျောလင်းချက်မဲ့ခြင်းတွေနဲ့နှိမ့်ဝင်သွားပြီးသူ့ရဲ့စိတ်အတီတွေပြေလွှင့်တော့မဲ့အချိန်မှာပဲဖြုံးခနဲ့ဆိုသလိုဖန်ခွက်ကွဲအပ်သွားသလိုမျိုးရှင်းလင်းလာတဲ့အတန်ကြီးတစ်ခုကောင်းကင်ရံမာရုတ်တရက်ဝန်ခနဲ့မြည်ဟဲသွားခဲ့ရတော့တယ်မင်းကလေးကဝေခွဲမရဖြစ်ပြီးခေါင်းကိုထက်မောကြည့်လိုက်တာပေါ့ဘလို့မှပြေလွှင့်မသွားနိုင်လောက်အောင်ထူထက်လာပါတယ်ဆိုတဲ့အဲ့ဒီအနဲ့ရောင်ကောင်းကင်ကလန့်ကာကြီးဟာဘာရိပ်ရောင်မှမရှိပဲဝန်ခနဲ့ပွင့်ထွက်သွားပြီးကြီးမားလာတဲ့အကြောင်းကြီးတစ်ခုဖြစ်ပေါ်သွားတာကိုသူမြင်လိုက်ရတယ်ဗျဒါကအနဲ့ရောင်တိမ်တိုက်တွေဖေခွာသွားတာမဟုတ်ဘူးနော်ဒါကဟင်းလင်းပြင်တစ်ခုလုံးကိုစိတ်ကူးလို့တောင်မရနိုင်လောက်တဲ့အင်အားကြီးတစ်ခုနဲ့အတင်းကျပ်ဆွဲခဲပစ်လိုက်တာရှင်အရှင်ကြီးပဲတောက်ပါပြီးမြင့်မြတ်လာတဲ့အဆုံးကုန်ထိလွှမ်းမှုကြိုးကင်နိုင်စွမ်းရှိရဲ့မတေမျိုးအလင်းရောင်ကြီးကအဲ့ဒီအကြောင်းကြားကနေထိုးဖောက်ဝင်ရောက်လာခဲ့ပြီးတမျိုးလုံးကိုဖုံးလွှမ်းထားတဲ့အနဲ့ရောင်မျိုးကိုတွေကိုဓာတ်ထက်ထက်ကြီးလိုမျိုးအပြက်အသက်ဖြတ်တောက်ပစ်လိုက်တော့ပါပဲပျောက်ကွယ်နေတာကြာမြင့်လာပြီဖြစ်တဲ့နေရောင်ကြီးကမင်းကလေးရဲ့ဖြူဖြောနေတဲ့မျက်နှာပေါ်ကိုကျဆင်းလာခဲ့ပြီးမသေးမကွဲဖြစ်တဲ့နှွေးထွေးမှုလေးတစ်ခုကိုယူဆောင်လာပေးခဲ့တာပေါ့အဲ့ဒီနောက်မှာတော့အဲ့ဒီဟင်းလင်းပြင်အကြောင်းကြားဤရဲ့နဲ့အကွယ်ကနေစကားလုံးနဲ့ဖော်ပြလို့မရနိုင်လောက်အောင်ကြီးမားထဲဝါလာတဲ့တကားဦးကြီးတစ်ခုဟာဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ရတော့တယ်ရွှေရောင်နက်ပြားတန်ချက်ကဝတ်ဆင်ထားကြတဲ့ကြောက်မဖွယ်ကောင်းတဲ့တားရဲကြီးတွေကိုစီးနှင်းထားကြတဲ့စစ်တီတော်ကြီးတွေဟာအဲ့ဒီတကားဦးကြီးတွေကနေဘာတန်မှမရှိပဲငြိမ်သက်စွာနဲ့ရှောက်ထွက်လာခဲ့ကြပြီဗျသူတို့ကအရေးအတွက်အဖြစ်တတောင်းနဲ့တင်ရှိသေးတာဒါပေမဲ့သူတို့စီကနေထွက်ပေါ်နေတဲ့တမ်မနီသွေးလိုမျိုးအေးဆက်ဆက်တက်ဖြတ်ခြင်းအရှင်ဝါကြီးလောကမှာရှိသမျှအရာအလုံးကိုတန်းဖိုးမရှိတဲ့မျက်ခြောက်တွေလိုမျိုးသဘောထားတဲ့အဲ့ဒီအရှင်ဝါကြီးတစ်ခုလုံးစူးစီးသွားခဲ့တာဟာအဲ့ဒီဝိညာဉ်ဝါမျိုးသူလို့ခေါ်တဲ့ကောင်ထက်အစပေါင်း1000မကပို့ပြီးတော့ကြောက်စရာကောင်းလို့နေတယ်လေဟမ်ဒါကဘာကြီးလေးပြမျိုးတော်ရဲ့အထက်မှာတော့ကုန်းကုန်းကိုဖြစ်နေတဲ့အဲ့ဒီအမောင်ထုအစုဝေးကြီးတွေကနေထိတ်လက်တုံလုံးမှုတွေဝေခွဲမရမှုတွေနဲ့ပြီးနေနေတဲ့ဒိုးညင်းနဲ့အော်ဟစ်တန်တစ်ခုထွက်ပေါ်လာခဲ့တဲ့ဗျာလိညင်ဝါမျိုးသူဟာချင်းချောင်းမှုတစ်ခုကိုခံစားလိုက်ရတာလေအရင်ကနဲ့လုံးဝမတူတဲ့ချင်းချောင်းမှုမျိုးပေါ့သူ့ရဲ့ကံတော်အရင်မြစ်အနှဆိုင်ဆုံးနေရာကနေတောင်မှတုံကြီးသွားစေလောက်တဲ့အထိပဲမင်းတို့တွေဘာပဲဖြစ်ဖြစ်ရောက်လာမှတော့ငါအတွက်အာဟာရပဲဖြစ်လိုက်ကြစမ်းဟုခဏလောက်ထိတ်လန့်သွားပြီးတဲ့နောက်မှာတော့ဝိညာဉ်ဝါမျိုးသူဟာအဆုံးမရှိတဲ့ဒေါသတွေလွှမ်းမိုးသွားခဲ့ရတော့တယ်သူ့ရဲ့ဂုဏ်တိတ်ခါကိုဘယ်ရာကမှလာပြီးစင်ခေါ်ရာမျိုးသူအဖြစ်မခံနိုင်ဘူးလေဝန်ခနဲ့ပဲအဆုံးမရှိရဲ့အနဲ့ရောင်မျိုးကိုတွေကဝန်ခနဲ့လုတ်ခတ်သွားခဲ့ပြီး
မိုးကုတ်စဝိုင်းတစ်ခုလုံးကိုပိတ်ဆို့ထားတဲ့အမောင်ထုလက်ဝါးကြီးတစ်ခုအဖြစ်ပြောင်းလဲကရွှေရောင်တန်ချက်ကစစ်တီတော်ပေါင်း1000စီကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်တော့ပါပဲဒီရိုက်ချက်ကရေတွက်လို့မရတဲ့တက်ရှိတွေကိုဝါမျိုးပြီးရရှိထားတဲ့နာကြီးမှုအင်အားတွေနဲ့တည်ခြင်းအတရားအရှင်ဝါတွေကိုတည်ဆောင်ထားတာဖြစ်ပြီးဂျေဒါယာတွေကိုမှုမှုညံ့ညံ့ချေမုန်းပြနိုင်တယ်လို့လမ်းစဉ်ကိုပါတိုက်စားပြနိုင်စွမ်းရှိတာဗျဒါပေမဲ့လည်းကဘာကြီးကိုပျက်စီးစေမဲ့ဒီလိုရိုက်ချက်မျိုးကိုရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ရှေ့ဆုံးကစံပီနီနဲ့ရွှေရောင်တန်ချက်ကဝတ်ဆင်ထားတဲ့စစ်တေနာပရိကြီးရဲ့မျက်နှာပေါ်မှာတော့နာကောင်းရှုံးတဲ့အထင်သေးအပြုံးတစ်ခုပဲပေါ်ထွက်လာခဲ့တာပေါ့ဘန်ဆစ်မီသားစုရဲ့တတိယမြောက်အကြီးအကဲဖြစ်တဲ့စစ်ရှိခုမြောက်နယ်ပယ်ကအချို့အခြားအာဏာပိုင်မက်ဂနက်စ်ကတော့သူကိုယ်တိုင်လှုပ်ရှားဖို့တောင်စိတ်မကူးပါဘူးသူနောက်ကစစ်ဗိုလ်တယောက်ကခြေတလန်းပဲရှေ့ကိုထွက်လာခဲ့တာဒီစစ်ဗိုလ်ကစကိုင်းလေးစစ်တပ်ကြီးတွေကတာမန်စစ်ကဲတယောက်တက်တင်ရှိသေးတာဗျသူ့ရဲ့ကျင့်ကြံခြင်းကလည်းစစ်လေးခုမြောက်နယ်ပယ်ဒီမီအိုင်အစစ်လေးတင်သူကဝန်ခနဲ့ကျဆင်းလာနေတဲ့အဲ့ဒီအမောင်ထုလက်ဝါးကြီးကိုလမ်းကြည့်လိုက်မိတယ်သူ့ရဲ့အကြီးကတင်နေတဲ့ပစ္စည်းတစ်ခုကိုကြည့်နေတယ်လို့မျိုးတင်နေလာတာပေါ့သူကသူ့လက်ထဲကစကိုင်းလေးဓားမြောင်ကြီးကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ဓားမြအောင်ရဲ့အပေါ်မှာတော့ရွှေရောင်နက်ကီယာအလင်းနှန်းတွေကတောက်လောင်နေခဲ့တယ်လို့နှက်ဆိုင်လာတဲ့နေရာမှာစာလုံးတွေကလည်းဓားပြပေါ်မှာစီးဆင်းနေခဲ့တာဗျပျက်စီးစံဖူးအေးဆက်ဆက်စကားတခုပဲအဲ့ဒီစစ်ဗိုလ်ရဲ့ဘားဆက်ကနေထွက်ပေါ်လာခဲ့ပြီးသူကပေါ့ပေါ့ဘာဘာပဲလမ်းပြလိုက်တော့ပါပဲစကိုင်းလေးဓားမြောင်ကကောင်းကင်နဲ့မြေပြင်ကိုဆွဲဖြည့်ပြနိုင်မဲ့ရွှေရောင်အလင်းနှန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးလောကကြီးကိုဒုံလို့စေမဲ့ဘာရှင်ဝါမျိုးမှထုံးမပြပဲအဲ့ဒီအမောင်ထုလက်ဝါးကြီးနဲ့တန်းတန်းမတ်မတ်သွားပြီးရိုက်ခတ်လိုက်တော့တယ်ဘာပေါက်ကွဲတယ်မှလည်းမရှိသလိုဘာဟင်းဟောက်တယ်မှလည်းမထွက်ပေါ်လာဘူးဗျဒီကဘာပေါ်မှာရှိသမျှတက်ရှိမှန်သမျှကိုလုံးဝမျောလင်းချက်မေချင်းတွေလည်းနှိမ့်ဝင်သွားစေနိုင်လောက်ပါတယ်ဆိုတဲ့အဲ့ဒီအမောင်ထုလက်ဝါးကြီးဟာဘာတန်မှမရှိပဲအလိုလျောက်အကြီးပြောပြောက်ွယ်သွားခဲ့ရတော့ပါပဲရွှေရောင်လင်းနှန်းကတော့သူ့ရဲ့အရှိန်ဟုန်တွေနည်းနည်းလေးမှရော့မသွားပဲအနဲ့ရောင်မြူကိုအထက်ထက်ကိုမျက်စိတမိတ်အတွင်းမှာဖြတ်တန်းသွားခဲ့ပြီးဂုံဂုံကိုဖြစ်နေတဲ့အဲ့ဒီအမောင်ထုရဲ့ဗဟိုချက်တိတ်တိစီကိုအတိကျသွားပြီးစိုက်ဝင်သွားခဲ့ရတော့တယ်အာဖူးလူသားတယောက်ရဲ့အတန်နဲ့လုံးဝမတူတဲ့စူးစူးဝါးဝါအော်ဟင်ရီရွာတန်ကြီးတစ်ခုအမောင်ထုတဲကနေဝန်ခနဲ့ပွင့်ထွက်လာခဲ့တော့ပါပဲတမျိုးလုံးကိုဖုံးလွှမ်းထားတဲ့အနဲ့ရောင်မြူကိုတွေကပြင်းပြင်းထန်ထန်လှုပ်ခတ်လိမ့်ချက်သွားခဲ့ကြပြီးအဆုံးသတ်မှာတော့တပြိုင်နက်တည်းအတွင်းဘက်ကိုပြန်လဲဆူဆီးသွားခဲ့ကြကဝတ်စုံနဲ့ကိုဝတ်ဆင်ထားပြီး၆တွေ့နေတဲ့မျက်နှာရှိတဲ့လူတယောက်အဖြစ်ဖြစ်ပေါ်လာခဲ့ရတယ်အဲ့ဒါကဝိညာဉ်ဝါမျိုးသူရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ရင်းစစ်ပေါ်အခုချိန်မှာတော့သူ့ရဲ့ရင်ဘတ်တစ်ခုလုံးလေထုထဲမှာရွှေရောင်စကိုင်းလေးဓားမြောင်ကြီးနဲ့အသေးချအပိုင်းဆိုင်ဝင်ချုံနှောင်ချင်းခံထားရတာဖြစ်ပြီးဒဏ်ရာကနေတဆင့်စီးဆင်းလာတဲ့ရွှေရောင်မီးတောက်တွေကလည်းသူ့ရဲ့ဝိညာဉ်နဲ့အရေးမြစ်တွေကိုယူသွစွာနဲ့လောင်ကျွမ်းပြနေခဲ့ပြီးပြမတင်မျိုးတွေမင်းတို့တွေကတကယ်ကြီးမတင်မျိုးတွေဖြစ်နေတာလားဟုဝိညာဉ်ဝါမျိုးသူရဲ့မျက်နှာပေါ်မှာမြုံကြည်နိုင်မှုတွေနဲ့ပြည့်နေခဲ့ရပြီးသူကသူ့ရင်ဘတ်ထဲကဓားမြောင်ကြီးကိုမုန်းကြည့်လိုက်မိပြီးအဲ့ဒီနောက်ပင်လေပြင်းကြီးလိုနှက်ဆိုင်လာတဲ့အရှိန်လာတွေရှိကြတဲ့ရွှေရောင်တန်ချက်ကစစ်တီတော်အုပ်စုကြီးကိုလမ်းကြည့်လိုက်တဲ့သူ့မျက်လုံးတွေထဲမှာတော့လုံးဝကုန်ကိုထိတ်လက်နှုံလို့ချင်းကြီးပဲရှိနေခဲ့တာပေါ့အဲ့ဒါကသူနေရောကြပါအိမ်မမခဲ့ရတဲ့နေပေကြီးလေဘယ်သူလဲလောကကြီးမှာခင်ဗျားတို့ကဘယ်သူတွေမို့လို့လဲပြလို့ပေါ့ဒါပေမဲ့အဲ့ဒီစစ်ဘိုလ်ကတော့သူ့ကိုနည်းနည်းလေးမှစကားဖတ်မပြောရပါဘူးသူကသူ့ဘေးနားကမဂနက်စီကိုလက်အုပ်ချပြီးဂါယဝပြုလိုက်တဲ့အကြီးကဲဗျာအမောင်အချို့ချာအာနာပိုင်လို့အမွှဲတင်ခံထားရတဲ့ဒီကောင်ကစစ်သုံးခုမြောက်နေပဲနက်ဖျားပြီးရင်စစ်လောက်ပဲစွမ်းအားရှိတာပါဗျာတဲ့သူလိုမတင်မျိုးတယောက်ကတော့သူ့ဘေးနားကလူကိုဒီလောက်ထိအယိုသေးပေးနေရတာလေပြီးတော့သူကိုယ်တိုင်တောင်စစ်သုံးခုမြောက်နေပဲရှိသေးတယ်လို့ပြောနေတာဒါဆိုရင်အဲ့ဒီအထက်မှာဘလို့နေပဲများရှိနေဦးမှာလဲလိညင်ဝါမျိုးသူကတော့တေချာပေါက်တိကျင်လာတာပေါ့ဒါပေမဲ့သူ့ရဲ့ဝိညာဉ်သူ့ရဲ့အရင်းမြစ်တွေနဲ့သူဒီလောကကြီးမှာတကယ်ရှိနေခဲ့ဦးပါတယ်ဆိုတဲ့အမှတ်သားမှန်တယ်မြင်ဒီတစ်စက္ကန့်အတွင်းမှာတင်လုံးဝကုန်တန့်စင်ခြင်းခံလိုက်ရပြီးဘာမှမရှိရဲ့ဗလားဖြစ်ပြောင်းလဲသွားခဲ့ရတော့တယ်အမောင်ရိတ်တိုက်ကြီးတစ်ခုလုံးကိုအမောင်ထုဒေါ်လန်ပုံကမှုကြီးလေးဆွဲသွင်းခဲ့ပါတယ်ဆိုတဲ့တားမြင့်နေမီရဲ့အချို့ချာအာနာပိုင်ကြီးဟာဒီလိုမျိုးပဲတည်ဆုံးသွားခဲ့ရပြီဗျဘာတန်မှမရှိဘဲနဲ့တင်တန်တန်ရှင်းရှင်းမြင်မြင်ဆန်ဆန်ကြီးပျက်စီးသွားခဲ့ရတာပေါ့မျိုးရိုးရဲ့ထောင်းတနေရာမှာတော့အသက်ထင်ရှားကျန်ရစ်နေသေးတဲ့မင်းကလေးဟာဒီမြင်ကွင်းကိုကြည့်ပြီးကြောင်အန်းဖြစ်နေခဲ့ရတယ်ဘာဆက်ကြအကျေကြီးဟန်နေခဲ့ပြီမဲ့ဘာတန်မှတော့ထွက်မလာနိုင်ခဲ့ရှာဘူးသူ့ရဲ့ဦးနောက်တစ်ခုလုံးလုံးဝဗလားဖြစ်သွားခဲ့ရပြီလေဒါပေမဲ့စကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေအတွက်တော့ဒါကအေးဖွဲလုံးနဲ့ကိစ္စတေးမွားလေးတက်တက်ပဲပေါ့မဂနက်စ်ကဝိညာဉ်ဝါမျိုးသူပျောက်ကွယ်သွားတာကိုကြည့်ပြီးနှုတ်ခမ်းကိုတစ်ချက်တွန်းလိုက်မိတယ်ဒါပဲလားဗျာတော်လန်ပုံကမှုကိုစတင်ခဲ့တဲ့အရင်မြစ်ဆိုတဲ့ကောင်ကတိတ်ကိုအားနေလုံးနေတာပဲကျွန်တော်ကိုတွေးပူလေးချင်ခန်းလုပ်ပေးဖို့တောင်မထိုက်တန်ဘူးသူ့ရဲ့ဝိညာဉ်အတိကအပြအင်ကိုပြန့်နှံ့သွားခဲ့ပြီးအမောင်ရိတ်တိုက်ကြီးတစ်ခုလုံးကိုမျက်စိတမိတ်အတွင်းမှာပဲလွှမ်းခြုံသွားခဲ့တာပေါ့ဒါပေမဲ့ဒီလိုကောင်မျိုးတွေကတော်တော်လေးတော့များသားပဲဟုသူကခက်ပြုံးပြုံးနဲ့ပြောလိုက်တယ်သူ့မျက်လုံးထဲမှာတော့စိမ့်ဖက်ဖက်အလင်းနှန်းတွေရှိနေတာလေအရှိဘက်တော်တိုင်းမြေမှာ၃ကောင်အတက်လက်နေပင်လေပြင်မှာ2ကောင်ပြီးတော့ဓာမြင့်နေမြေလို့အခေါ်ခံရတဲ့နေရာတွေထဲမှာပုံနေကြတဲ့ကောင်တွေလည်းရှိသေးတယ်ဗျအားလုံးပေါင်းရင်40ဒါမှမဟုတ်50လောက်ရှိမှာပေါ့ဒါကတကယ်ဘာလုံးကိုတပ်ဖို့ပြင်ထားတဲ့ဝက်တကောင်လိုမျိုးသဘောထားနေကြတာပဲမင်းတို့အားလုံးကြားလိုက်ကြရဲ့လားတဲ့ကျွန်တော်တို့ကြားပါတယ်ဗျာဟာဒါကဘာမောင်ထုဒေါ်လန်ပုံကမှုမှမဟုတ်ပါဘူးဗျာဒါကရှင်းရှင်းလင်းလင်းကိုမျိုးနယ်စုခေါင်းဆောင်ကြီးကကျွန်တော်တို့လက်ထဲကိုလာပြီးအနံ့လိုက်တဲ့အတိုင်းစမရှိတဲ့ရတနာတိုက်ကြီးရှင်းရှင်းကြီးပဲမဟုတ်လားဒါတွေကလမ်းလျှောက်နေတဲ့စစ်မှုထမ်းကောင်းမှုတွေလမ်းလျှောက်နေတဲ့ကြင်ကြံခြင်းအရင်မြစ်တွေဗျာတောင်ဘက်ကကောင်ကတော့ငါပိုင်ပဲဘယ်သူမှလာမလို့ကြနဲ့ဖယ်စမ်းပါငါအရင်မြင်နာခဏလောက်အတွင်းမှာပဲစကိုင်းလေးစစ်တပ်ကြီးရဲ့စက်သွယ်ရေး channel တစ်ခုလုံးစိတ်လို့ရှားစွာနဲ့အော်ဟစ်တန်တွေဆူညံသွားခဲ့ရတော့ပါပဲသူတို့ကတကဘာလုံးမှာပြင်းနေနေတဲ့အမောင်ထုအရင်မြစ်ကောင်တွေကိုကြည့်နေကြတာဟာ3ရက်စာငမွတ်နေရဲ့ဝမ်ပုတ်လေအိုကြီးကစူဖြိုးဣဆက်နေတဲ့တိုးချန်ကြီးကိုလက်မြင်လိုက်ရလို့မျိုးပဲဗျဒါကတော်လန်ပုံကမှုကိုလာပြီးနှိမ်နေတဲ့စစ်တပ်ကြီးနဲ့လုံးဝမတူပါဘူးဒါကရှင်းရှင်းလင်းလင်းကိုစိတ်ကြိုက်စားလို့ရတဲ့ဘူဖေးဆိုင်ကြီးတစ်ခုစီအုံအောင်ထလာရောက်ကြတဲ့လူအုပ်ကြီးနဲ့ပိုတူနေတာပေါ့စကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေဘေးပက်ပက်လေကိုလူစုခွဲပြီးအမဲလိုက်ချရင်းလုံမန်းစဉ်ကိုစတင်တော့မဲ့အချိန်မှာပဲဟင်းဟူခညာထဲဝါလာတဲ့နက်ပြားငကားဟင်းဟောက်တန်ကြီးကိုချက်ကကြီးမားလာတဲ့တကားဦးကြီးတွေကနေထွက်ပေါ်လာခဲ့ပြန်ပြီးမျက်စိတမိတ်အတွင်းမှာတင်စူညံတန်မန်တမျှကိုအားလုံးဖိနှိပ်ပစ်လိုက်တာပေါ့စင်ကားခုမြောက်နယ်ပဲစိတ်ရှိရဲ့စစ်မှန်တဲ့ငကားကိုကောင်ဆွဲယူလာတဲ့အဆုံးကုန်ထိစမ်းကြဲခန်းနာလာတဲ့အကာဝတ်ဝရင်ကြီးဟာတကားဦးကြီးတွေကနေဖြည်းဖြည်းချင်းမောင်းနှင်ထွက်လာခဲ့ပြီးပစ္စည်းကိုရွေးနေတဲ့ဒီရှေးဟောင်းမျိုးတော်ကြီးရဲ့အထက်ကောင်းကင်ရံမှာလာပြီးဆိုက်ရောက်ခဲ့တော့တဲ့တကက်ဘာလုံးရဲ့နေရာမတွေကလည်းအဲ့ဒီဝရင်ကြီးရဲ့ရှေ့မောက်မှာရုံကြီးရဲ့အလိုလျောက်ဒူးထောက်အငင်းခံလိုက်ကြရတာပေါ့ဝရင်ကြီးရဲ့ကလန့်ကာကိုတော့ဝတ်ဆောင်ဖြူကိုဝတ်ဆင်ထားတဲ့ဖြူဖြော်ပြီးတွေ့ရတဲ့လက်တစ်ဖက်ကလမ်းပြီးဖေရှားလိုက်တဲ့အဲ့ဒီနောက်မှာတော့
ကျွန်တော်ဝရင်ကြီးတဲ့ကနေလမ်းထွက်ခဲ့တာပေါ့အမြင့်ဆုံးကောင်းကင်ရံပေါ်ကနေပြီးတော့လုံးဝကုန်ပစ္စည်းကိုရွေးနေတဲ့ဒီမြေပြင်ကြီးကိုကျွန်တော်ငုံကြည့်လိုက်မိတယ်ပြီးတော့လေထုထဲမှာရှိနေတဲ့ဖြစ်စည်းခြင်းတွေနဲ့အတစ်တဖန်ပြန်လည်မွေးဖွားခြင်းတွေပေါင်းအဆက်ရလုပ်ထားတဲ့ထူးဆန်းလာတဲ့အရှင်ဝါတွေကိုလည်းအသေးချခံစားနေရတာပေါ့ဒါကငါရဲ့ကိုယ်ပိုင်ကဘာပေါ့ဟုကျွန်တော်ဘာသာတိုးတိုးလေးရည်ယူမိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဦးနောက်ထဲမှာရှိနေတဲ့အခုချိန်မှာကံကြမ္မာကိုလုံးဝအရှုံးပေးလိုက်ပြီးဖြစ်တဲ့စနစ်ကြီးကအကွက်စိတ်စိတ်နဲ့တတိပေးချက်အတစ်တစ်ခုကိုတေးသေးချာချာထပ်မံထုတ်ပြန်လာခဲ့ပြန်ပြီးကစားသမားဟာမစ်ရှင်ကဘာကိုရောက်ရှိသွားပြီဆိုတာရှာဖွေတွေ့ရှိထားပါတယ်မြင်ကွင်းမစ်ရှင်တစ်ခုပွင့်လာခဲ့ပါပြီအရှင်သခင်ဤကွင်းစင်စစ်ဆေးခြင်းမစ်ရှင်ရဲ့ပန်းတိုင်အောင်နိုင်သူတယောက်ရဲ့အမူအရာမျိုးနဲ့မင်းအတွက်ပြင်ဆင်ထားတဲ့ဒီမီရှူမီပန်းပွဲတော်ကြီးကိုပျော်ပျော်ကြီးအရသာခံကြည့်ရှုလိုက်ပါမစ်ရှင်ရဲ့ဆုလာကိုပိုင်နောက်ခံနေဂီတာတစ်ခုအထွတ်ထိပ်မှာရှိနေရတာတိတ်ကိုအထီးကျန်လာပါတယ်ဆိုရဲတခြင်းပေါ့ကျွန်တော်ကတော့ငကားကိုကောင်ဝဲရင်ကြီးထဲမှာဇိမ်ရှိဆုံးပုံစံမျိုးနဲ့ထိုင်နေတာပြဝဲရင်ကြီးရဲ့အတွင်းပိုင်းဟင်းလင်းပြင်ကတိတ်ကိုကြီးမားကျယ်ပြန့်လာတာရွေ့လျားနေတဲ့နန်းတော်ကြီးတစ်ခုလိုပဲနှစ်ပေါင်တောင်းချီတက်တန်းရှိတဲ့နှွေးထွေးတဲ့ကြောက်စိမ့်တွေနဲ့လှုပ်ထားတဲ့ဤစညံကူးနေတဲ့ခုတင်ကြီးတစ်ခုကဗဟိုချက်မှာရှိနေတာဖြစ်ပြီးဘေးနားကစားပွဲငယ်လေးပေါ်မှာတော့ချစ်စရာကောင်းလာတဲ့အစီအခံမင်းကလေးနှစ်ယောက်ဖြစ်တဲ့အာယာနဲ့မိယာတို့ကကျွန်တော်အတွက်နက်ဖျားတစ်တီးတွေကိုတေးသေးချာချာအခွန်ခွာပေးနေကြသလိုတန်မိုးကြီးလာတဲ့နက်ဖျားဝိုင်တွေကိုလည်းနှွေးပေးနေကြတာပေါ့ဒီနက်ဖျားတစ်တီးဆိုတာကဘန်ဆစ်မီသားစုရဲ့မြင့်မြတ်တဲ့ကျုံးကြီးပေါ်မှာပဲထွက်ရှိတဲ့အနီးရောင်တစ်တီးပြဓာမျိုးတစ်လုံးတည်းတင်စားလိုက်ုံနဲ့တင်တာမန်လူသားတယောက်ရဲ့ခန္ဓာကိုယ်ကိုအတစ်တဖန်ပြန်လဲစမ်းတစ်ပေးနိုင်တယ်လို့အသက်ကိုလည်းနှစ်ပေါင်းရာချီပြီးရှေ့ကြစေနိုင်စွမ်းရှိတာပြီးတော့ဒီနက်ဖျားဝိုင်ဆိုတာကလည်းနက်ဖျားဆေးဖက်ဝင်အပင်ပေါင်းရာနဲ့ချီပြီးတေးသေးချာချာချက်လုပ်ထားတာလေတာမန်ကျင့်ကြံသူတယောက်အနေနဲ့ဓာမျိုးတငုံလောက်တောက်လိုက်ုံတင်ရှိသေးတယ်နှစ်ပေါင်းရာချီပြီးပင်ပန်းပန်းကျင့်ကြံရမယ့်အချိန်တွေကိုတက်တာစေနိုင်တာပေါ့ဒါပေမဲ့အခုကျွန်တော်လက်ထဲမှာကြတော့ဒီຢာတွေကတာမန်စပ်ပြည့်ရည်တွေတတိဖြောရည်တွေနဲ့ဘာမှမထူးကြတော့ဘူးဗျကျွန်တော်ကခုတင်ပေါ်မှာရှော်လျော်လေးမိအိတ်နေနဲ့နားတွေကထွက်ပေါ်နေတဲ့စနစ်ရဲ့တတိပေးချက်တွေကိုနားထောင်နေမိတယ်လမ်းကြီးပို့တောင်ပြင်းနေလို့ပေါ့ကျွန်တော်ရဲ့အကြည့်တွေကဝင်းဟန်နေတဲ့ပူလဲကလန့်ကကြားကနေတဆင့်အောက်ခြေကပစ္စည်းကိုယွင်းပြီးပြပုံတိဖြစ်နေပြီဖြစ်တဲ့အဲ့ဒီရှေးဟောင်းမျိုးတော်ကြီးစီကိုကြာဆင်းသွားခဲ့မိတယ်ပြီးတော့မြို့ပြင်မှာရှိနေကြတဲ့အရက်မျက်နှာအတီးတီးကိုလူစုခွဲပြီးငမွတ်နေတဲ့ဝမ်ပုလွေအုပ်ကြီးလိုမျိုးအားရပါးရအော်ဟစ်နေကြတဲ့စကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေကိုကြည်ရင်နဲ့ကျွန်တော်ရဲ့နှုတ်ခမ်းထောင်းကဘာမှမတက်နိုင်ပဲအပေါ်ကိုကွေးတက်သွားခဲ့မိတာပေါ့တတိယမြောက်ဦးလေးတို့ဖွဲ့ကတော့တကယ့်ကိုအရှိန်ဟုန်ပြင်းပြင်းထန်ထန်နဲ့ကိုတိုက်ခိုက်နေကြတာပဲအမောင်အချို့ချာအာနာပိုင်လို့အမွှန်းတင်ခံထားရတဲ့အဲ့ဒီကောင်တွေဟာဘန်ဆစ်မီသားစုရဲ့စစ်မှန်တဲ့အချို့ချာအာနာပိုင်ကြီးတွေရဲ့ရှေ့မောက်မှာတော့ဟင်းတပွဲစာလောက်တောင်အဆင့်မရှိဘူးဆိုတာကျွန်တော်ရင်ထဲမှာအတေးချာကောင်းကောင်းကြီးသိတာပေါ့အလုံးစုံရှိလားစစ်ပွဲပြစားရမယ့်အချိုပွဲအဆင့်လောက်ပဲရှိတာလေအခုအချိန်မှာတော့စကိုင်းလေးစစ်တီတော်တွေဘေးပတ်ပတ်လေကိုလူစုခွဲလိုက်ကြတာနဲ့အမျှအမောင်ရိပ်တိုက်ကြီးတစ်ခုလုံးရဲ့ကောင်းကင်ရံပေါ်မှာတော့အလုံးနောက်ပလာတဲ့မီရှူမီပန်းကြီးတွေကတပွင့်ပြီးတပွင့်ဝေစားစွာပွင့်ထွက်တောက်လောင်လာခဲ့ကြပြီဗျမီရှူမီပန်းတပွင့်ပွင့်ထွက်သွားတိုင်းကအမောင်ထုတ်အရင်မြစ်ကောင်တကောင်တေဆုံးပစ္စည်းသွားတာကိုကိုစားပြုနေတာလေအရှိဘက်တော်တိုင်းမြေမှာတော့နာကြီးမှုစွမ်းအင်တွေစူစီပြီးဖြစ်ပေါ်လာတဲ့ပေပေါင်းတောင်းနဲ့ချီပြီးမြင်မာလာတဲ့မိစ္ဆာမြောက်ဝန်ကြီးဟာအိတ်ဆက်ချင်းကနေအခုတင်ပဲနိုးထလာခဲ့ပြီးကောင်းကင်ရံစီလမ်းပြီးအာရပါရဟင်းဟောက်လိုက်တာပေါ့သူ့ရဲ့စွမ်းမကားတွေကိုထုတ်ပြီးမပြရသေးခင်မှာတင်စကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တေနာပရိတယောက်ကသူ့ရဲ့လန်ဒန်ရှိကြီးနဲ့မိစ္ဆာမြောက်ဝန်ကြီးရဲ့ဦးခေါင်းခွန်တေးတွေကိုအပြက်အသက်ထိုးဆက်ဖြတ်တန်းပစ်လိုက်တာကြောင့်တောင်နှင်းကြီးပေါ်မှာတန်းပြီးတေဆုံးသွားခဲ့ရတော့တယ်သူ့ရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကဟင်းဟောက်တန်ကြီးနဲ့အတူဝုန်းခနဲ့ပေါက်ကွဲထွက်တော့အားခဲ့ရပြီးတကောင်ငင်လုံးမှာတန့်စင်လာတဲ့ကနအိုးအနှစ်သာရစွမ်းအင်တွေဖြစ်ပြောင်းလဲပြည့်နှံ့သွားခဲ့ရတာပေါ့အတလန်နေပင်လေပြင်မှာတော့ရေတွက်လို့မရတဲ့အလောင်းကောင်တွေရိုးစုတွေနဲ့စုပုံပြီးတိဆောက်ထားတဲ့ကျုံးကြီးတကျုံးရဲ့အပေါ်မှာကြောက်မဖွယ်ကောင်းတဲ့အရှိန်ဝါတွေရှိကြတဲ့အမောင်အချို့ချာအာနာပိုင်နှစ်ကောင်ဟာတတိုက်ကြီးလုံးမှာရှိတဲ့တက်ရှိတွေရဲ့အသက်ကန်တရားတွေကိုခွဲဝေယူနေကြတာဗျရုတ်တရက်ဆိုသလိုကောင်းကင်ရံကနေဒါလင်းနဲ့တစ်ခုကျဆင်းလာခဲ့ပြီးတကျုံးလုံးကိုရောအဲ့ဒီထဲကသူတို့နှစ်ကောင်စလုံးကိုပါတန်တန်ရှင်းရှင်းနဲ့နှစ်ပိုင်းပြက်ဖြတ်တောက်ပစ်လိုက်တော့ပါပဲဒါစွမ်းအင်ရဲ့အတွင်းထဲမှာရှိတဲ့နေရာမစွမ်းအားတွေကသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာရောနာမည်တွေကိုပါမျက်စိတမိတ်အတွင်းမှာလောကကြီးတွေကနေအပြီးတိုင်ဖျောက်ဖျက်တက်ဆင်ပစ်လိုက်တာပေါ့မြောက်ဖက်လွင်ပြင်ရဲ့ရေခဲတောင်ထိပ်ကနင်းတို့တွေရဲ့အောက်ခြေမှာတော့သူကိုယ်သူတေးသေးချာချာပုံဝင်နေခဲ့ပါတယ်လို့ယုံကြည်ထားတဲ့ရှေးဟောင်းအချို့ချာအာနာပိုင်ကြီးဟာစကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တယောက်ကြောင့်မြေအောက်ပေပေါင်းတောင်အနစ်ချီတဲ့အနက်ဆိုင်ဆုံးနေရာကနေအတင်းကျပ်အပြင်ကိုဆွဲထုတ်ခြင်းခံလိုက်ရတော့တဲ့သူကိုကြည့်ရင်အချို့ချာအာနာပိုင်ကြီးကထိလက်လုံလို့စွာနဲ့အသေးတန်အတနာခံတောင်းပန်နေရှာပေမဲ့လည်းအဲ့ဒီစစ်တီတော်ကတော့သူ့ကိုချက်ပေါက်စလေးတစ်ကောင်လိုလက်ထဲမှာစုပ်ကင်ထားပြီးဘားစပိတ်သွားအောင်လဝါးနဲ့ဖြုံးခနဲ့ရိုက်ချပစ်လိုက်တာကြောင့်လွှမြူကိုဖြစ်ပြောင်းလဲသွားခဲ့ရတော့တယ်အမောင်ရိပ်တိုက်ကြီးရဲ့ဌာနေတိုင်းရင်းသားတွေရဲ့မျိုးလုံးထဲမှာတော့ကဘာပြက်မဲ့ကပေးကြီးလိုမျိုးဘလို့မှမအောင်နိုင်ဘာဘူးလို့ထင်မှတ်ထားခဲ့ကြတဲ့သူတို့ရဲ့ကိုယ်ပိုင်အရှင်သခင်ကြီးတွေဟာဘန်ဆစ်မီသားစုရဲ့စစ်တပ်ကြီးရဲ့ရှေ့မောက်မှာတော့စက်ကူတရက်လိုမျိုးလွယ်လွယ်ကူကူနဲ့စုပ်ပြက်ပစ္စည်းသွားခဲ့ကြရတာဗျဒါကစစ်ပွဲတစ်ခုနဲ့လုံးဝကိုမတူတော့ပါဘူးဒါကတစ်ဖက်သက်ဆင်နွှဲနေတဲ့အဆုလိုက်ပြုံလိုက်တက်ဖြတ်ခြင်းကြီးရှင်းရှင်းကြီးပဲပေါ့တကယ်ကိုအားရခြင်းနဲ့ဆရာကောင်းတဲ့မြင်ကွင်းကြီးပဲဗျာကျွန်တော်ကဤစညံကူးနေတဲ့ခုတင်ကြီးပေါ်မှာနောက်ကိုမိလဲလိုက်ပြီးရင်ထဲကလာတဲ့တက်ပြင်းရွှေကြီးတစ်ချက်ကိုချလိုက်မိတယ်ကြော့အနော်ဒီလိုမျိုးကြီးမားလာတဲ့မီရှူမီပန်းပြပွဲကြီးကိုအားရပါးရကြည့်ရှုအရသာခံနေတော့မှာပဲကျွန်တော်ရဲ့ဝိညာဉ်အတီးကထူးခြားစွာလှုပ်ခတ်သွားခဲ့ရပြီးရုတ်တရက်စိတ်ဝင်စားစရာကောင်းတဲ့အရာလေးတစ်ခုကိုလမ်းပြီးတတိထားမိလိုက်တယ်ဗျရာပင်ဖော်မျိုးတော်ပြက်ကြီးရဲ့အရှိတ်မိုင်ပေါင်း1000လောက်ဝေးကွာတဲ့တောင်ကြားရှုံမြောင်တစ်ခုရဲ့အတွင်းထဲမှာတော့စုပ်ပြက်နေတဲ့လူရိတ်တရားစင်ကျော်ဟာထိတ်လက်လုံလို့စွာနဲ့အသေးတန်ထွက်ပြေးနေကြတာဗျပြီးတော့သူတို့ရဲ့နောက်ွယ်မှာတော့ဝိညာဉ်ဝါမျိုးသူရဲ့အနက်ရောင်မြူကိုတွေရဲ့ကနေလွတ်မြောက်လာခဲ့ကြတဲ့မိစ္ဆာသားရဲ့အနေငယ်ကနောက်ကနေထက်ချက်မကွာလိုက်လံမဲလိုက်နေကြတာပေါ့အဲ့ဒီလူတရားစင်ကျော်ရဲ့ကျင့်ကြံခြင်းစင်ကတိတ်ပြီးတော့မမြင်မလာပါဘူးအင်အားကြီးဆုံးကောင်ကတော့လမ်းစဉ်ရှာဖွေခြင်းနေပယ်လောက်ပဲရှိတာဒါပေမဲ့လည်းသူတို့တွေကတယောက်ချင်းစီမှာတော့ဘလို့မှဒူးမထောက်ချင်တဲ့ခိုင်မာလာတဲ့ဇွဲတမှုတွေရှိနေကြတယ်အထူးသဖြင့်သူတို့ရဲ့အရှိဆုံးကခေါင်းဆောင်လူငယ်လေးပေါ့သူကဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားပေမဲ့လည်းတခြားသူတွေရဲ့ရှေ့မှာကြမ်းကြမ်းခိုင်မက်တဲ့ရဲ့နေလုံးပဲဖြစ်တယ်လို့သူတို့ကိုလည်းကာဝယ်ပေးထားသေးတာဗျသူခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေကလည်းတကယ်ကြီးရွှေရောင်ဖြစ်နေတာစိတ်ဝင်စားစရာပဲဗျလူသားအေးကရောင်ခန္ဓာကိုယ်ထဲလားကျွန်တော်ရဲ့ဆက်စုချင်းစိတ်ကအထွတ်ထိပ်ကိုရောက်သွားခဲ့ရပြီးကောင်းကင်ဘုံနေပဲမှာဆိုရင်တော့လူသားအေးကရောင်ခန္ဓာကိုယ်ဆိုတာတော်တော်လေးကောင်းမွန်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်သတ်မှတ်လို့ရတာပေါ့ကျွန်တော်ရဲ့မတိမျိုးခန္ဓာကိုယ်နဲ့တော့လာပြီးနိုင်ရှင်လို့မရနိုင်ပေမဲ့လည်းတကယ်လို့သူ့တေးသေးချာချာကြီးထွားလာမယ်ဆိုရင်စင်းတယောက်ဖြစ်လာဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူးလေဒီလိုဝေးလံကောင်ဖျားတဲ့နေရာလေးမှာဒါမျိုးနဲ့ဆုံတွေ့ရလိမ့်မယ်လို့ကျွန်တော်လုံးဝမမျှော်လင့်ထားခဲ့ဘူးကဲ
ဒါဆိုလဲဆုံတွေ့ရတာကကံကြမ္မာအလိုရပေါ့ဒီနေ့ကျွန်တော်ရဲ့စိတ်အခြေအနေကတော်တော်လေးကောင်းမွန်နေတာဆိုတော့ပေါ့ပေါ့ပါပါပဲကယူနာသေးသေးလေးတစ်ခုပေးထားလိုက်တော့မယ်ဒီလိုတွေးမိတာနဲ့တင်ကျွန်တော်ဘေးနာကတတိပန်းထဲကနေစားလို့မပြတ်သေးတဲ့အနီးရောင်တတိတဝက်ကိုပေါ့ပေါ့ပါပါပဲလမ်းယူလိုက်ပြီးလက်ညှိုးနဲ့ဖြတ်ခနဲတောက်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့အဲ့ဒီအနီးရောင်တတိတဝက်ဟာအလင်းနဲ့တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးမိုင်ပေါင်း1000ကျော်တဲ့အကွာဝေးကိုမျက်စိတမအိတ်တွင်းဖြတ်တန်းသွားခဲ့ကအဲ့ဒီလူသားအေးကရောင်ခန္ဓာကိုရှိတဲ့လူငယ်လေးရဲ့ရှေ့မောက်တိတ်တွေမှာအတိအကျသွားပြီးပေါ်ထွက်လာခဲ့ရတော့တဲ့တောင်ကြားရှုံမြောင်ထဲမှာတော့သခင်လေးမြင်မြင်ပြေးပါတော့ကျွန်တော်တို့နောက်ကနေခုခံထားပါမယ်ဟုတစ္ဆာရှိလာတဲ့အဆောင်တယောက်ကလူငယ်လေးရဲ့ရှေ့မှာကြမ်းကြမ်းခံဝင်ရက်လိုက်ပြီးသူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်ကိုအစွမ်းကုန်ဖောက်ခွဲပစ်လိုက်တာကြောင့်မိစ္ဆာသားရဲတွေကိုခဏလောက်ရက်တန့်သွားစေမဲ့မိပင်လေပင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ရတော့တဲ့ဦးလေးဝေါ်လန်ခုလူငယ်လေးရဲ့မျက်လုံးတွေကပြဲထွက်မတက်ဖြစ်သွားရပြီးမျက်ဝန်းတစ်ခုလုံးသွေးလိုမျိုးရဲရဲနေသွားခဲ့ရရှာတယ်ဗျသူတို့ကအလဲပိုင်းတိုင်းကရှေးဟောင်းမိသားစုတစ်ခုရဲ့အမွေခံတွေလေအမောင်ထုတော်လန်ပုံကမှုကြီးစတင်ဖြစ်ပွားခဲ့တဲ့အချိန်တုန်းကသူတို့ရဲ့မိသားစုဟာအပြီးတိုင်ဖြစ်စီမျိုးတုံးချင်းခံခဲ့ရတာသူတို့ကတော့အလောင်းကောင်တောင်ပုံရပုံတွေနဲ့သွေးပင်လေပင်ကြီးကိုဖျက်တမ်းပြီးဒီနေရာထိအသက်လုထွက်ပြေးလာနိုင်ခဲ့ကြတဲ့နောက်ဆုံးကြံရစ်တဲ့မျိုးဆက်သစ်လေးတွေပေါ့ဒါပေမဲ့လည်းအခုချိန်မှာတော့သူတို့လည်းလမ်းဆုံးကိုရောက်ရှိသွားခဲ့ရပြီးထင်ပါရဲ့တခင်လေးဗျာကျွန်တော်တို့အဆောင်ဝေါ်လန်ကိုအလားဟပ်အတေးမခံနိုင်ပါဘူးမြင်မြင်သွားကြရအောင်ဟုတခြားသူတွေကလူငယ်လေးကိုဆွဲခေါ်ပြီးဆက်လက်ထွက်ပြေးဖို့ကြိုးစားနေကြတာဗျဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေညီရဲနေတဲ့အလင်းရောင်တစ်ခုကျဆင်းလာခဲ့ပြီးလူငယ်လေးရဲ့ရှေ့တိတ်တွေမှာလာပြီးလွင့်မျောနေခဲ့တော့တယ်ကောင်းကင်ယံကနေညီရဲနေတဲ့အလင်းရောင်တစ်ခုကျဆင်းလာခဲ့ပြီးလူငယ်လေးရဲ့ရှေ့တိတ်တွေမှာလာပြီးလွင့်မျောနေခဲ့တော့တယ်အဲ့ဒါကတဝက်လောက်စားထားတဲ့တတိတလုံးပြလူတိုင်းချက်တေသွားကြရပြန်တာပေါ့လောကကြီးမှာဘာတွေဖြစ်ပြနေတာလဲကောင်းကင်ကနေမုန်းကြလာတာလားမဟုတ်ပါဘူးတတိတလုံးဖြစ်နေတာလေလူငယ်လေးကိုယ်တိုင်လဲတော်တော်လေးဝေခွဲမရဖြစ်သွားခဲ့ရတယ်ဒါပေမဲ့သူအဲ့ဒီတတိကနေထွက်ပေါ်နေတဲ့တက်ဆောင်စီနဲ့ရနံ့တွေကိုနန်းရှုမိလိုက်တဲ့အခါမှာတော့အဲ့ဒီရနံ့ကသူ့ရဲ့ဝိညာဉ်နဲ့ဆိုင်ဆုံးနေရာထိတုံလို့သွားစေလောက်အောင်ကျေပြောလာတာကြောင့်သူလုံးဝမင်းမောသွားခဲ့ရတော့တယ်ဗျသူလုံးဝကုန်ကိုအကျော်တည်သွားသလိုဖြစ်သွားခဲ့ရတာပေါ့တကယ်လို့သူသားဒီတတိတဝက်ကိုစားလိုက်ရင်သူ့ရဲ့ဒဏ်ရာတွေမျက်စိတမိတ်အတွင်းတက်တာသွားမှဖြစ်ုံတင်မကပဲသူ့ရဲ့ကျင့်ကြံခြင်းစင်ကပါတန်းပြီးဖောက်ထွက်သွားနိုင်လိမ့်မယ်ဆိုတာကိုသူအတေချာပြင်းပြင်းထန်ထန်ခံစားလို့ရနေရလေဒါကငါတို့ကိုပေးနာလိုက်တဲ့နက်ပြားတတိစစ်စစ်ပဲဖြစ်ရမယ်ဘာတွေဝေမှုမှမရှိတော့ပဲသူဘာကိုမှဂီယူမဆိုင်အားတော့ပဲအဲ့ဒီတတိကိုလက်ယူလိုက်ပြီးသူ့ရဲ့ပါးစက်ထဲကိုတန်းပြီးအတင်းထိုးထိပ်ပစ်လိုက်တော့ပါပဲမျက်စိတမိတ်အတွင်းမှာပဲကြောက်မဖွယ်ကောင်းတဲ့စွမ်းအင်ကြီးကသူ့ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာဝန်ခနဲ့ပေါက်ကွဲထွက်သွားခဲ့ရတော့တယ်အရင်တုန်းကဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားပြီးဒီလုံးတက်ဖြစ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးကတစ်စက္ကန့်အတွင်းမှာတင်မူလအတိုင်းအကောင်းပကတိအတိုင်းပြန်လဲစမ်းတစ်တန်းဆင်သွားခဲ့ရပြီဗျရွှေရောင်သွေးစွမ်းအင်တွေကလည်းကောင်းကင်ယံစီကိုတရားဟောမြင့်တက်တောက်လောင်သွားခဲ့ရသလိုသူ့ရဲ့ကျင့်ကြံခြင်းစင်ကလည်းအပေါ်ကိုစက်တိုက်မြင့်တက်လာခဲ့တော့တာပေါ့လမ်းစဉ်ရှာဖွေခြင်းနေပေရဲ့အလဲပိုင်းလမ်းစဉ်ရှာဖွေခြင်းနေပေရဲ့အဆုံးပိုင်းအထွတ်ထိပ်အဲ့ဒီနောက်တတမမြောက်နေပေကြီးဖြစ်တဲ့နှလုံးသားတန်းစင်ခြင်းနေပေအထိကိုတဲရောက်သွားခဲ့တာအံဖွယ်မှုကြောင့်ဤဘဲဒါကတကယ်ကိုအနက်စရာကောင်းတဲ့အံဖွယ်မှုစစ်စစ်ပဲဗျဘလို့နက်ပြားတရှိမှုကြီးကငါတို့ကိုလာပြီးကဲတင်ပေးတာလည်းမသိဘူးသူတို့အားလုံးအဲ့ဒီတတိရောက်ရှိလာတဲ့လမ်းကြောင်းရှိရဘက်ကိုတပြိုင်နက်တည်းလဲကြည့်လိုက်ကြတယ်အဲ့ဒါကရာပင်ဖော်မျိုးတော်ရှိရဘက်ပေါ်ပြီးတော့မြေပြင်ပေါ်မှာဒူးထောက်လိုက်ကြပြီးပြင်းပြင်းထန်ထန်စိတ်လှုပ်ရှားစွာနဲ့အကြိမ်ကြိမ်ဝတ်ဆောင်ကရွာပြုလိုက်ကြတော့ပါပဲကျွန်တော်တို့ရဲ့အသက်ကိုကဲတင်ပေးတဲ့အတွက်နက်ပြားတရှိမှုကြီးကိုလိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်ရာတကယ်လို့ကျွန်တော်လီယန်ဟာတနေ့ကျရင်ဒီဒေါ်လန်ပုံကံမှုကိုငင်းချမ်းအောင်လှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တေချာပေါက်နက်ပြားချောင်းကြီးတစ်ခုဆောက်လုပ်ပေးမယ်အပြင်နက်ပြားရဲ့ရုပ်တုကြီးကိုပါထုစစ်ပူဇော်ပြီးနေရောကြပါမပြတ်တမ်းကိုးကွယ်ဆဲကပ်ပါမယ်ဗျာလို့ပေါ့ငကားကိုကောင်ဝေါ်ရင်ကြီးရဲ့အတွင်းထဲမှာတော့သူတို့ရဲ့ရင်ထဲကလာတဲ့အသက်နဲ့ရင်ပြီးအော်ဟစ်နှုတ်ဆက်ကျေးဇူးတင်စကားတွေကိုကြားလိုက်ရတဲ့အခါမှာကျွန်တော်ကတော့ခပ်ပြုံးပြုံးလေးပဲလုံနေလိုက်မိတဲ့နက်ပြားချောင်းတွေရုပ်တုတွေဆိုကျွန်တော်အတွက်မလိုအပ်ပါဘူးဗျာဒါကကျွန်တော်အတွက်တော့လက်တစ်ချက်လေးတောက်လိုက်ရုံတင်ရှိသေးတဲ့ကိစ္စတေးမွားလေးတက်တက်ပဲဟာကိုကျွန်တော်အတွက်တော့ဒါကတကယ်ကိုဘီလီယံနာတယောက်ကလမ်းဘေးကသူတောင်းစားတယောက်စီကိုအကျွေးစိတ်တပြားပြပေးလိုက်တယ်လို့မျိုးလက်တစ်ချက်လေးလှုပ်ရှားလိုက်ရုံတင်ရှိသေးတဲ့ကိစ္စတေးမွားလေးတက်တက်ပဲအဲ့ဒီလူရဲ့ရုပ်ရည်ကဘယ်လိုမျိုးလဲဆိုတာကိုတောင်မမိအောင်စိတ်ထဲထင်မနေပါဘူးဒါပေမဲ့လည်းအဲ့ဒီအချိန်မှာပဲအမောင်ရိတ်တိုက်ကြီးတစ်ခုလုံးဟာဘာရိတ်ရောင်မှမရှိပဲရုပ်တရက်ပြင်းပြင်းထန်ထန်တုံလို့သွားခဲ့ရတယ်ဗျအရင်ကရှိခဲ့တဲ့အမောင်အချို့ချအာနာပိုင်တွေအားလုံးပေါင်းလိုက်တာထက်အစပေါင်းတန်းစေကနန်းမကပို့ပြီးတော့ကြောက်စရာကောင်းလာတဲ့အချိန်ဝါကြီးတစ်ခုဟာအမောင်ရိတ်တိုက်ကြီးရဲ့အနှဆိုင်ဆုံးနေရာမှာရှိတဲ့တက်ရှိမှန်တများအတွက်တားမြစ်နေပြီဖြစ်တဲ့ကောင်းကင်မြေမြုပ်ကူတထန်စီကနေကောင်းကင်ယံစီကိုဝန်ခနဲ့ပွင့်ထွက်လာခဲ့တာပေါ့အဲ့ဒီအချိန်ဝါကြီးကဒီကဘာတစ်ခုလုံးရဲ့စကြောင်ကနီယာမတွေကိုပါကြေကွဲစွာနဲ့အော်ဟင်ကိုကျွေးသွားစေခဲ့တယ်လို့နီယာမတွေကိုပါဘေးကိုဆုတ်ခုအားသွားစေခဲ့တာဗျမြေပြင်တစ်ခုလုံးကိုလွှမ်းမိုးရှင်းလင်းနေကြတဲ့စကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေတောင်မှသူတို့ရဲ့လှုပ်ရှားမှုတွေကိုချက်ချင်းရပ်တန့်လိုက်ကြရပြီးမျက်နှာတွေတီကြီးလေးနဲ့စွာနဲ့အဲ့ဒီကောင်းကင်မြေမြုပ်ကူရှိရာဘက်ကိုလမ်းကြည့်လိုက်ကြရတော့ပါပေါ့ဝိုးရင်ကြီးရဲ့အပြင်ဘက်မှာတော့မျက်လုံးမိတ်ပြီးအနားယူနေခဲ့တတိယမြောက်အကြီးကဲမကနက်စ်ဟာမျက်လုံးတွေကိုချက်ချင်းဝန်ခနဲ့ဖွင့်လိုက်တဲ့သူ့ရဲ့အကြည့်တွေထဲမှာတော့စိတ်လှုပ်ရှားနေတဲ့တိုက်ပွဲဝင်လို့စိတ်အလင်းနှံတွေဖြတ်ခနဲလာဥက္ခတ်သွားခဲ့တာဗျနောက်ဆုံးတော့တိုက်ရတာတမဲကောင်တကောင်ပေါ်လာခဲ့ပြီပဲစိတ်ခုနှစ်ခုမြောက်နေပဲစိတ်စစ်မှရှိတဲ့အမောင်အချို့ချအာနာပိုင်တကောင်ဟုတ်လားစိတ်ဝင်စားစရာပဲဗျအခုမှပဲငါရဲ့ခြေလက်တွေကိုတေးသေးချာချာအားရပါရဆန့်ထုတ်လို့ရတော့မယ်တဲ့အဲ့ဒီကောင်းကင်မြေမြုပ်ကူဆိုတာအမောင်ရိတ်တိုက်ကြီးပေါ်မှာရှိတဲ့တက်ရှိမှန်တများအတွက်ဒါမြင့်နေမြေခုနှစ်ခုထဲမှာအကြီးမားဆုံးအဓိကနေရာကြီးပေါ့အဲ့ဒါကပြီးခဲ့တဲ့ခေတ်တုန်းကနက်ပြားတွေနဲ့မိစ္ဆာတွေအပြင်းထန်တိုက်ပွဲဝင်ခဲ့ကြတဲ့စစ်တလင်းအကြီးလို့အပြောခံရတာဖြစ်ပြီးစစ်မှန်တဲ့နက်ပြားတွေမိစ္ဆာတွေအမြောက်များကိုပါအဲ့ဒီနေရာမှာမြုံနှံထားခဲ့တာဗျနာကြီးမှုစွမ်းအင်တွေနဲ့ဒေချင်းတရားအရှင်ဝါတွေကဒီနေရာမှာအချင်းချင်းလင်းရှင်းနေကြပြီးတတိုက်ကြီးလုံးမှာအကြောက်စရာအကောင်းဆုံးဒေချင်းတရားနယ်မြေဖြစ်ပေါ်နေခဲ့တာပေါ့ဒီအမောင်ထုဒေါ်လန်ပုံကံမှုကြီးမစတင်ခင်ကတည်းကတင်ဒီနေရာကကျင့်ကြံသူတိုင်းအတွက်အိမ်မဆိုးကြီးတစ်ခုဖြစ်ခဲ့တာလေစိတ်ဆစ်ရှိတဲ့သူတယောက်တောင်မှအထဲကိုဝင်ရင်အသက်အန္တရာယ်ဘေးနဲ့ရင်ဆိုင်ရတာမျိုးပေါ့အခုတော့အဲ့ဒီကြောင့်မဖွယ်ကောင်းတဲ့အရှင်ဝါကြီးနိုးထလာတာနဲ့အမျှကောင်းကင်မြေမြုပ်ကူတစ်ခုလုံးပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ရပြီဗျနက်ပြားတွေမိစ္ဆာတွေရဲ့အယိုးစုတွေနဲ့စုပုံပြီးတိဆောက်ထားတဲ့မြမလာတဲ့တောင်ကြီးတွေဟာဟင်းဟောက်တန်ကြီးတွေနဲ့အတူဝန်ခနဲ့ပြိုကျပျက်စီးသွားခဲ့ရတော့တယ်အောက်ခြေမရှိရဲ့ကြီးမားလာတဲ့အကြောင်းကြီးတွေကလည်းခြောက်တွေ့ပြီးတွေးလို့ရဲရဲနေနေတဲ့အဲ့ဒီမြေပြင်ပေါ်မှာအကျယ်ကြီးပွင့်ထွက်သွားခဲ့ရတယ်လို့အဆုံးမရှိရဲ့အနက်ရောင်ဒေချင်းတရားအရှင်ဝါတွေကလည်းအဲ့ဒီအကြောင်းတွေရဲကနေရေပူစမ်းတွေလိုမျိုးအပြင်ကိုတရားဟောပွင့်ထွက်လာခဲ့ကြတာပေါ့ဘသူကငါ့ကိုလာနှိုးရဲတာလဲအဲ့ဒီစကားတန်ကြီးက
ဘာမှမသိရတဲ့မနှံစွမ်းအားတစ်ခုကန့်ညင်နေတယ်လို့မျိုးပဲအတန်ထွက်ပေါ်လာရုံလေးတင်ရှိသေးတယ်အလဲပိုင်းတိုင်းတစ်ခုလုံးကိုရောအဲ့ဒီအပြင်အခုချိန်မှာအမောင်ရိပ်တိုက်ကြီးပေါ်မှာအသက်ထင်ရှားကျန်ရစ်နေသေးတဲ့တက်ရှိမှန်သမျှကိုပါသူတို့ရဲ့ဝိညာဉ်အနှဆိုင်ဆုံးနေရာကနေပြင်းပြင်းထန်ထန်တုံရီသွားစေခဲ့တာဗျစကိုင်းလေးစစ်တက်ကြီးရောက်ရှိလာတာကြောင့်မျောလင်းချက်အရေးအယောင်လေးကိုအခုတင်ပဲလားအမြင်လိုက်ရပါတယ်ဆိုရဲအမောင်ရိပ်တိုက်ကြီးရဲ့ဌာနေတိုင်းရင်းသားတွေဟာအခုတော့အဆုံးမရှိရဲ့မျောလင်းချက်မဲ့ချင်းကြီးတွေကိုနောက်တစ်ကြိမ်ထပ်မံကျဆင်းသွားခဲ့ကြရပြန်ပြီပေါ့သွားပြီဗျအဲ့ဒါဘာကြီးလဲကောင်းကင်မြေမြုပ်ကူရဲ့အနှဆိုင်ဆုံးနေရာမှာရှိတဲ့အရာကြီးတကယ်ပဲနိုးထလာခဲ့ပြီးအကုန်ပြီးဆုံးသွားပါပြီအရာအလုံးပျက်စီးသွားခဲ့ရပြီဗျကြားရှိကနေ6កောင်ဆွဲဆိုလိုမျိုးပဲရေတွက်လို့မရတဲ့ကျင့်ကြံသူတွေရဲ့မျက်နှာတွေလုံးဝပြာနှင်းသွားခဲ့ရရှာတယ်ဗျစိတ်ဓာတ်ပိုင်းဆိုင်ရာအားနေတဲ့ကျင့်ကြံသူတချို့ဆိုရင်တော့ဒီအချိန်ဝါကြောင့်အဲ့ဒီနေရာတွင်သူတို့ရဲ့ဝိညာဉ်တွေကြေမွသွားခဲ့ရပြီးအရှင်လက်လက်တန်းပြီးဒေဆုံးသွားခဲ့ကြရတာပေါ့နတ်ဖျားတတိကြောင့်ကျင့်ကြံခြင်းစင်ကအခုတင်ပဲအပေါ်ကိုတရားဟောမြင့်တက်သွားခဲ့ပါတယ်ဆိုတဲ့လူသားအေးကရောင်ခန္ဓာကိုရှိတဲ့လူငယ်လေးလီယန်တောင်မှအခုတော့မျက်နှာတစ်ခုလုံးဖြူဖြောသွားခဲ့ရပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်းထိမ့်မနိုင်သိမရအောင်ပြင်းပြင်းထန်ထန်တုံရင်နေခဲ့ရရှာတယ်ဗျတိတ်ကိုကြောက်စရာကောင်းလာတဲ့အချိန်ဝါကြီးပဲဒါကတေချာပေါက်မတင်မျိုးထက်တောင်ကြော်လုံးနေတဲ့တရှိမှုကြီးဖြစ်ရမယ်သူ့ဘေးနာကအဆောင်တွေဆိုရင်တော့ကျင်းပြင်ပေါ်ကိုပြုတ်ခွေပြီးလဲကျသွားကြရပြီးမတက်ရဖို့အင်အားတော်မရှိကြတော့ဘူးလေဒီအချိန်ဝါရဲ့ရှေ့မောက်မှာတော့သူတို့ကပြင်းထန်လာတဲ့မုန်တိုင်းကြီးတွေကလင်ငယ်လေးတစ်စင်းလိုမျိုးခံစားနေကြရတာဘယ်ချိန်မဆိုမောက်ခုံလဲကျသွားနိုင်မယ့်အခြေအနေမျိုးပေါ့ရေတွက်လို့မရတဲ့တက်ရှိတွေရဲ့ထိတ်လန့်တုန်လုံနေတဲ့အကြည့်တွေအောက်မှာပဲကောင်းကင်မြေမြုပ်ကူရဲ့ဗဟိုချက်တိတ်ကနေကြီးမားထဲဝါလာတဲ့အနဲ့ရောင်ကြောက်တုံးခေါင်းတလားကြီးတစ်ခုဟာမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းမြင့်တက်ပေါ်ထွက်လာခဲ့တယ်ဗျအဲ့ဒီကြောက်တုံးခေါင်းတလားပေါ်မှာတော့နေလာနဲ့ကြေတာယာတွေကိုထုစစ်ပုံဖော်ထားခဲ့တယ်လို့စကြောင်ငါကြီးရဲ့ဖြစ်တည်လာမှုတွေနဲ့ပျက်စီးသွားမှုတွေကိုပါမှတ်တမ်းတင်ထားတာပေါ့ဘလို့မှပြေလွတ်မသွားနိုင်လောက်အောင်ထူထပ်လာတဲ့အချိန်ဝါတွေကလည်းအဲ့ဒီခေါင်းတလားတွေကနေကြောက်မဖွယ်ကောင်းစွာနဲ့ဘေးပတ်ပတ်လေကိုပြန့်နှံ့ထွက်ပေါ်လာခဲ့ပြီးဒီကဘာတစ်ခုလုံးရဲ့ကောင်းကင်ဘုံလမ်းစဉ်ကြီးကိုပါခြေခွဲစွာနဲ့အော်ဟစ်မှုကြအေးသွားစေခဲ့တာဗျသူကတော့အမောင်အချို့ချာအာနာပိုင်အေးကရုံကြီးပေါ့ကောင်းကင်မြေမြုပ်ကူရဲ့အနှဆိုင်ဆုံးနေရာမှာကျင်းဆက်အိတ်ဆက်နေတဲ့အမိမျက်ဆုံးတရှိမှုကြီးလေးပြောရဆိုရင်တော့သူကပြီးခဲ့တဲ့ခေတ်တုန်းကမတင်နိုင်ခြင်းလမ်းစဉ်ကိုရှာဖွေဖို့အတွက်အမောင်ရိပ်တိုက်ကြီးတစ်ခုလုံးကိုအပြီးပိုင်စီးလုံးသိမ်းပိုက်ခဲ့တဲ့အေးကရုံကြီးဖြစ်တယ်လို့ဆိုကြတာဗျသူကကိုဓာတ်နဲ့မုံပြီးအမောင်ထုတဲ့ကိုကြာဆင်းသွားဖို့အတွက်ဝန်ရဲခဲ့တဲ့သူပေါ့သူကတကယ်ကြီးအခုထိအသက်ရှင်နေသေးတာလားအချိန်ကြာကြီးအသက်ရှင်နေခဲ့ကြပြီးရှေးဟောင်းရုပ်ဝက်ချက်တချို့ကိုသိရှိထားကြပါတယ်ဆိုတဲ့မိစ္ဆာအိုကြီးတချို့ဆိုရင်တော့မျောလင်းချက်မဲ့စွာနဲ့အော်ဟစ်ငိုကြွေးလိုက်ကြတော့ပါပဲသူတို့ရဲ့မျက်လုံးထဲမှာတော့ဒါကမပြည့်စုံသေးတဲ့အေးကရုံနယ်ပယ်ကြီးဖြစ်နေတာဖြစ်ပြီးဒီလိုတရှိမှုကြီးတစ်ခုအပြင်ကိုထွက်လာပြီဆိုမှတော့အမောင်ရိပ်တိုက်ကြီးတစ်ခုလုံးမှာနည်းနည်းလေးတင်ရှိသေးတဲ့မျောလင်းချက်အရေးအယောင်ဆိုတာလုံးဝကြံရှိတော့မှာမဟုတ်ဘူးလေဖြုံးခနဲ့ဆိုလိုပဲကြောက်တုံးခေါင်းတလားရဲ့အဖုံးကဖြည်းဖြည်းချင်းပွင့်ဟသွားခဲ့ရတော့တဲ့6သွေးဖြူဖြောနေပြီးလက်သေးတွေကမင်းအိုးလိုမျိုးမင်းမောင်နေတဲ့လက်ကြီးတစ်ဖက်ကခေါင်းတလားတွေကနေလန့်ထွက်လာခဲ့ပြီးခေါင်းတလားရဲ့အနားဆုံးပေါ်မှာလာပြီးအမိပြုတ်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့စုပ်ပြက်နေတဲ့ဝါကျင်ကျင်ဝတ်စုံကြီးကိုဝတ်ဆင်ထားတဲ့ခေါင်းပေါ်မှာအေးကရောင်တရားဖူကိုစောင်းထားတဲ့မျက်နှာတစ်ခုလုံးပိန်ပြီး6သွေးနေတဲ့လူကြီးတစ်ခုဟာအဲ့ဒီကြောက်တုံးခေါင်းတလားတွေကနေဖြည်းဖြည်းချင်းထိုင်လာခဲ့ပြီးဗျသူကရိုးရိုးရှင်းရှင်းလေးပဲထိုင်လိုက်ယုံတင်ရှိသေးတယ်အမောင်ရိပ်တိုက်ကြီးတစ်ခုလုံးရဲ့ဟင်းလင်းပြင်ကြီးဟာမန်တစ်ချက်လိုမျိုးတလက်မချင်းစီဝန်ခနဲ့ကွဲအပျက်စီးသွားခဲ့ရတော့ဒါပဲသူ့ရဲ့ဘေးပတ်ပတ်လည်မှာရေတွက်လို့မရတဲ့နေရာမှာတန်ကြိုးခွေတွေဟာပုံတထံပေါ်ထွက်လာခဲ့ပြီးမှမျက်စိတမိတ်အတွင်းမှာပဲဖြုံခနဲ့ပြတ်တောက်ပျက်စီးသွားခဲ့ရပြန်နေဗျသူ့ရဲ့ဟောင်းလောင်းပေါက်ဖြစ်နေတဲ့မျက်တွင်းတွေထဲမှာတော့တရေတစေလိုမျိုးအပြာရောင်ဝိညာဉ်မိတောင်နှစ်စင်းကဖြည်းဖြည်းချင်းတောက်လောင်လာခဲ့တာပေါ့သူ့ရဲ့အကြီးတွေကဟင်းလင်းပြင်တဲ့အချိန်တွေကိုထိုးဖောက်ဖြတ်တန်းသွားပုံရပြီးဒီကဘာနဲ့လုံးဝကိုသူစိမ့်ပြင်ဖြစ်နေတဲ့ရာပင်ဖော်မျိုးတော်ထက်ကရွှေရောင်တန်ချက်ကစစ်တီတော်ကြီးတွေစီကိုမျက်စိတမိတ်အတွင်းမှာအပိုင်လာပြီးစိုက်ကြသွားခဲ့ရတော့တယ်ပြင်ပကလူတွေဖူးအမောင်အချို့ချာအာနာပိုင်အေးကရုံကြီးရဲ့ဗက်ရှာစကားတန်ကြီးကတန်တရားရိပ်ရောင်လေးတွေတေဆောင်ရင်းနောက်တစ်ချိန်ထပ်မံထွက်ပေါ်လာခဲ့ပြန်တဲ့စိတ်ဝင်စားစရာပဲဗျမင်းတို့တွေကကဘာတားစီကိုတကယ်ကြီးဆွဲဖြဲပြီးငါရဲ့ကျင်းဆက်ရနေရာထိစင်းတက်လာနိုင်ကြတာပဲမင်းတို့နှစ်ယောက်ကအဆုံးစုံထိရင်းမဲ့နေတဲ့ဒီကဘာရဲ့ဗဟိုချက်အနှစ်သာရကိုလူယူဖို့လာကြတာလားတဲ့သူကခြေထောက်ပေါ်ဖြည်းဖြည်းချင်းမတက်ရက်လိုက်ပြီးကောင်းကင်အောက်ကအရာအလုံးကိုငုံကြည့်နိုင်လောက်တဲ့တလောကလုံးမှာသူတယောက်တည်းသာအမြင့်မြတ်ဆုံးဖြစ်ပါတယ်ဆိုရဲကြောင်းမဖွယ်ကောင်းတဲ့အရှင်ဝါကြီးကသူ့ခန္ဓာကိုယ်လေးကနေဝန်ခနဲ့ပွင့်ထွက်လာခဲ့တာပေါ့နှမျောစရာကောင်းတာကတော့မင်းတို့တွေရောက်လာတာတိတ်ကိုနောက်ကျသွားခဲ့ပြီပဲဒီကဘာရဲ့ဗဟိုချက်အနှစ်သာရကငါပိုင်ဖြစ်သွားပြီးမင်းတို့တွေရောက်လာမှတော့ဒီကဘာကြီးနဲ့အတူငါရဲ့မတင်နိုင်ခြင်းလမ်းစဉ်အတွက်လန်ခင်းပေးမဲ့ရိတ်ခါတွေပဲဖြစ်လိုက်ကြဆန်းလို့ပြောလိုက်တော့တယ်စကားလဲဆုံးသွားရောသူက6တွေ့နေတဲ့အဲ့ဒီလဝါကြီးကိုမြောက်လိုက်ပြီးရာပင်ဖော်မျိုးတော်ရှိရဘက်ကိုညင်သာစွာဖိနှိပ်ပစ်လိုက်တာပေါ့လောကကြီးကိုဒုံလို့စေမဲ့ဘာရှင်ဝါမျိုးမှထုံးမပြသလိုကဘာကြီးပျက်စီးမဲ့ဘာဖြစ်စဉ်မျိုးမှလည်းပေါ်မလာဘူးပြတာပေမဲ့အဲ့ဒီဖိနှိပ်မှုတစ်ချက်တည်းအောက်မှာတင်အလဲပိုင်းတိုင်းတစ်ခုလုံးရဲ့ကောင်းကင်နဲ့မြေပြင်ဟာမမြင်နိုင်တဲ့လဝါကြီးတစ်ခုရဲ့ဖန်းဆုပ်ချုံနှောင်ခြင်းကိုခံလိုက်ရသလိုမျိုးပဲဟင်းလင်းပြင်အချိန်မိယာမတွေနဲ့ဝိညာဉ်စွမ်းအိမ်မန်တမျှအရာအလုံးဟာအတွင်းဘက်ကိုပြိုကျပျက်စီးသွားခဲ့ရပြီးဘာမှမရှိရဲ့ဗလားဖြစ်ပြောင်းလဲသွားခဲ့ရတော့တယ်လူတိုင်းကလည်းအသက်ရှူချက်ပြီးမုန်းကြလာသလိုမျိုးခံစားလိုက်ကြရတာပေါ့ဒါပေမဲ့လည်းအမောင်ရိပ်တိုက်ကြီးရဲ့ဌာနေတိုင်းရင်းသားအလုံးကဘာပြည့်မဲ့နဲ့ရောက်လာပြီလို့ယုံကြည်နေကြတဲ့အဲ့ဒီနောက်ဆုံးစက္ကန့်ပိုင်းတွင်းမှာပဲစကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေကြားထဲကနေစိတ်အားထက်သမှုတွေနဲ့စိတ်လှုပ်ရှားမှုတွေပြည့်ရှိနေတဲ့ရေမောတန်ကြီးတစ်ခုရုတ်တရက်ဝန်ခနဲ့ထွက်ပေါ်လာခဲ့ပြီးအမောင်အချို့ချာအာနာပိုင်အေးကရုံကြီးရဲ့မန်တက်နေတဲ့အရှိန်ဝါတွေကိုပါအပြီးတိုင်လွှမ်းမိုးနှမျိုးပြစ်လိုက်တော့ပါပဲစင်လေးတင်ရှိသေးတာကိုမင်းကိုမင်းအေးကရောက်လို့တင်စားခေါ်ဝေါ်နေတာလားဟုမဂနက်စ်ကစစ်တပ်ကြီးတွေကနေရှေ့ကိုခြေလန်းလန်းထွက်လာခဲ့တယ်သူ့ရဲ့တိုက်ပွဲဝင်လို့စိတ်တွေကမိတောင်ပေါက်ကွဲသလိုမျိုးဝန်ခနဲ့ပွင့်ထွက်နေတာလေဝန်ခနဲ့ကျဆင်းလာနေတဲ့အဲ့ဒီအမောင်ထုလက်ဝါးကြီးကိုကြည့်ရင်းနဲ့သူကကြောက်လန့်သွားတာမျိုးလုံးဝမရှိတဲ့အပြင်တိတ်ကိုစိတ်လှုပ်ရှားလို့တကူလုံးတောင်တုံရင်နေခဲ့ရရှာတာဗျနောက်တစ်စက္ကန့်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးကမီယုံနိုင်လောက်အောင်မြင်ဆန်လာတဲ့အရှိန်ဟုန်နဲ့ဘေးပတ်လေကိုယူသွစွာကြီးထွားလာခဲ့တော့ပါပဲပေပေါင်း1000ပေပေါင်း1000ပေပေါင်း1000မျက်စိတမိတ်အတွင်းမှာပဲမဂနက်စ်ဟာခေါင်းကကောင်းကင်ရံကိုထိစက်နေပြီးခြေထောက်ကမြေပြင်ကိုနင်းချထားတဲ့ကြီးမထဲဝါလာတဲ့နက်ပြားခန္ဓာကိုယ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ရတော့တယ်ရွှေရောင်သွေးစွမ်းအင်မိတောက်တွေကလည်းသူ့ရဲ့တကူလုံးမှာတောက်လောင်နေခဲ့တယ်လို့အသားရည်အယိုးစစ်တလက်မချင်းစီမှာလည်းပောက်ကွဲလုံးတက်စွမ်းအားတွေနဲ့ပြီးနေခဲ့တာဗျကြောင်းမဖွယ်ကောင်းတဲ့အချို့အခြာအာနာပိုင်ရဲ့ဖိအားကြီးကလည်းကောင်းကင်ရံစီကိုတရားဟောမြင့်တက်တောက်လောင်သွားခဲ့ပြီးအမောင်အချအိုချာအာနာပိုင်အေးကယုံကြီးရဲ့မန်တက်နေရဲ့အရှိန်ဝါတွေကိုပါအပိုင်းပိုင်းဆဆဖြစ်အောင်ရိုက်ခွဲရှင်းလင်းပြလိုက်တော့ပါပေါ့
ဘာကြီးလဲဗျအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့ဟောင်းလောင်းပေါက်မြတွင်းတွေရဲ့ကဝိညာဉ်မိတောင်နှစင်းဟာပြင်းပြင်းထန်ထန်တုံ့လောက်သွားခဲ့ရတယ်သူရှိကမြင်ကွင်းကြောင့်သူရှင်းရှင်းလင်းလင်းကြီးကိုအကြီးအကျယ်ထိတ်လန့်တုံ့လောက်သွားခဲ့ရတာရှင်းရှင်းကြီးပဲလေသူ့လိုမျိုးနေပေတူစစ်မှရှိနေတဲ့စွမ်းအားရှင်ကြီးတယောက်ဖြစ်ရမယ့်ပြင်တစ်ဖက်လူရဲ့တွေးစွမ်းအင်တွေကတိတ်ကိုတမထကျွနေခဲ့တယ်လို့နေရာမတွေကလည်းဘလောက်ထိတန်းစင်နေလဲဆိုရင်သူ့ထက်တောင်အဝေးကြီးကိုပို့ပြီးအထက်မှာရှိနေတယ်လို့မြင်အိုးဘဲဒါကဘလို့လို့ဖြစ်နိုင်မှာလဲသူကဒီကဘာပေါ်မှာအင်အားကြီးဆုံးလေပြပြင်ဘလောကကြီးကဒါမျိုးအဆင့်တန်းရှိတဲ့စွမ်းအားရှင်ကြီးတယောက်ကိုဘလို့လို့ပြီးမွေးဖွားပေးနိုင်ရတာလေသူတေတေချာချာမတွေးမိခင်မှာပဲတောင်တလုံးထက်တောင်ပို့ပြီးကြီးမားလာတဲ့မဂနက်စ်ရဲ့လက်တီးကြီးဟာကောင်းကင်နဲ့မြေပြင်ကိုဆွဲဖြည့်ပြနိုင်မဲ့ကြောက်မဖွယ်ကောင်းတဲ့ဟုန်နဲ့ရှေ့ကိုဟင်းဟောက်ပြီးတဲဝင်လာခဲ့ပြီပြပစ္စည်းစံခုမိုးချင်းတန်လိုတုံဟင်းနေတဲ့စကားတန်ကြီးကောင်းကင်နဲ့မြေပြင်ကြားမှာဆူညံစွာထွက်ပေါ်လာခဲ့တော့တယ်အမြင့်မြတ်ဆုံးအင်အားစုကြီးနှစ်ခုဟာလေထုထဲမှာဟင်းဟောက်တန်ကြီးနဲ့အတူပြင်းပြင်းထန်ထန်သွားပြီးရိုက်ခတ်မိကြတာပေါ့ဒါပေမဲ့လူတွေတွေးထားခဲ့ကြတယ်လို့မျိုးကောင်းကင်ကြီးပြိုကျပြီးမြေပြင်ကြီးကွဲအပ်သွားမဲ့မြင်ကွင်းမျိုးကတော့ဖြစ်မလာခဲ့ဘူးဗျမဂနက်စ်ရဲ့လုံးဝကုန်တန်းစင်လာတဲ့အကြမ်းဖက်လက်တီးကြီးရဲ့ရှေ့မောက်မှာတော့ဒီကဘာလုံးကိုဘာမှမရှိရဲ့ဗလားဖြစ်ပြောင်းလဲဖြစ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့အဲ့ဒီအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့လက်ဝါးကြီးဟာစက်ကူနဲ့လှုပ်ထားတဲ့အရာတစ်ခုလိုမျိုးပဲလက်တီးတစ်ချက်တည်းတင်ရှိသေးတယ်အလွယ်တကူနဲ့မှုမှုညံ့ညံ့ချင်းမို့ပစ္စည်းသွားခဲ့ရတော့တာပဲရွှေရောင်လက်တီးဟုန်ကတော့သူ့ရဲ့အရှိန်ဟုန်တွေနည်းနည်းလေးမှရောမသွားပဲစစ်ခုနှစ်ခုမြောက်နေပဲစိတ်စစ်နဲ့စစ်ရှိခုမြောက်နေပဲအချို့ချာအာနာပိုင်စင်ကြားမှာရှိနေတဲ့အဲ့ဒီအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့ခန္ဓာကိုယ်စီကိုတန်းတန်းမတ်မတ်သွားပြီးရိုက်ခတ်လိုက်တော့ပါပေါ့အဲ့ဒီနေပဲနဲ့ခုဟာကြည့်ရင်တော့နေပေတစ်ခုတည်းပဲကွာခြားသလိုရှိပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကစင်လန်းစင်အစင်းနဲ့မတေမျိုးလန်းစင်အစင်ကြားကကြီးမားကျယ်ပြန့်လာတဲ့ကွာဟချက်ကွာဝေးကြီးရှင်းရှင်းကြီးပြပြီးတော့ပိုဆိုးတာကမဂနက်ဆိုတာအချို့ချာအာနာပိုင်တွေထဲမှာတောင်အားနေတဲ့သူမျိုးလုံးဝမဟုတ်ဘူးလေအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့ဘလို့မှမဖြစ်စည်းနိုင်ပါဘူးဆိုတဲ့အဲ့ဒီမပြည့်စုံသေးတဲ့အေကေယောင်ခန္ဓာကိုယ်ကြီးဟာစုပ်ပြက်နေတဲ့အိတ်ကလုံးလိုမျိုးပဲနောက်ဘက်ကိုလွင့်ထွက်သွားခဲ့ရပြီးကောင်းကင်မြေမြအုတ်ကူရဲ့အနှဆိုင်ဆုံးနေရာတွေကိုအားပြင်းပြင်းနဲ့သွားပြီးရိုင်းမိကနက်ပြားတွေမိစ္ဆာတွေရဲ့အယိုးစုတွေနဲ့စုပုံထားတဲ့တောင်ကြီးတွေကိုပါဝန်ခနဲ့ပြိုကျပျက်စီးသွားစေခဲ့တော့တာပဲလက်တီးတစ်ချက်ပြလက်တီးတစ်ချက်တည်းတင်ရှိသေးတယ်အမောင်ရိတ်တိုက်ကြီးတစ်ခုလုံးကိုလုံးဝကိုမျောလင်းချက်မဲ့ခြင်းတွေနဲ့ဆွဲသွင်းခဲ့ပါတယ်ဆိုတဲ့အမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးကိုနောက်ကိုလွင့်ထွက်သွားအောင်လုပ်ပြလိုက်တာလေဒီတိုက်ပွဲကိုလန့်ကြည့်နေကြတဲ့အမောင်ရိတ်တိုက်ကြီးပေါ်မှာရှိသမျှတက်ရှိတိုင်းကြအတေတေသွားကြရတော့ပါပေါ့လီယန်လဲပါဆက်ကြီးအကျယ်ကြီးဟပြဲပြီးမတက်ရက်နေခဲ့ရတယ်သူ့ရဲ့ဦးနောက်ကအခြေအနေကိုဘလို့မှလိုက်မမိနိုင်တော့တယ်လို့မျိုးခံစားနေရလို့ပေါ့စောစောကမျက်နှာတွေပြာနေနေခဲ့ကြပါတယ်ဆိုတဲ့အဲ့ဒီမိစ္ဆာဦးကြီးတွေဆိုရင်လေအခုတော့ထိတ်လက်နှုံလုံးမှုကြောင့်ဦးနောက်တွေဗလာဖြစ်ပြီးကြောင်အန်းဖြစ်နေကြရပြီဗျလောကကြီးမှာဘာတွေတကယ်ဖြစ်ပြနေတာလဲမသိဘူးစညုံကဒီလိုပုံစံဖြစ်ရမှာမဟုတ်ဘူးလေငကားကိုကောင်ဝဲရင်ကြီးရဲ့အတွင်းထဲမှာတော့ကျွန်တော်လည်းဒီမြင်ကိုရင်းကိုကြည့်ရင်းနဲ့နှုတ်ခမ်းကိုတစ်ချက်တွန်းလိုက်မိပြန်နေဗျမဂနက်စ်ဦးလေးကတော့အရင်တိုင်းပဲတကယ်ကိုကြမ်းကြမ်းနန်းနန်းကြီးလို့တော့ပါပဲသူကနီယာမစွမ်းအားတွေကိုသုံးပြီးရှင်းရှင်းလင်းလင်းအပြည့်ရှင်းလို့ရရသားနဲ့လက်တီးတွေကိုပဲသုံးမယ်ဆိုပြီးစိုးလို့နေတာလေကျွန်တော်စိတ်ထဲကနေအဲ့ဒီလိုညှိလွှားနေရင်းနဲ့ပဲဒေးနာကနောက်ထပ်နက်ပြားတစ်တီးတစ်လုံးကိုပေါ့ပေါ့ပါပါပဲလမ်းယူလိုက်ပြီးတကိုက်ကိုက်လိုက်တာပေါ့ခင်ဗျားတို့ကဘသူတွေလဲဗျကောင်းကင်မြေမြုပ်ကူရဲ့ပစ္စည်းကိုရွေးနေတယ်ဗျအပုံတွေထဲကနေအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးဟာတနာစရာကောင်းလာတဲ့အခြေအနေမျိုးနဲ့မနေပြန်ပြီးတွားထိုင်လာခဲ့ရတယ်ဗျသူ့ရဲ့ရင်ဘက်တိတ်တွေမှာကြီးမားလာတဲ့လက်တီးရကြီးတစ်ခုကအတွင်းဘက်ကိုနစ်ဝင်နေခဲ့တာပေါ့သူ့ရဲ့ဝါချင်းချင်းဝတ်ဆောင်ကြီးကလည်းစိုးပြတ်တက်နေခဲ့တယ်လို့ခေါင်းပေါ်ကအေကေယောင်တရားဖူကလည်းစောင်းနေခဲ့ပြီလေသူ့ရဲ့အပြာရောင်ဝိညာဉ်မိတောင်မျက်လုံးတွေကကောင်းကင်ရံထိမြင်မာလာတဲ့မဂနက်စ်ရဲ့နက်ဖျားခန္ဓာကိုယ်ကြီးကိုအပိုင်ဆိုင်ကြည့်နေခဲ့ပြီးသူ့ရဲ့အတန်ထဲမှာတော့ထိတ်လန့်တော်တဲ့ထွက်မှာဦးတွေနဲ့မြုံကြည်နိုင်မှုတွေပြည့်နေခဲ့တာပေါ့ခင်ဗျားတို့ကဒီကဘာကလူတွေမဟုတ်ဘူးပဲခင်ဗျားတို့ရဲ့နေရာမတွေလမ်းစဉ်တွေကဒီကဘာနဲ့လုံးဝကိုစိမ့်ပြင်းပြင်းဖြစ်နေတာခင်ဗျားတို့ကကောင်းကင်ဘုံနယ်ပယ်ကလူတွေပဲဘာဖြစ်လို့ကဘာတွေကိုဖျက်ကျော်ပြီးဒီနေရာထိလာခဲ့ကြတာလဲလို့ပေါ့သူနောက်ဆုံးတော့အခြေအနေကိုတေးသေးချာချာရိပ်မိသွားခဲ့ပြီလေဒီလူစုကြီးကဒီကဘာကလူတွေလုံးဝမဟုတ်ဘူးဆိုတာကိုပေါ့စကားတွေတိတ်များတာပဲဗျာမဂနက်စ်ကသူ့နားကိုကိုလိုက်ရင်းနဲ့မျက်နှာပေါ်မှာစိတ်မရှိရဲ့အမူအရာတွေအတိုင်းတားပေါ်လာခဲ့တာပေါ့သူကအထက်စီးကနေပြီးတော့အမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးကိုငုံကြည့်လိုက်မိတဲ့တပ်ဖို့ပြင်ထားတဲ့ကြက်တကောင်ကိုကြည့်နေတယ်လို့မျိုးပေါ့အော်မနေနဲ့တော့ဗျာမြင်မြင်မင်းရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ရင်းကိုပဲထုတ်ပြလိုက်စမ်းပါငါတို့တခင်လေးကသူ့ရဲ့ဝေါ်ရင်ကိုဆွဲဖို့အတွက်အင်စီတီဒစ်ဆန်တကောင်အလိုရောက်လွဲနေတာနဲ့အတော်ပဲမင်းကအဲ့ဒီနေရာအတွက်တကယ်ကိုကွက်တီပဲလို့ပြောလိုက်တော့တယ်ဝေါ်ရင်ဆွဲဖို့အင်စီတီဒစ်ဆန်တကောင်ဟုတ်လားမဂနက်စ်ကအဲ့ဒီစကားလုံးတွေကိုပြအော်လိုက်တဲ့တစ်စက္ကန့်အတွင်းမှာပဲတလောကလုံးလုံးကိုငြိမ်သက်သွားခဲ့ရတော့တာပဲဗျအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့ဟောင်းလောင်းပေါက်မြတွင်းတွေရဲ့ကဝိညာဉ်မိတောင်နှစင်းဟာအပြင်ကိုပွင့်ထွက်မတက်ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့ရတော့တယ်သူနားကြမှားတာလားလို့တောင်တန်တရဝင်မိတာပေါ့သူကအရှင်ဝါကြီးမလာတဲ့အမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးလေပြပြီးခဲ့တဲ့ခေတ်တုန်းကအမြင့်မြတ်ဆုံးအုပ်ချုပ်သူကြီးပေါ့ဒါကိုအခုချိန်မှာတစ်ဖက်လူကသူ့ကိုအင်စီတီဒစ်ဆန်အဖြစ်လုပ်ခိုင်းမယ်လို့ပြောနေပြီလေဒါကတကယ်ကိုအကြီးအကျယ်အဆက်ခွဲလိုက်တာရှင်းရှင်းကြီးပဲမင်းတည်ချင်နေပြီပဲအဲ့ဒီစကားလုံးတွေကသွားတွေကိုကြစ်ကြစ်ပါအောင်စီးပိတ်ပြီးအတင်းညှစ်ထုတ်လိုက်လို့မျိုးတလုံးချင်းစီထွက်ပေါ်လာခဲ့တာဖြစ်ပြီးအထဲမှာတော့အဆုံးမရှိရဲ့ဒေါသတွေနဲ့တက်ဖြတ်ခြင်းအရှင်ဝါတွေပြီးနေခဲ့တာပေါ့ဝန်ခနဲ့ပဲအရင်ကထက်အစပေါင်းများစွာပို့ပြီးတော့ကြောက်စရာကောင်းလာတဲ့အနဲ့ရောင်အရှင်ဝါကြီးကသူ့ခန္ဓာကိုယ်ထဲကနေဝန်ခနဲ့ပွင့်ထွက်လာခဲ့တော့တယ်ကောင်းကင်မြေမြုပ်ကူတစ်ခုလုံးမှာရှိသမျှတည်ခြင်းတရားအရှင်ဝါတွေနဲ့နာကြီးမှုစွမ်းအင်အားလုံးဟာဒီအချိန်မှာပဲအမင်းပေးစင်ခေါ်ခြင်းခံလိုက်ရတယ်လို့မျိုးသူ့ရဲ့ခန္ဓာကိုယ်စီကိုယူသွစွာနဲ့ဝန်ခနဲ့လိမ့်ဝင်သွားခဲ့ကြရတာဗျသူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြီးကပြန်ပြီးကြီးထွားလာခဲ့တယ်လို့၆တွေ့နေတဲ့အသားရည်တွေကလည်းပြန်လဲပြီးဖြိုးလာခဲ့ပြီလေသူ့တကူလုံးမှာလည်းမကောင်းတဲ့နိမိတ်တွေနဲ့ဖြစ်စည်းခြင်းအရှိန်ဝါတွေကိုထုတ်လွှတ်ပေးနေတဲ့အနဲ့ရောင်မိစ္ဆာစာလုံးတွေကအလိုရောက်ပေါ်ထွက်လာခဲ့ကြတာပေါ့ငါမင်းကိုအပိုင်းပိုင်းဆဆဖြစ်အောင်ဆွဲခဲ့ပြီမဲခုအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးကကောင်းကင်ရန်စီလန်းပြီးအာရပါရဟင်းဟောက်လိုက်တာကြောင့်9ခုမြောက်ကောင်းကင်ဘုံနဲ့10ခုမြောက်မြေပြင်ကြီးပါတော့ဟဲသွားခဲ့ရရှာတယ်ဗျဒါပေမဲ့လည်းအသက်နဲ့ရင်ပြီးအစွမ်းကုန်ထုတ်ပြနေတဲ့သူ့ရဲ့အခြေအနေကိုရင်ဆိုင်လိုက်ရတဲ့အခါမှာတော့မဂနက်စ်ကတော့နှုတ်ခမ်းကိုအထင်သေးစွာနဲ့တစ်ချက်တွန်းလိုက်မိုံတင်ရှိသေးတာဗျဒေါသထွက်နေတာလားကောင်းတာပေါ့ဗျာငါလည်းတိုက်ရတာအားမရသေးဘူးဖြစ်နေတာနဲ့အတော်ပဲတဲ့သူကသူ့ရဲ့လေပင်ကိုတစ်ချက်လှည့်လိုက်တော့ဖြုံဤခနဲ့ဆိုသလိုအဆက်မပြတ်ကွဲအတန်တွေထွက်ပေါ်လာခဲ့တာပေါ့ပြီးတော့နေမင်းကြီးထက်တောင်ပိုပြီးတောက်ပပါတယ်ဆိုတဲ့အဲ့ဒီမျက်လုံးတွေထဲမှာလည်းတိုက်ပွဲဝင်လို့စိတ်တွေကပိုပြီးတော့မြင်မားစွာတောက်လောင်လာခဲ့ပြီလေစစ်မှန်တဲ့စွမ်းအားဆိုတာဘာလဲဆိုတာမင်းကိုငါတေချာပြပေးရသေးတာပေါ့မဂနက်စ်ကအာရပါရဟင်းဟောက်လိုက်ပြီးသူ့ရဲ့ကြီးမားထဲဝါလာတဲ့နက်ပြားခန္ဓာကိုယ်ကြီးစီကနေရွှေရောင်သွေးစွမ်းအင်မိတောက်တွေကောင်းကင်ရန်စီကိုတရားဟောမြင့်တက်တောက်လောင်သွားခဲ့ရတာဖြစ်ပြီးကောင်းကင်ရန်ကြီးတစ်ခုလုံးကိုပါအကြ
အေကြီးအပေါက်ဖြစ်သွားအောင်တန်းပြီးလောင်ကျွမ်းပြလိုက်တော့ပါပဲသူနောက်တစ်ကြိမ်လက်တီးကိုထက်ပြီးဝေးရန်လိုက်ပြန်ပြီးဗျဒီတစ်ကြိမ်မှာတော့သူ့ရဲ့လက်တီးပေါ်မှာနီယာမတန်ကြိုးခွေတွေကအတေချာရစ်ပတ်နေခဲ့တာဖြစ်ပြီးတန်ကြိုးခွေတစ်ခုစီမှာလည်းအမိမျက်စုံအာနာစွမ်းအားတွေကညှိနေတယ်လို့မျိုးပဲအဆုံးကုန်ထိခက်ထန်ထဲဝါလာတဲ့အဲ့ဒီစွမ်းအားတစ်ချက်တည်းနဲ့တင်ဘလို့ချင်းစင်မျိုးကိုမစိုးအပြည့်ပိုင်ရိုက်ခွဲရှင်းလင်းပြနိုင်စွမ်းရှိတာလေငါရှိမှာဝတ်ဆုံးနေလိုက်ဆန်ဝုန်းခနဲ့ပဲဒီလက်တီးတစ်ချက်ကဟင်းလင်းပြင်းတဲ့အချိန်တွေကိုမျက်စိတမိတ်အတွင်းမှာတင်အပြည့်ပိုင်ရိုက်ခွဲဖျက်ဆီးပြလိုက်တာဖြစ်ပြီးလမ်းစဉ်ကိုပါတိုက်စားပြလိုက်တော့ပါပဲဗျအမောင်အချို့ချအာနာပိုင်အေကေယုတ်ကြီးရဲ့မျက်စိတူငယ်အိမ်တွေချက်ချင်းဆုတ်ခွာသွားခဲ့ရရှာတယ်ဒီလက်တီးတစ်ချက်စီကနေသူ့ရဲ့ဝိညာဉ်တစ်ခုလုံးကိုပါရုံလို့သွားစေနိုင်မဲ့တေချင်းတရားရဲ့ချင်းချောက်မှုကြီးကိုသူ့အတေချာပြင်းပြင်းထန်ထန်ခံစားလိုက်ရလို့ပေါ့သူရှောင်တိန်ဖို့စ조사ပေမဲ့လည်းသူ့ရဲ့ဘေးပတ်ပတ်လေကဟင်းလင်းပြင်းတစ်ခုလုံးဟာအဲ့ဒီကြောင့်မဖွဲကောင်းတဲ့လက်တီးဟုံအောက်မှာလုံးဝကုန်ပိတ်ဆို့ချုံနှောင်ချင်းခံထားရပြီဆိုတာကိုပဲသူရှာဖွေတွေ့ရှိလိုက်ရတာဗျဘယ်နေရာကိုမှထွက်ပြေးလို့မရတော့တဲ့အခြေအနေမျိုးပေါ့မဟုတ်ဘူးသူဘာမှမတက်နိုင်တော့ပဲမျောလင်းချက်မဲ့စွာနဲ့အော်ဟင်ကြီးရွာရင်သူ့တကိုယ်လုံးမှာရှိသမျှအနဲ့ရောင်ကန်နိုးအနှစ်သာရစွမ်းအားမှန်သမျှကိုသူ့ရဲ့ရှေ့မောက်မှာအကုန်ပုံအောဆူစီးလိုက်ပြီးအလုံးမင်းထူထက်လာတဲ့အနဲ့ရောင်နက်ပြားတိုင်းကာကြီးတစ်ခုကိုမနေတိဆောက်လိုက်ရတော့ပါပေါ့ဒါပေမဲ့ဒါတွေအားလုံးကအလားအသုံးမဝင်တဲ့အရာတွေဖြစ်သွားခဲ့ရပြီဗျဖြုံးခနဲ့ဆိုသလိုပဲတာမန်အချို့ချာအာနာပိုင်တယောက်ရဲ့စွမ်းအားပြည့်ရိုက်ချက်မျိုးကိုတောင်မှအလွယ်တကူကာကွယ်ထားနိုင်စွမ်းရှိပါတယ်ဆိုတဲ့အဲ့ဒီအနဲ့ရောင်နက်ပြားတိုင်းကာကြီးဟာမဂနက်စ်ရဲ့လက်တီးကြီးရဲ့ရှေ့မောက်မှာတော့အသက်တစ်ချက်ရှူစာလောက်တောင်အောက်မခံနိုင်ခဲ့ပါဘူးဗျဟင်းဟောက်တန်ကြီးနဲ့အတူမျက်စိတမိတ်အတွင်းချင်းမော့ပျက်စီးသွားခဲ့ရတော့ပါပဲရွှေရောင်လက်တီးဟုံကတော့ရှေ့ကိုတဲနက်မတ်တိုးဝင်သွားခဲ့ပြီးအမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးရဲ့ရင်ဘတ်တိတိစီကိုအပြတ်အသက်သွားပြီးရိုက်ခတ်လိုက်တော့တယ်အမောင်အချို့ချာအာနာပိုင်အေကေယုတ်ကြီးဟာနောက်ထပ်တစ်ကြိမ်အနဲ့ရောင်သွေးမြောက်များကိုအပြင်ကိုအန်ထုတ်လိုက်ရပြန်တာပေါ့သူ့ရဲ့ရင်ဘတ်တစ်ခုလုံးဟာအတွင်းထဲကအယိုးတွေခလီစာတွေနဲ့အတူလက်တီးတစ်ချက်တည်းနဲ့တင်ဘာမှမရှိရဲ့ဗလားဖြစ်ပြောင်းလဲသွားခဲ့ရတော့တာဗျသူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်းကောင်းကင်မြေမြုပ်ကူရဲ့ပစ္စည်းကိုယွင်းပြီးသားဖြစ်နေတဲ့အဲ့ဒီမြေပြင်ပေါ်မှာအောက်ခြေမရှိရဲ့ကြီးမားလာတဲ့အကြောင်းကြီးတစ်ခုဖြစ်ပေါ်သွားအောင်ထိနောက်ဘက်ကိုပြင်းပြင်းထန်ထန်ရှော့ကျလွင့်ထွက်သွားခဲ့ရရှာတယ်ဗျဒီတစ်ချိန်မှာတော့သူဘလိုနေနဲ့မှပြန်ပြီးသွားထိုင်နိုင်စွမ်းမရှိတော့ပါဘူးသူကခန္ဓာကိုယ်တစ်ဝက်ပဲကျန်ရှိတော့တဲ့အချအင်းဒီမျိုးနဲ့အဲ့ဒီအကြောင်းရဲ့လမ်းဆုံးမှာလဲရောက်နေခဲ့ရရှာတာပေါ့သူ့ရဲ့အရှင်ဝါတွေကလည်းအောက်ခြေအကျဆုံးအဆင့်ထိကိုလုံးဝထိုးကျသွားခဲ့ရပြီဗျသူ့ရဲ့အပြာရောင်ဝိညာဉ်မိတောင်မျိုးလုံးတွေကလည်းဘယ်ချိန်မှဆိုလုံးဝငြိမ့်သက်သွားနိုင်မဲ့အခြေအနေမျိုးနဲ့တစ်ချက်တောက်ပလိုက်တစ်ချက်မိမ့်သွားလိုက်ဖြစ်နေခဲ့ရတော့တယ်သူအပြည့်ပိုင်ရှုံးနေသွားခဲ့ရပြီးလေပိုင်ခုံစိတ်လို့ရှားစရာမှမရှိပဲလုံးဝကုန်ကိုအပြတ်အသက်ရှုံးနေသွားခဲ့ရတာဗျအစကနေအဆုံးထိသူကတစ်ဖက်လူရဲ့ဝတ်စုံနာဆုံးကိုတောင်မှလမ်းပြီးမထိနိုင်ခဲ့ရှာဘူးဘာဖြစ်လို့လဲငါတို့နှစ်ယောက်စလုံးကအေကယောအတူနေပေချင်းအတူတူပဲဟာကိုဘာဖြစ်လို့ကွာဟချက်ကဒီလောက်ထိကြီးမားနေရတာလဲဟုအမောင်အချို့ချာအာနာပိုင်အေကယောကြီးကသူ့ဘာသာသူမျောလင်းချက်မဲ့စွာနဲ့ဝေခွဲမရဖြစ်ပြီးတိုးတိုးလေးရည်ရွနေရှာတာပေါ့မဂနက်စ်ရဲ့ကောင်းကင်ရံထိမြင်မာလာတဲ့နက်ပြားခန္ဓာကိုယ်ကြီးကခြေတလန်းပဲလန်းလိုက်တဲ့မျက်စိတမိတ်အတွင်းမှာပဲအဲ့ဒီအကြောင်းရဲ့အထက်ကိုရောက်ရှိလာခဲ့တာပေါ့သူကအောက်ကကောင်ကိုငုံကြည့်ပြီးနာအခောင်းရှုံးလိုက်တဲ့အေကယောအတူဟုတ်လားမင်းကမင်းကိုမင်းအေကယောအတူလို့တင်စားခေါ်ဝေါ်နေတဲ့စိတ်စစ်လေးတင်ရှိသေးတဲ့ကောင်ပြန်ကတော့အချို့ချာအာနာပိုင်စစ်မှန်ပြီးပြီးဆုံးတဲ့18ခုမြောက်နယ်ဘက်ကအချို့ချာအာနာပိုင်စစ်မင်းလိုမျိုးကဘာတစ်ခုရဲ့ဗဟိုချက်အနှစ်သာရကိုဝါမျိုးပြီးခက်လန်းနဲ့တက်လာတဲ့အေကယောအတူကငါနဲ့တလေတဲ့ထွက်ဖို့ဘလို့လုပ်ပြီးထိုက်တယ်မှာလဲနီယာမတွေမပြီးဆုံးပဲငါရဲ့စွမ်းအား90%လောက်ထိဖိနှိပ်ချင်းခံထားရတဲ့ဒီလိုပစ္စည်းယိုတွင်တင်းနေတဲ့နေရာမျိုးဥမာမို့လို့တာပေါ့ဒါမျိုးတာမဟုတ်ရင်မင်းကငါရဲ့လက်ညှိုးတစ်ချောင်းစာလောက်တောင်အောင်းခံနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တော့တယ်မဂနက်စ်ရဲ့စကားလုံးတွေကအမောင်အချို့ချာအာနာပိုင်အေကယောကြီးရဲ့နှလုံးသားကိုတူကြီးနဲ့ထုလိုက်လို့မျိုးပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့ရပြန်နေဗျအချို့ချာအာနာပိုင်18ခုမြောက်နေပဲဟုတ်လားဒါတွေကဘလို့မျိုးနေပဲတွေလဲတူတီးထားတာကတော့သူရောက်ရှိနေတဲ့အေကယောအတုနေပဲဆိုတာဒီကဘာပေါ်မှာကျင့်ကြံခြင်းရဲ့လမ်းဆုံးဖြစ်ပြီးအဲ့ဒီအထက်မှာတော့တန်းနာဒီလာမတိမျိုးရှိတယ်ဆိုတာပဲလေဒါဆိုရင်ကောင်းကင်ဘုံနေပဲရဲ့နေပဲခွဲခြားမှုတွေကဒီကနေရာနဲ့လုံးဝကိုကွဲပြားခြားနားနေတာလားဒီလိုတွေးမိလိုက်တာနဲ့တင်သူတကိုယ်လုံးအယိုးတဲ့အထိအေးစိမ်သွားခဲ့ရတော့ပါပဲကဲတော်ဆန်းပါတော့လာပြီးအတေဟန်ဆောင်မနေနဲ့မဂနက်စ်ကကြီးမားလာတဲ့လက်ကြီးတစ်ဖက်ကိုစမ်းထုတ်လိုက်ပြီးဘိုးကောင်လေးတစ်ကောင်ကိုကောက်ယူလိုက်တယ်လို့မျိုးပဲအမောင်အချို့ချာအာနာပိုင်အေကယောကြီးရဲ့ပြတ်တောက်နေတဲ့ခန္ဓာကိုယ်တစ်ဝက်ကိုအကြောင်းထဲကနေအပြင်ကိုဆွဲထုတ်လိုက်တာပေါ့ငါမင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်တဲ့အခုချက်ချင်းမင်းရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ရင်းကိုထုတ်ပြပြီးငါတို့သခင်လေးရဲ့အင်စီတီတစ်ဆန်အဖြစ်ကောင်းကောင်းမုံမုံလုံးမလားအဲ့ဒီလိုဆိုရင်တော့မင်းကောင်းကောင်းမုံမုံဆက်ပြီးအသက်ရှင်ခွင့်ရမယ့်အပြင်ကံကောင်းရင်မတည်နိုင်ခြင်းလမ်းစဉ်စီကိုပါအတူတူလမ်းတက်ခွင့်ရသွားနိုင်သေးတယ်နဲ့ငါမင်းကိုအခုချက်ချင်းအရှင်လက်လက်ရိုက်တက်ပြမယ်ပြီးရင်မင်းရဲ့ကံတို့အနှစ်သာရတွေကိုဆွဲထုတ်ပြီးစေလုံးအကြီးစားတစ်ခုအဖြစ်ပြန်ပြီးတန်းစင်ပြမယ်မင်းဘာသာမင်းကြိုက်တာရွေးတော့လို့ပြောလိုက်တယ်မဂနက်စ်ရဲ့အတန်ထဲမှာတော့ဘာခံစားချက်အရေးရောင်မှမရှိဘူးဗျအမောင်အချို့ချာအာနာပိုင်အေကယောကြီးလဲနှုတ်ဆက်သွားခဲ့ရတော့တာပဲမဂနက်စ်ရဲ့လက်ထဲမှာရှိနေတဲ့သူ့ရဲ့ကြံရှိနေသေးတဲ့ခံဒါကိုတဝက်ကြီးကလည်းမတဲမကွဲတုံကြီးနေခဲ့ရှာတယ်ဗျတိတ်ခါဟုတ်လားအနိုင်မဲ့တဲ့စွမ်းအားတွေနဲ့တေချင်းတရားရဲ့ရှေ့မောက်မှာတော့တိတ်ခါဆိုတာဘာတန်ဖိုးရှိမှမို့လို့လဲမတင်နိုင်ခြင်းလမ်းစဉ်အတွက်ဆိုရင်သူကကိုယ်တိုင်ဓာတ်နဲ့မုန်းပြီးအမောင်ထုထဲကိုကြာဆင်းသွားဖို့ထိဝန်းရဲခဲ့တယ်လို့ခစ်ဆက်ဆက်ကိုဖြစ်တမ်းပြီးတနာစရာကောင်းလောက်အောင်ထိအသက်လို့ရှင်တန်ခဲ့ရတာလေအခုတော့အသက်ရှင်တန်ခွင့်ရမယ့်အပြင်စစ်မှန်နဲ့မတင်နိုင်ခြင်းလမ်းစဉ်ကိုပါတကယ်ကြီးလမ်းကင်နိုင်မယ့်အခွင့်အရေးကသူ့ရှိတိတ်မှာရှာအင်းနေပြီလေသူ့မှာရွေးချယ်စရာများရှိလို့လားဗျာကျွန်တော်ပထမတစ်ခုကိုပဲရွေးပါမယ်ဗျာဟုအရှက်ရပြီးခါသီးလာတဲ့စကားတန်ကြီးတစ်ခုအမောင်အချို့ချာအာနာပိုင်အေကယောကြီးရဲ့ဘားဆက်ကနေဒိုးဒိုးလေးထွက်ပေါ်လာခဲ့ရတော့တယ်မင်းကကောင်းတာကိုကောင်းမှန်းသိလို့တော်သေးတာပေါ့ဟုမဂနက်စ်ကဂျင်းနဲ့အားရစွာနဲ့ခေါင်းငင်းပြတယ်အမောင်အချို့ချာအာနာပိုင်အေကယောကြီးရဲ့စုပ်ပြက်နေတဲ့လူသားပုံတထန်ခန္ဓာကိုယ်ကြီးကပြင်းပြင်းထန်ထန်လင်းချက်ပြောင်းလဲလာခဲ့တော့တာပဲဗျအဆုံးသတ်မှာတော့စူးရှလာတဲ့အလင်းနှန်းတစ်ခုဖြတ်အပြေးသွားခဲ့ပြီးတဲ့နောက်တကူလုံးမှာအနဲ့ရောင်အကြေးခွန်တွေနဲ့ဖုံးလွှမ်းနေတဲ့ကြီးမားထဲဝါလာတဲ့တားရဲကြီးတစ်ကောင်ခေါင်းပေါ်မှာဂျိုတစ်ချောင်းရှိနေပြီးကြောပေါ်မှာတော့အတောင်ပန်တဆုံရှိနေတဲ့ကြည်ရတာကြည်လင်တားရဲကြီးနဲ့တူပေမဲ့ပို့ပြီးတော့ကြောက်စရာကောင်းလာတယ်လို့ခညာထဲဝါလာတဲ့တားရဲကြဤတကောင်ဖြစ်လေထုထဲမှာပေါ်ထွက်လာခဲ့ရတော့ပါပဲဒါကအမောင်အချို့ချာအာနာပိုင်အေကယောကြီးရဲ့စစ်မှန်တဲ့ခန္ဓာကိုယ်ရင်းဖြစ်တဲ့ရှေးဟောင်းအမောင်ကြည်လင်တားရဲကြီးပေါ့ဗျာဒါပေမဲ့အခုချိန်မှာတော့တခိတခါတုန်းကလောကကြီးကိုလွန်မိုးချုပ်ကန်ခဲ့ပါတယ်ဆိုတဲ့အဲ့ဒီအမောင်ကြည်လင်ကြီးရဲ့မျက်လုံးတွေထဲမှာတော့ဘာလို့မိုးချုပ်ကန်မှုအရှိန်ဝါမှကျမနေခဲ့ပါဘူးအဆုံးမရှိရဲ့အရှက်ရမှုတွေနဲ့အနာဂတ်အတွက်ဝေခွဲမရဖြစ်ပြီးစိုးရင်ပူပန်မှုအရေးအယောင်လေးတွေပဲရှိနေတော့ပါပေါ့ဟာ
တော်တော်လေးမိုက်သားပဲပြကြည့်ရတာတကယ်ကိုခညားထဲဝါလာတာပဲမဂနက်စ်ကလက်ပတ်ကြည့်ရှုလိုက်ပြီးအဲ့ဒီနောက်သူ့ရဲ့ဘားစက်ကနေနေရာမှစီရင်တစ်စိတ်သုံးပေါင်းတစ်ဒါဇင်ကျော်ကိုပေါ့ပါပဲအဲ့ဒီသားရဲကြီးရဲ့ခန္ဓာကိုယ်ပေါ်ကိုရိုက်နှိပ်ပစ်လိုက်တာကြောင့်သူ့ရဲ့အသက်နဲ့တည်ခြင်းတရားကိုအပြီးအပိုင်ထိန်းချုပ်လိုက်တော့ပါပေါ့ဒါတွေအားလုံးကိုလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့သူကအတရားရှိထားတဲ့ဒီ NCT တဆန်ကြီးကိုဆွဲယူပြီးငကားကိုကောင်ဝေါ်ရင်ကြီးရဲ့ရှေ့မောက်ကိုပြန်လဲရောက်ရှိလာခဲ့တယ်ပြီးတော့ရတနာတစ်ခုကိုလာပြီးထိုးပြကြွားပါနေရဲ့လူတယောက်လိုမျိုးဝေါ်ရင်ကြီးရဲ့အတွင်းထဲကကျွန်တော်ကိုအော်ဟီလန်ပြောတော့တာပဲကြိုင်လားကြည်စမ်းပါဦးဒါကငါမင်းအတွက်ဖန်ပေးလာခဲ့တဲ့ NCT တဆန်ကြီးပြဘလို့လဲမိုက်တယ်မဟုတ်လားနောင်ကြရင်မင်းအပြင်သွားရင်ဒါကြီးကိုပဲဝေါ်ရင်ဆွဲခိုင်းလိုက်တော့လေဟိုမြေဒီကောင်ကြီးကိုကောင်ထက်စီရင်ဒါကြီးကအဝေးကြီးကိုပို့ပြီးတော့ခညားထဲဝါလုံးပါတယ်လို့ပေါ့ဝေါ်ရင်ကြီးရဲ့အတွင်းထဲမှာတော့ကျွန်တော်လက်ထဲကကြောက်စင်းခွက်လေးကိုချထားလိုက်မိပြီးမျက်နှာပေါ်မှာဇီဝဆိုးကောင်လေးဖြစ်နေတဲ့မျောလင်းချက်မဲ့ငြိမ်သက်နေတဲ့အဲ့ဒီအမောင်ကီလင်ကြီးကိုကြည်ရင်နဲ့တော်တော်လေးကိုစကားဦးကြောင်ဖြစ်သွားခဲ့ရတယ်ဗျာမဂနက်စ်ဦးလေးဗျာကျွန်တော်မှာငကားကိုကောင်ဝေါ်ရင်ကြီးရှိပြီးသားပဲဟာကိုနောက်ထပ် NCT တဆန်တကောင်ထပ်ယူရမယ်ဆိုတော့ဒါကနည်းနည်းလေးပုံနေလိုမျိုးဖြစ်မနေဘူးလားလို့လမ်းပြောလိုက်မိတယ်မပိုပါဘူးဘလို့လို့ပုံရမှာလဲဗျာဟုမဂနက်စ်ကသူ့ရင်ဘက်ကိုအားရပါရပုတ်ပြလိုက်တယ်ဒါကစန်တီယာအဆင့်ရှိတဲ့ NCT တဆန်ကြီးလေးဗျာကျွန်တော်တို့အိမ်မှာလဲဒါမျိုးအနေငယ်ရှိပေမဲ့ဒီလိုမျိုးဗီဇပြောင်းလဲထားတဲ့ကီလင်သားရဲမျိုးကတော့တိတ်ပြီးတော့အများကြီးဤတာမဟုတ်ဘူးလို့ပြန်ပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲပျောက်ကွယ်နေတာကြာမြင့်လာပြီဖြစ်တဲ့စနစ်ကြီးရဲ့အတန်ကကျွန်တော်ဦးနောက်ထဲမှာရုတ်တရက်ဝန်ခနဲ့ပြန်လဲထွက်ပေါ်လာခဲ့တော့တယ်ဗျာဒီအဓိကမစ်ရှင်နှစ်ဖြစ်တဲ့အမောင်အချို့ချာအာနာပိုင်တယောက်ကိုတက်ဖြတ်ရန်ဆိုဒီကိုအမောင်အချို့ချာအာနာပိုင်တယောက်ရဲ့ပျက်စီးခြင်းကိုကိုယ်တိုင်မျက်ဝါးထင်ထင်ကြည့်ရှုရန်ဟုပြောင်းလဲလိုက်သည့်မစ်ရှင်အောင်မြင်သွားပါပြီဒီနောက်ဆုံးမစ်ရှင်ဖြစ်တဲ့ဒီဒေါ်လန်ပုံကံမှုကိုအဆုံးသတ်ရန်ဆိုဒီကိုဒီဒေါ်လန်ပုံကံမှုကြီးရဲ့အဆုံးသတ်သွားခြင်းကိုကိုယ်တိုင်မျက်ဝါးထင်ထင်ကြည့်ရှုရန်ဟုပြောင်းလဲလိုက်သည့်မစ်ရှင်အောင်မြင်သွားပါပြီမစ်ရှင်ဆုလက်များကိုခွဲဝေပေးနေပါသည်ဆုလာဤဆုံးသောကပ္ပဖိုချက်အနှစ်သာရတစ်ခုအားစနစ်ဤတူလောင်ခန်းဟင်းလင်းပြင်းနေသို့ပို့ဆောင်ပေးပြီးပါပြီဆုလာဂျပန်မတေမျိုးခန္ဓာကိုအနှစ်သာရတစ်ခုအားစနစ်ဤတူလောင်ခန်းဟင်းလင်းပြင်းနေသို့ပို့ဆောင်ပေးပြီးပါပြီဆုလာဗရန်ပရာမတေမျိုးခေါင်းလောင်းတစ်ခုအားစနစ်ဤတူလောင်ခန်းဟင်းလင်းပြင်းနေသို့ပို့ဆောင်ပေးပြီးပါပြီအစပြုသူမစ်ရှင်များအားလုံးအောင်မြင်စွာပြီးဆုံးသွားပါပြီမြောက်များစွာသောကဘာများဤအေယုံစနစ်အားမြောက်များစွာသောကဘာများဤအပန်းဖြေစနစ်အဖြစ်တရားဝင်အမိပြောင်းလဲလိုက်ပါပြီစနစ်ဤနမိမေလေးအာရိယာကတခင်ကြီးအတွက်အစွမ်းကုန်အလုပ်ကျွေးပြုဖို့အစဉ်သင့်ရှိနေပါပြီယိုသေးလေးစားအပ်တဲ့ကစားသမားတခင်ကြီးအခုချိန်မှာဘလို့ဝန်ဆောင်မှုမျိုးကိုအလိုရှိပါသလဲအာရိယာအနေနဲ့တခင်ကြီးအတွက်နောက်ခံနေကြီးတလေးတစ်ခုအခမဲ့ဖွင့်ပြပေးရမလားစနစ်ကြီးရဲ့ရုတ်တရက်ကြီး180ဒီဂရီပြောင်းလဲသွားတဲ့အမူအရာကိုစိတ်ထဲကနေလမ်းပြီးမကြင်မနဲ့ညှိတော့ဖို့တောင်အချိန်မရခင်မှာပဲကျွန်တော်ရဲ့စိတ်အာရုံတွေကစက်တိုက်ထွက်ပေါ်လာတဲ့အဲ့ဒီဆုလာစာရန်ကြီးတွေစီကိုပဲအပြတ်အသက်ဆွဲခေါ်ခြင်းခံလိုက်ရတော့ဒီကပ္ပဖိုချက်အနှစ်သာရဂျပန်မတေမျိုးခန္ဓာကိုအနှစ်သာရပြီးတော့ဗရန်ပရာမတေမျိုးခေါင်းလောင်းနဲ့လာပြရရေးဆုလက်တစ်ခုချင်းစီကအရင်တစ်ခုထပ်ပို့ပြီးတော့အဆင့်တန်းမြင်မလုံးနေတာပဲစနစ်ကြီးမဟုတ်ပါဘူးနေပါဘူးမင်းနာမီကအာရိယာဟုတ်လားဟုကျွန်တော်ကစိတ်ထဲကနေမဝဲမရဲနဲ့လက်မိလိုက်မိတဲ့ဆုလက်တွေအားလုံးကိုကျွန်တော်ရှေ့ကိုအကုန်ထုတ်ပြစမ်းပါဦးလို့ပေါ့တေချာပေါက်ရမှာပေါ့ယိုတေလေးစားအပ်တဲ့ကစားသမားတခင်ကြီးဟုစနစ်ရဲ့နမိမေလေးအာရိယာစီကနေတွေးဆောင်ဖျားယောင်းလုံးနဲ့ချိုတာလုံးလာတဲ့အတန်လေးထွက်ပေါ်လာခဲ့တာပေါ့နောက်တစ်စက္ကန့်မှာတော့ကျွန်တော်ရဲ့စနစ်တူလောင်ခန်းဟင်းလင်းပြင်ကြီးဟာလောကကြီးကိုတုံလို့စေမဲ့အပြောင်းလဲကြီးတစ်ခုအဖြစ်ရုတ်တရက်ပြောင်းလဲသွားခဲ့ရတော့ဒီအရင်တုန်းကဗလာကြီးဖြစ်နေခဲ့ပါတယ်ဆိုတဲ့အဲ့ဒီဟင်းလင်းပြင်ကြီးဟာမျက်စိတမိတ်အတွင်းမှာတိတ်ကိုခန်းနာထဲဝါပြီးစီးစိမ်ရှိလာတဲ့တိုက်ခန်းအမိုးဖွင့်အိတ်ခန်းဆောင်ကြီးတစ်ခုအဖြစ်ပြောင်းလဲတော့အားခဲ့ရတာပေါ့ပြီးတော့အဲ့ဒီအခန်းရဲ့ဗဟိုချက်တိတ်တိတ်မှာရှိတဲ့စားပွဲကြီးရဲ့အပေါ်မှာတော့ပစ္စည်းသုံးခုငြိမ်ငြိမ်လေးလာပြီးစီတန်းတည်ရှိနေခဲ့ကြပြီလေအမိမြင့်ဆုံးအေးကရောက်ရဲ့အရှိန်ဝါတွေကိုထုတ်လုပ်ပေးနေပြီးအတွင်းထဲမှာပြည်စုံလာတဲ့စကြောင်ငါကြီးတစ်ခုရဲ့မွေးဖွားခြင်းနဲ့တေဆုံးခြင်းနေရာမတွေကိုတေဆောင်ထားပုံရတဲ့ရွှေရောင်အလင်းလုံးလေးကတော့ကမ္ဘာဗဟိုချက်အနှစ်သာရပေါ့ပြီးတော့ဗရန်ပရာစွမ်းအင်တွေပတ်ပတ်လဲဝိုင်းရံထားတာကြောင့်ပုံတထန်ကိုတေးသေးချာချာမမြင်ရပေမဲ့ထွက်ပေါ်နေတဲ့အရှိန်ဝါတွေကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်မတေမျိုးခန္ဓာကိုယ်နဲ့ဇမြင့်ချင်းတူညီနေတယ်လို့မျိုးရှိပြီးအထဲမှာတော့နည်းနည်းလေးကွဲပြားခြားနားနေတဲ့အဲ့ဒီအလင်းအလုံးလေးကတော့တေချာပေါက်ဂျပန်မတေမျိုးခန္ဓာကိုယ်အနှစ်သာရဖြစ်ရမယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ရှေးဟောင်းခေတ်ကလေးကတရှိနေခဲ့ပုံရပြီးတိတ်ကိုလေးလံနေဝါလာတဲ့ဘာမှမသိရတဲ့နက်ပြားတတူတွေနဲ့တေးသေးချာချာတုံးလို့ထားတဲ့တကူလုံးမှာနေလာကျေတာယာတွေနဲ့ရှေးဟောင်းဗရန်ပရာစာလုံးတွေဖုံးလွှမ်းနေတဲ့ဂျင်းညိုခေါင်းလောင်းကြီးအဲ့ဒီဂျင်းညိုခေါင်းလောင်းကြီးကတော့ဗရန်ပရာမတေမျိုးခေါင်းလောင်းရှင်းရှင်းကြီးပဲပေါ့ကျွန်တော်ရဲ့အကြည့်တွေကမျက်စိတမိတ်အတွင်းမှာတင်အဲ့ဒီဗရန်ပရာမတေမျိုးခေါင်းလောင်းကြီးစီကိုအပိုင်ရောက်ရှိသွားခဲ့ရတော့ဒီကျွန်တော်ပြင်းပြင်းထန်ထန်ခံစားလို့ရနေတာကတော့ဒီခေါင်းလောင်းကြီးပြီးတော့ကျွန်တော်ဘိုးရဲ့ရှေးဟောင်းဂျင်းညိုမတေမျိုးခေါင်းကလာကြီးပြီးတော့ကျွန်တော်ရဲ့အခြေခံအုံးမြစ်ကိုတုံးလုပ်ခဲ့တဲ့ကဘာဦးဂျာပန်ပလက်လင်လေးဓာတွေအားလုံးကတနေရာတွေကနေဆင်းသက်လာခဲ့ကြတာဖြစ်ပြီးဖန်ဆင်းခြင်းအစိုးကလေးကတရှိခဲ့တဲ့တူညီလာတဲ့ရှေးဟောင်းအမွေအသက်တွေကိုတည်ဆောင်ထားကြဒါပဲလေဒါကတကယ့်ကိုကောင်းကင်ဘုံကိုစန့်ကျင်နိုင်လောက်တဲ့အနိုင်မဲ့ရတနာကြီးရှင်းရှင်းကြီးပေါ်အာရီယာဒီဗရန်ပရာမတေမျိုးခေါင်းလောင်းကြီးရဲ့နောက်ွယ်ကတမိုင်းချောင်းကဘာလဲဆိုတာငါ့ကိုပြောပြစမ်းပါဦးဟုကျွန်တော်ကဆက်စုချင်းစိမ့်နဲ့လက်မေးလိုက်မိတာပေါ့ကစားသမားတခင်ကြီးကိုပြန်လဲဖြေချရမယ်ဆိုရင်တော့ဒီဗရန်ပရာမတေမျိုးခေါင်းလောင်းဆိုတာကဘာဦးဂျာပန်ပလက်လင်နဲ့အတူတပြိုင်နက်တည်းမွေးဖွားဖြစ်တည်လာခဲ့တဲ့ကဘာဦးအမိမြင့်ဆုံးရတနာကြီးတစ်ခုဖြစ်ပါတယ်သူကတက်ဖြတ်ခြင်းနဲ့စစ်မစင်နွဲခြင်းနေရာမတွေကိုအဓိကထင်းချုပ်ကိုကဲတာပေါ့ခေါင်းလောင်းတန်ကြီးတစ်ချက်မြည်ဟဲသွားတာနဲ့တင်ခေအဆက်ဆက်မှရှိသမျှဟင်းလင်းပြင်းတဲ့အချိန်မှန်သမျှကိုအပြီးပိုင်ချုံနှောင်ထားနိုင်စွမ်းရှိတယ်လို့စကြောင်ငါနေရာမတွေကိုပါမှုံမှုံညံ့ညံ့ချေမုန်းပြနိုင်စွမ်းရှိတာမို့လို့သူ့ရဲ့စွမ်းပကားကတော့အဆုံးစုံထိအတိုင်းစားမရှိကြေပြောလာတဲ့တက်ဖြတ်ခြင်းနဲ့စစ်မကုတ်ကဲရကဘာဦးအမိမြင့်ဆုံးရတနာကြီးဖြစ်ပါတယ်လို့ပြောပြလာခဲ့တော့ဒီဒါကိုကြားလိုက်ရတဲ့အခါမှာတော့ကျွန်တော်မျက်လုံးတွေချက်ချင်းအယောင်တောက်သွားခဲ့ရတော့ပါပဲကျွန်တော်မှာကလည်းအစဉ်ပြေပြေသုံးလို့ရမယ့်ဂိုင်းတွေလက်နက်တစ်ခုလိုအပ်နေတာနဲ့အတော်ပဲဒီဗရန်ပရာမတေမျိုးခေါင်းလောင်းကြီးရောက်လာတာကတကယ်ကိုအချိန်ကိုက်ကွက်တီပဲလေပြီးတော့အဲ့ဒီကဘာဖိုချက်အနှစ်သာရဆိုတဲ့အရာကလည်းကျွန်တော်အတွက်တင်းငယ်တဲ့အသုံးဝင်မှုမျိုးတော့မဟုတ်ဘူးကျွန်တော်ရဲ့အဖေဖြစ်တဲ့အရှင်အဒရစ်ကကောင်းကင်ဘုံအေးကရောင်နယ်ပယ်မှာရှိနေတာလေတကယ်လို့သူသာဒီနှစ်သာရအလင်းလုံးကြီးကိုတန်းစင်အောင်ဆိုယူနိုင်မဲ့ပြင်ဒီကဘာရဲ့ဗဟိုချက်အနှစ်သာရတွေကိုပါထပ်ပြီးပေါင်းဆက်လိုက်မယ်ဆိုရင်သူဟာအဖိုးပြောခဲ့တဲ့လိုမျိုးပဲစစ်မှန်တဲ့မတေမျိုးနယ်ပယ်ရဲ့စမ်းကြင်မှုတွေကိုတကယ်ကြီးလမ်းပြီးမြဝါထင်ထင်မြင်တွေ့သွားနိုင်လိမ့်မယ်ဆိုတာတေချာတာပေါ့ပြီးတော့အဲ့ဒီဂျပန်မတေမျိုးခန္ဓာကိုယ်အနှစ်သာရကိုကျွန်တော်တစ်ချက်လမ်းကြည့်လိုက်တော့အဲ့ဒါကဘယ်တော့မှမပျက်စီးနိုင်တဲ့မတေမျိုးခန္ဓာကိုယ်ရဲ့အနှစ်သာရဖြစ်နေတာကိုရှာဖွေတွေ့ရှိလိုက်ရသည်ဒီလိုမပျက်စီးနိုင်တဲ့ခန္ဓာကိုယ်မျိုးရှိနေရင်
ခန္ဓာကိုယ်ရဲ့အသားရည်ကဘယ်တော့မှပျက်စီးယိုယွင်းသွားမှာမဟုတ်ပဲဘာဘေးကဘေးမျိုးကြုံကြုံတန်ရာရမှာမဟုတ်သလိုသွေးတစ်ဆက်တည်းကြန့်ရှိနေဥယျာဉ်တောင်မှအလိုရောက်ပြန်လဲအသက်ရှင်တန့်စင်လာနိုင်စွမ်းရှိတာလေဒါကလည်းတိတ်ကိုအင်အားကြီးမှလာတဲ့မတင်မျိုးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုရှင်းကြီးပေါ့ဒါပေမဲ့ကျွန်တော်မှာကမတင်မျိုးခန္ဓာကိုယ်ရှိနေပြီးသားဖြစ်တဲ့အပြင်မတင်မျိုးခန္ဓာကိုယ်ချင်းကြားမှာကဏ္ဍဥစုမြချင်းပလိပခဖြစ်ပွားတတ်တာမျိုးရှိတာဆိုတော့ကျွန်တော်အနေနဲ့ဒုတိယမြောက်ခန္ဓာကိုယ်တစ်ခုကိုထပ်ပြီးပေါင်းစပ်လို့မရနိုင်ဘူးဒါပေမဲ့ဒီຢာကိုတော့ကျွန်တော်ရဲ့အဖေဒါမှမဟုတ်အဘိုးစီကိုလွှဲပြောင်းပေးရလိုက်ရင်အဆင်ပြေမှာပဲလေကျွန်တော်စိတ်ထဲကနေအဲ့ဒီလိုမျိုးအကွက်စိတ်နဲ့အတွက်အချက်တွေတွက်ချက်နေတော့မှာပဲကိုင်လားမင်းဘာတွေအထိတွေးနေလို့လဲဖူမဂနက်ရဲ့စကားတန်ကြီးကကျွန်တော်ကိုအတွေးကဘာတွေကနေအပြင်ကိုပြန်လဲဆွဲခေါ်လိုက်တော့ဒီဘာမှမဟုတ်ပါဘူးမဂနက်ဦးလေးရဟုကျွန်တော်တတိပြန်ဝင်လာပြီးသူ့ရဲ့စိတ်လှုပ်ရှားမှုတွေပြင်းနေတဲ့မျက်နှာကြီးကိုလန့်ကြည့်လိုက်တယ်လို့သူ့လက်ထဲမှာကင်ထားတဲ့အခုချိန်မှာကံကြမ္မာကိုလုံးဝအရှုံးပေးပြီးငြိမ်သက်နေပါတယ်ဆိုတဲ့အဲ့ဒီအမောင်ကီလင်သားရဲ့ကြီးကိုပါလန့်ကြည့်ရင်းနဲ့ပြောလိုက်တယ်ဒါဆိုလဲဒီအင်စီတီးတဲ့ဆန်ကြီးကိုကျွန်တော်ပဲလက်ခံလိုက်ပါမယ်ကျေးဇူးများကြီးတင်ပါတယ်မဂနက်ဦးလေးလို့ပေါ့တကယ်တော့ကျွန်တော်အတွက်ဒါကြီးကဘာမှအသုံးမဝင်ဘူးဆိုတာသိနေပေမဲ့လည်းဒါကဘာပဲပြောမဂနက်ဦးလေးရဲ့ရင်ထဲကလာတဲ့စေတနာမှတ်သားဖြစ်နေတာကြောင့်ညင်းပေဖို့ခက်ခဲလုံးလို့လက်ခံလိုက်ရတာပေါ့ဟာမင်းသဘောကျရင်ပဲပြီးတာပါပဲဖူမဂနက်ကအကြီးကျယ်ဝမ်းသာအားရဖြစ်သွားပြီးလက်ထဲကအမောင်ကီလင်ကြီးကိုငကားကိုကောင်ဝေါ်ရင်ကြီးရဲ့ရှေးမောက်စီကိုပေါ့ပါပါပဲလမ်းပစ်ချပေးလိုက်တော့ဒီအမောင်ကီလင်ကြီးမြေပြင်ပေါ်ကိုကျဆင်းသွားတဲ့တစ်စက္ကန့်မှာပဲသူ့ရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကြောင့်မြေပြင်တစ်ခုလုံးဝုန်းခနဲတုံလို့သွားခဲ့ရတာပေါ့သူကဝေါ်ရင်ကြီးကိုဆွဲနေကြတဲ့ကြောင်းမဖွယ်ကောင်းတဲ့အရှင်ဝါတွေရှိကြတဲ့စစ်မှန်တဲ့ငကားကိုကောင်ကိုတစ်ချက်လမ်းကြည့်လိုက်မိတယ်အဲ့ဒီနောက်ဝေါ်ရင်ပေါ်ကတာမန်လူသားတယောက်လူမျိုးထိုင်နေတဲ့ကျွန်တော်ကိုထပ်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့မျက်ဝန်းတွေထဲမှာဝေခွဲမရဖြစ်ပြီးရှုပ်ထွေးလာတဲ့အကြည့်လင်းနှန်းတွေဖြတ်ခနဲလုတ်ခတ်သွားခဲ့ရရှာသည်သူဘလို့မှနားမလည်နိုင်တော့ဘူးလေအရှင်ဝါကြီးမားလာပါတယ်ဆိုတဲ့သူ့လိုဧကရီအတူကြီးတကောင်မဟုတ်သေးပါဘူးအခုချိန်မှာတော့စိတ်တယောက်ပေါ့ဒါမျိုးကအခုကြတော့တွေးသုံးလို့ချင်းနေပယ်လေးတင်ရှိသေးတဲ့လူငယ်လေးတယောက်အတွက်ကိုတွားသွားတဲ့တော်ကိုကောင်းတဲ့အတူတန်းတူဝေါ်ရင်ဆွဲပေးရမယ်အဆင့်ထိဘာဖြစ်လို့ဒီလောက်တောင်အောက်ခြေကျသွားရတာလဲဆိုတာကိုပေါ့ဒီလောကကြီးကတကယ့်ကိုယူတော်လုံးနေပြီအကြီးကဲတားမြင့်နေမြေအားလုံးကိုအပြည့်ပိုင်ရှင်းလင်းပြီးပါပြီအကြီးကဲကိုသတင်းပို့ရမယ်ဆိုရင်တော့အရှိတ်တော်တိုင်းမြေကကြံရှိနေတဲ့အမောင်ထုအကျွင်းကြံတွေကိုအမြင့်ပြတ်တုတ်တင်ရှင်းလင်းပြီးပါပြီအတလန်နေပင်လေပင်ကြီးတစ်ခုလုံးလည်းပြန်လဲငင်းချမ်းသွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲအမောင်ရိပ်တိုက်ကြီးတစ်ခုလုံးရဲ့အရက်မျက်နှာအတီးတီးကနေတဆင့်ဝိညာဉ်အတိသတင်းစကားပေါင်းများစွာဟာမဂနက်စီကိုတရားဟောဆူစီရောက်ရှိလာခဲ့ကြပြီးစစ်ပွဲရဲ့အခြေအနေတွေကိုလာရောက်သတင်းပို့ကြတော့ပါပေါ့ဒီလောက်အထိတိုးတောင်းလာတဲ့အချိန်လေးတွင်းမှာတင်အမောင်ရိပ်တိုက်ကြီးတစ်ခုလုံးကိုနှစ်ပေါင်းရာနဲ့ချီပြီးဒုက္ခပေးဖျက်ဆီးခဲ့ပါတယ်ဆိုတဲ့အဲ့ဒီအမောင်ထုတော်လန်ပုံကမှုကြီးဟာဗန်စစ်မီတာစုရဲ့ရှေ့တန်းစစ်မျက်နှာပြင်စစ်တပ်ကြီးဖြစ်တဲ့စကိုင်းလေးစစ်တပ်ကြီးကြောင့်လုံးဝကုန်ကိုအပြည့်ပိုင်ငင်းချမ်းသက်ဆင်သွားခဲ့ရပြီးဌာနေတိုင်းရင်းသားတွေရဲ့မျိုးလုံးထဲမှာတော့ဘလို့မှမအောင်နိုင်ပဲမြင့်မြတ်လာပါတယ်ဆိုတဲ့အဲ့ဒီအမောင်အချို့ချာအာနာပိုင်ကြီးတွေဟာဗန်စစ်မီတာစုရဲ့စစ်တီတော်တွေရဲ့ရှေ့မောင်မှာအားတော့ဘာရီလိုက်လေးတစ်ခုတောင်ထအောင်မလုပ်နိုင်ခဲ့ပဲအားလုံးအနေထိုင်တေဆုံးပျက်စီးသွားခဲ့ကြရတာရှင်းကြီးပဲလေကောင်းတယ်ဖိုးမဂနက်စ်ကဂျင်းနဲ့အားရစွာနဲ့ခေါင်းငင်းပြတယ်အဲ့ဒီနောက်ကျွန်တော်ဘက်ကိုလက်ကြည့်ပြီးပြောလိုက်တာပေါ့ကိုင်လားဒီကဘာကြီးတစ်ခုလုံးကိုတော့အကုန်လုံးပြောင်းစင်အောင်လိုက်ပြီးတန်ရှင်းရေးလုပ်ပေးထားပြီးဒါဆိုရင်နောက်ထပ်တစ်ဆင့်နေနဲ့ဒီကဘာရဲ့ဗဟိုချက်အနှစ်သာရကိုတန်းပြီးတော့ဆွဲထုတ်ကြမလားဒါမှမဟုတ်သူ့ရဲ့ဆိုလိုရင်းကတော့ရှင်းရှင်းလေးဒီကဘာကြီးတစ်ခုလုံးကအခုချိန်မှာကျွန်တော်ပိုင်ဖြစ်သွားခဲ့ရပြီဆိုတော့ကျွန်တော်စိတ်ကြိုက်ဘာမှဆိုလုပ်လို့ရနေပြီလေကျွန်တော်ခဏလောက်တွေးတော့လိုက်ပြီးမှလောလောဆယ်တော့မလောပါနဲ့ဦးမဂနက်ဦးလေးရလို့လမ်းပြောလိုက်မိတယ်ဒါကြီးကဘယ်မှထွက်ပြေးသွားမှလည်းမဟုတ်ဘူးဟာကိုပြီးတော့ကျွန်တော်လည်းဒီကဘာရဲ့ဘေးပတ်ပတ်လေကိုတေးသေးချာချာကောင်းကောင်းမွန်မွန်လက်ပတ်မကြည့်ရသေးဘူးဖြစ်နေတာကျွန်တော်ကိုအရင်ဆုံးလိုက်ပြဆန်းပါဦးကျွန်တော်ဒီကဘာကြီးအပေါ်မှာတော်တော်လေးဆက်ဆုချင်စိတ်ရှိနေတော့ပဲဘာပဲပြောဒါကကျွန်တော်ဘဝမှာပထမဆုံးအကြိမ်ရရှိခဲ့တဲ့လက်ဆောင်ကြီးဖြစ်ရမယ့်အပြင်လူတစ်ယောက်အနေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အင်ချမ်းမြေပိုင်ဆိုင်မှုတွေကိုတေးသေးချာချာကွင်းစင်းစစ်ဆေးရမှာပဲမဟုတ်လားဟုတ်သားပဲဘာဖြစ်နာမှမရှိပါဘူးဖူမဂနက်စ်ကတန်ပြီးသဘောတူလိုက်တာပေါ့မင်းဘယ်နေရာကိုပဲသွားချင်ငါမင်းကိုလူကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဒါဆိုရင်ငါတို့အရင်ဆုံးအဲ့ဒီတက်ရှိမှန်တများအတွက်တားမြင့်နေမြေလို့အခေါ်ခံရတဲ့နေရာတွေစီကိုသွားကြည့်ကြရအောင်လေအဲ့ဒီအတွင်းထဲမှာကောင်းမွန်တဲ့ရတနာပစ္စည်းတွေအမြောက်များရှိနေရလို့ငါကြားထားလို့ကျွန်တော်လည်းစိတ်ထဲကနေစနစ်ကြီးပြောပြထားခဲ့တဲ့ဒီတားမြင့်နေမြေတွေဆိုတာပြီးခဲ့တဲ့ခေတ်ဒါမှမဟုတ်အဲ့ဒီထက်မကပိုပြီးရှေးကြလာတဲ့အစူးခေတ်ကလေးကတရှိခဲ့တာဖြစ်ပြီးအတွင်းထဲမှာချိုးဝက်ချက်တွေနဲ့ရတနာတွေအမြောက်များပုံဝင်နေတာဆိုရဲ့အချက်ကိုပြန်လဲတတိယမိတာပေါ့အခုတော့ဒါတွေအားလုံးကဗန်စစ်မီတာစုရဲ့ပိုင်ဆိုင်မှုတွေဖြစ်သွားခဲ့ရပြီလေကဲသွားကြစို့အခုချက်ချင်းအဲ့ဒီကောင်းကင်မြေမြုပ်ကူရှိရဘက်ကိုဥတီမောင်းနေလိုက်ကြစမ်းလို့ပြောလိုက်တော့တယ်မဂနက်စ်ကကြီးမားလာတဲ့လက်တစ်ဖက်ကိုဝေ့ရမ်းပြလိုက်ပြီးငကားကိုကောင်ဝေါ်ရင်ကြီးကိုသူကိုယ်တိုင်ဝင်ရောက်မောင်းနှင်ပေးခဲ့တာဖြစ်ပြီးအသက်ခန့်အထားတဲ့အဲ့ဒီအမောင်ကီလင်သားရဲ့ကြီးကတော့အဆောင်အဖြစ်ဝေါ်ရင်ကြီးရဲ့ဘေးကနေထက်ချက်မကွာလိုက်ပါစောင့်ရှောက်ပေးခဲ့ရတာပေါ့အားလုံးလေထုထဲမှာပူပေါင်းပြန်တန်းရင်အဲ့ဒီကောင်းကင်မြေမြုပ်ကူရှိရဘက်ကိုဥတီသွားခဲ့ကြတော့ဒီလန်ခီတစ်လျှောက်လုံးမှာတော့အမောင်ရိပ်တိုက်ကြီးရဲ့မြင်ကွင်းတွေကလုံးဝကုန်ပျက်စီးရွေ့နေခဲ့တာကိုအတိုင်းသားမြင်တွေ့ခဲ့ရသည်၆တွေ့နေတဲ့သွေးကွက်ကြီးတွေနဲ့စိုးပြက်နေတဲ့အလောင်းကောင်တောင်ပုံညာပုံတွေကမြေပြင်နဲ့မှာပြီးနေခဲ့တယ်လို့ရေတွက်လို့မရတဲ့မျိုးကြီးပြကြီးတွေကလည်းပြပုံတီးဖြစ်နေခဲ့ကြပြီလေတစ်ချိန်လုံးကစီကားတိုင်းမြက်ခဲ့ပါတယ်ဆိုတဲ့လူသားလောကကြီးဟာအခုတော့တေချင်းတရားလိုမျိုး၆ချားဖွယ်တိတ်ဆိတ်ငြိမ်သက်ခြင်းကြီးပဲကြံရှိတော့တာပေါ့အမောင်ထုတော်လန်ပုံကမှဥကိုစတင်ခဲ့အရင်းမြစ်ကောင်တွေကိုအပြည့်ပိုင်ရှင်းလင်းတုတ်တင်ပြနိုင်ခဲ့ပေမဲ့လည်းဒီဘေးကဘေးကြီးခြံထားခဲ့တဲ့ဒဏ်ရာအနာစာတွေပြန်လဲကုစားတက်တာသွားဖို့အတွက်ဆိုရင်တော့တေချာပေါင်းနှစ်ပေါင်းတောင်းချီဒါမှမဟုတ်နှစ်ပေါင်းရာနဲ့ချီတဲ့အချိန်တွေကိုဖြည်းဖြည်းချင်းယူရမှာတေချာသည်ဒါပေမဲ့ဒါတွေအားလုံးကကျွန်တော်နဲ့ဘာမှသက်ဆိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူးကျွန်တော်ကတော့ဒီနေရာကိုအောင်ပွဲရဲ့အတိအပွင့်တွေကိုလာရောက်တင်းဆဲတဲ့အောင်နိုင်သူတယောက်အနေနဲ့ပဲရောက်လာတာဖြစ်ပြီးလောကကြဤကိုလာခဲ့တဲ့ကေတင်ရှင်တယောက်လုံးဝမဟုတ်ဘူးလေမကြခင်မှာပဲငကားကိုကောင်ဝေါ်ရင်ကြီးဟာကောင်းကင်မြေမြုပ်ကူရဲ့အထက်ကောင်းကင်ရံပေါ်ကိုဆိုက်ရောက်တဆင်းလာခဲ့တော့ဒီအခုချိန်မှာတော့အဲ့ဒီကောင်းကင်မြေမြုပ်ကူကြီးတစ်ခုလုံးဟာစကိုင်းလေးစစ်တပ်ကြီးကြောင့်တေးသေးချာချာထွန်ရရှင်းလင်းခြင်းခံထားရပြီးသားဖြစ်နေခဲ့ပြီးအမောင်ထုသားရဲ့တိုင်းနာကြီးမှုစွမ်းအင်တွေနဲ့တေချင်းတရားအရှိန်ဝါမှန်သမျှကို14တောင်မကြံရအောင်ပြောင်းစင်အောင်လိုက်လံတန်းဆင်ပေးထားခဲ့ကြတာလေတစ်ချိန်လုံးကဝိညာဉ်ကိုပါရုံလို့သွားစေနိုင်လောက်ပါတယ်ဆိုတဲ့အဲ့ဒီ
တေချင်းတရားအမွေးတက်ကြီးကလုံးဝပျောက်ကွယ်သွားခဲ့ရပြီဖြစ်ပြီးအဲ့ဒါရဲ့နေရာမှာတော့ရှေးဟောင်းခေတ်ဦးကလေးကတရှိခဲ့တဲ့ကြေပြောလာတဲ့အရှင်ဝါကြီးတစ်ခုကအလိုရောက်အစားထိုးဝင်ရောက်နေခဲ့တာပေါ့ကျွန်တော်ဝိုးရင်ကြီးတွေကနေအပြင်ကိုလန့်ထွက်ခဲ့ပြီးနက်ပြားတွေမိစာတွေရဲ့အယိုးစုတွေနဲ့ခင်းချင်းထားပါတယ်ဆိုတဲ့အဲ့ဒီမြေပြင်ပေါ်ကိုခြေလန်းလန်းနင်းချလိုက်မိတယ်ကျွန်တော်ပြင်းပြင်းထန်ထန်အသေးချခံစားလို့ရနေတာကတော့ဒီမြေအောက်အနက်ဆိုင်ဆုံးနေရာမှာကြီးမားလာတဲ့စွမ်းအင်အနှစ်သာရကြီးတစ်ခုတည်းရှိနေတာပဲမက်ဂနက်ဦးလေးဒီမြေအောက်ထဲမှာကောင်းမွန်တဲ့ယတနာပစ္စည်းတွေရှိနေနိုင်တယ်လို့ကျွန်တော်ထင်တယ်လို့လမ်းပြောလိုက်မိတာပေါ့တိတာပေါ့ဖူမက်ဂနက်စ်ကလက်ပက်လက်ဖြားတဲ့ပုံစံနဲ့အားရပါရရေမောလိုက်တဲ့အရာအလုံးကိုအကုန်ယူရမယ်ဘာတစ်ခုမှချမထားခဲ့ရဘူးဒါကကျွန်တော်တို့ဘန်စစ်မီသားစုရဲ့ရှေးခေတ်ကလေးကကျင့်သုံးလာခဲ့တဲ့အစဉ်လာလမ်းစဉ်ပဲမဟုတ်လားသူ့နောက်ကစကိုင်းလေးစစ်တပ်ကြီးရဲ့စစ်တီတော်တွေဘက်ကိုလှည့်ပြီးလက်တစ်ဖက်နဲ့အော်ဟစ်အမိန်ပေးလိုက်တော့ဒီမင်းတို့အားလုံးကြားလိုက်ကြရဲ့လားအကုန်လုံးစားပြီးဒူးကြဆန်းဒီမြေပြင်ကြီးရဲ့တလက်မချင်းစီကို14တောင်မကြံရအောင်မြေလံပြီးရှာဖွေကြဆန်းရသမျှရတနာမှာအန်တမျှအကုန်လုံးကိုတခင်လေးအတွက်စက်တက်ရမယ်အမိန့်တိုင်းပါအကြီးကဲဖူရေတွက်လို့မရတဲ့စကိုင်းလေးစစ်တီတော်ပေါင်းများစွာကတပြိုင်နက်တည်းအတန်တန်နဲ့ထွက်အောင်အော်ဟစ်ဝန်ခံလိုက်ကြတာပေါ့အဲ့ဒီနောက်မှာတော့သူတို့အားလုံးဟာတကယ်ကိုစူးစမ်းအားထုတ်လာတဲ့အင်ဂျင်နီယာကြီးတွေလိုမျိုးပဲအဲ့ဒီကောင်းကင်မြေမြုပ်ကူကြီးတစ်ခုလုံးကိုကော်စောခင်းစနစ်အတိုင်း14မှာလက်လို့မခံပဲမြေလံပြီးကြီးမားလာတဲ့တူးဖော်ခြင်းလုပ်ငန်းစဉ်ကြီးကိုစနစ်တကျစတင်လုပ်ဆောင်လိုက်ကြပါတော့တဲ့စစ်တီတော်တချို့ဆိုရင်သူတို့ရဲ့ကြီးမားထဲဝါလာတဲ့နက်ပြားခနာကိုကြီးတွေကိုအရှိန်ဝါပြီးနဲ့တန်ပြီးထုတ်ဖော်လိုက်ကြတာသူတို့ရဲ့လက်ကြီးတွေကကြီးမားလာတဲ့မြေတူးဆက်ကြီးတွေလိုမျိုးတောင်တလုံးလုံးကိုလက်တဆုပ်တဲနဲ့တင်ဝန်ခနဲ့ဆွဲယူတူးဖော်ဖြစ်လိုက်ကြတာပေါ့တချို့စစ်တီတော်တွေကြတော့လေသူတို့ရဲ့ကံတွေရတနာတွေကိုအပြင်ထုတ်လိုက်ကြပြီးအဲ့ဒီရတနာတွေကနက်ပြားအလင်းနှန်းတွေအဖြစ်ပြောင်းလဲကမြေအောက်နဲ့ကြီးတွေကိုထိုးဖောက်ဝင်ရောက်ပြီးရတနာတွေရဲ့အရှိန်ဝါတွေကိုလိုက်လံရှာဖွေနေကြတာပေါ့ခဏလောက်တွင်းမှာပဲကောင်းကင်မြေမြုပ်ကူတစ်ခုလုံးတူးဖော်တဲ့တွေဆူညံတဲ့တွေနဲ့ဆူညံသွားခဲ့ရတော့ဒါပဲကျွန်တော်ကတော့လက်နှစ်ဖက်ကိုနောက်ပစ်ပြီးဘေးနားမှာကွင်းစင်းကြီးချက်တဲ့အရာရှိကြီးတယောက်လိုမျိုးအေးအေးလူလူရှောက်သွားနေတာပေါ့တခင်လေးဒါလေးကိုလန့်ကြည့်စမ်းပါဦးဖူးမကြခင်မှာပဲစစ်ကဲတယောက်ကရွှေရောင်ရိုးစုအပိုင်းဆက်တစ်ခုကိုလက်ထဲမှာကိုင်းရင်းနဲ့ကျွန်တော်စီကိုဆေးလို့ရှာတကြီးအပြေးရောက်လာခဲ့တယ်ဒါကမြေအောက်နဲ့ကြီးတဲ့ကနေတူးဖော်ရရှိခဲ့တာကြည့်ရတာရှေးဟောင်းနက်ပြားမြောက်ဝန်ကြီးရဲ့ခြေလက်ရိုးဖြစ်ပုံရတယ်ပြီးတော့အပေါ်မှာဘယ်တော့မှမပျက်စီးနိုင်တဲ့နက်ပြားအရှိန်အဝါတွေပါကန့်ညီနေသေးတာဒါကလက်နဲ့သုံးလို့ဖို့အတွက်တကယ်ကိုထိတီးကုန်ချမ်းပဲလို့လမ်းပြလာတာပေါ့ကျွန်တော်ကဒါကိုတစ်ချက်လမ်းကြည့်လိုက်ပြီးနှုတ်ခမ်းကိုတွန်းလိုက်မိတယ်ဒါကလည်းအစင်ပြေုံတော့ပါပဲဒါကိုမင်းအတွက်ပဲပေးလိုက်မယ်လို့ပြောလိုက်တာပေါ့တခင်လေးကိုတကယ်ကိုကျေးဇူးတင်ပါတယ်ဖူးစစ်ကဲကအကြီးကျယ်ဝမ်းသာအားရဖြစ်သွားခဲ့ရတော့ဒီတခင်လေးရဲ့နောက်ကိုလိုက်ရတာကတကယ်ကြီးစားစရာတောက်စရာတွေအမြဲအရှင်ပဲရတာပဲတခင်လေးဒါလေးကိုလည်းထပ်ပြီးကြည့်ပေးပါဦးဖူးနောက်ထပ်စစ်တင်နာပရိတယောက်ကအလုံနောက်ပလာတဲ့အယောင်သွေးတွေရှိတဲ့နက်ပြားဆေးဖက်ဝင်ပင်တပင်ကိုကိုင်းမြောက်ရင်းနဲ့အသေးတန်အပြေးရောက်လာခဲ့ပြန်ပြီးဒါကအနည်းဆုံးတော့တက်တန်းနှစ်ပေါင်း3သိန်းကျော်ရှိတဲ့စိမ့်စင်ဆေးဖက်ဝင်ပင်ခရကအယိုးတွေပေါ်မှာအသားတွေကိုပြန်လဲဖြစ်တည်စေနိုင်တယ်လို့တေလူကိုပါပြန်ရှင်စေနိုင်တဲ့အံဖွယ်စွမ်းပကားတွေရှိကြတဲ့ကိုးစင်ဝိညာဉ်ပြန်လဲခေါ်ယူခြင်းအပြင်တဲ့ကျွန်တော်ဒါကိုတစ်ချက်နှမ်းရှူကြည့်လိုက်ပြီးခေါင်းကြီးပြလိုက်မိတယ်အင်းအနက်လေးကတော်တော်လေးမွေးတာပဲဒါကိုယူသွားပြီးရေနွေးချမ်းချက်တောက်လိုက်ကြတော့လို့ပြောလိုက်တာပေါ့တခင်လေးကျွန်တော်ဒီနေရာမှာနက်ပြားတတူကျော်ကြီးတစ်ခုတူးဖော်တွေ့ရှိထားပါတယ်တခင်လေးကျွန်တော်ဒီဘက်မှာနက်ပြားတွေမိစာတွေရဲ့ဝိညာဉ်အကျွင်းကျန်တွေကျင်းဆက်အိတ်ဆက်နေကြတဲ့တွေးအိုင်ကြီးတစ်ခုရှာတွေ့ထားပါတယ်ခဏလောက်အတွင်းမှာပဲဘာမဆိုရရှိထားတဲ့ရတနာပစ္စည်းမှန်သမျှအားလုံးဟာကျွန်တော်ရှေ့မောက်စီကိုဒီရေလိုင်းလိုပဲအဆက်မပြတ်ရောက်ရှိလာခဲ့ကြတော့ပါပေါ့ဒီရတနာတွေရဲ့ကဘယ်ပစ္စည်းတစ်ခုမဆိုအမောင်ရိပ်တိုက်ကြီးပေါ်မှာသာဆိုရင်တော့သွေးချောင်းစီးမဲ့စစ်ပွဲကြီးတစ်ခုကိုစတင်ဖြစ်ပွားစေဖို့လုံလောက်တဲ့အရာတွေကြီးပဲလေဒါပေမဲ့ကျွန်တော်ရဲ့မျိုးလုံးထဲမှာတော့ဒါတွေအားလုံးကတာမန်ကာလျံကပစ္စည်းတွေလိုမျိုးပဲခံစားရတာဘန်စစ်မီသားစုမှာဒါမျိုးတွေကအပုံအောရှိနေတာဟာကျွန်တော်ငငယ်ကလေးကကစားစရာလိုမျိုးသုံးလာခဲ့ရတဲ့အရာတွေဟာကိုဒါတွေကိုတင်ထားမဲ့အစားကျွန်တော်ရဲ့နောက်ွယ်ကနေတစ္ဆာရှိလိုက်ပါကူညီပေးနေကြတဲ့နောင်နာကမှလည်းကျွန်တော်အတွက်ဆက်လက်စစ်မှုထမ်းကြမဲ့ဘန်စစ်မီသားစုကဒီစစ်တီတော်တွေကိုပဲဆုလာအဖြစ်ပေးအပ်လိုက်တာကအဝေးကြီးကိုပို့ပြီးတော့အသုံးဝင်မှာပဲလေကျွန်တော်နည်းနည်းလေးတောင်ပြင်းသူလိုမျိုးခံစားလာရလို့ဝေါ်ရင်ကြီးတဲ့ကိုပြန်ဝင်ပြီးစင်ပြန်ယူဖို့ပြင်နေတဲ့အချိန်မှာပဲဖြုံးခနဲ့ဆိုသလိုအဝေးကနေပြီးတော့အလင်းနဲ့တစ်ခုကတိတ်ကိုမြင်ဆန်လာတဲ့အရှင်ဟုန်နဲ့ကျွန်တော်တို့ရှိရဘက်ကိုဥတီပြန်တက်လာခဲ့တာကိုလက်မြင်လိုက်ရသည်အဲ့ဒီအလင်းနဲ့ရဲ့အတွင်းထဲမှာတော့စုပ်ပြက်နေတဲ့ဝတ်စုံကြီးကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတယောက်ရဲ့ပုံသဏ္ဍာန်ရှိနေတာပေါ့သူ့ရဲ့ရုပ်ရည်ကအမ်းလာစရာကောင်းလောက်အောင်တိတ်ကိုချုံမောလာပလုံးလာပြီးမြမျက်နှာပေါ်မှာတော့ရဲရင်ပြအသားမှုတွေနဲ့အတူဖုံးကွယ်မထားနိုင်လောက်တဲ့ပင်ပန်းနွမ်းနယ်မှုအရေးရောင်လေးတွေကညှိနေခဲ့တာသူ့ရဲ့အရှိန်ဝါကလည်းစစ်လေးခုမြောက်နေပဲဒီမီအိုင်အဆင့်